အားလုံးပဲမင်္ဂလာပါရှင်။ဧပြီထိုး channel ကနေပြန်လည်ကြိုဆိုပါရရှင်။ဒီနေ့မှာပရိသတ်တွေနားဆင်ရမယ့်ဇာတ်လမ်းလေးကတော့အညိုတေးကြီးတဲ့မမြခန်းဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းလေးကိုတော့ကျွန်မဆုလိုင်ရတင်ဆက်ပေးသွားမှာပါ။လူငယ်တွေနှစ်ပေါင်း30ကျော်လောက်ကဖြူမြို့အရှိဘက်10မိုင်ကျော်ကျော်ခန့်ဝေးတဲ့နေရာမှာစစ်တောင်းမြစ်ကိုမေးတင်ထားတဲ့အုတ်ဖြတ်ဆိုတဲ့ရွာလေးရှိခဲ့ဘူးတဲ့။ရွာကြီးတိမ်မှာဖြစ်တယ်လို့ဖြူနဲ့ဆက်သွယ်ထားတဲ့ကားလမ်းဂိတ်ဆုံးရာနေရာလေးဖြစ်ပါတယ်။ကုံစုံဆိုင်စားသောက်ဆိုင်တွေလည်းရှိပါတယ်။အဝတ်အထည်ဆိုင်နဲ့ဆန်ဆိုင်တွေလည်းရှိတယ်။ကျန်အဝတ်အထိုင်နဲ့ရှော့အဝတ်အထိုင်တွေရှိတယ်။ပြီးတော့စစ်တောင်းမြစ်တစ်ဖက်ကန်းကိုကူးတဲ့ကတိုးစိတ်ရှိတယ်။အုတ်ဖြတ်ရွာကြီးရဲ့အရှိဘက်ကိုမျှော်ကြည့်ရင်အရှိယိုမှသွယ်တန်းတန်းကိုလှမ်းမြင်နိုင်တယ်။အနေနဲ့အရရရှိကြီးရွာပေါင်းစုံမှထင်းဖြစ်လိုအပ်တဲ့တစ်ပင်တွေကိုအဲ့ဒီအရှိယူမကပဲခုတ်ယူလျက်လဲမီတို့နဲ့တိတ်ဆောင်ကြလေးရှိတယ်။မြေတစ်ဖက်ကမ်းမှာကြီးရွာအများအပြားရှိပြီးထင်ရှားတဲ့မြို့လေးမှာမန်းမြို့ဖြစ်ပါတယ်။အုတ်ဖြတ်ရွာမှာကျွန်တော်အမေစာတီးဖြစ်တယ်လို့ဆွေမျိုးသားချင်းတွေလည်းရှိတယ်။အမေမှာရန်ကုန်မှာယောက်ျားနဲ့အိမ်တောင်ကြကပြောင်းရွှေ့နေထိုင်လျက်ကျွန်တော်ကိုမွေးဖွားပြီးတဲ့နောက်ဇာတိရွာလေးကိုမကြာခဏတွားရောက်လက်ပတ်တက်တာကျွန်တော်မှတ်မိနေတယ်။ကျွန်တော်30ကျော်အရွယ်လောက်မှာကျွန်တော်ဘာကြီးတူသူများတက်လို့တေဆုံးကြောင်းကြားသိရတဲ့အခါအထိတ်တလန့်ဖြစ်လျက်ကျွန်တော်နဲ့အမေအုတ်ဖြတ်ကိုအပြေးလွှာရောက်ခဲ့ရပြန်နေဒီအကြောင်းအရာတွေနဲ့ရှက်နွယ်ပြီးတော့အုတ်ဖြတ်သိန်းချိုင်မှာနေထိုင်ကတရေမွေးစားတဲ့ကြောက်ဘလူးခင်မောင်းဆိုတဲ့လူနဲ့စတင်ဆုံစည်းခဲ့ရတာဖြစ်ပါတယ်။ဖြူမြို့ကုန်းကျော်ရှိအုတ်ဖြတ်ကားကိန်းမှာလူစီကားကြီးမှာလူအပြေးသိပ်တင်လျက်အရှိဘက်ကိုတရီအီတရွေ့ထွက်ခွာနေတယ်။ကားကအင်ဂျင်မကောင်းတယ်လို့လမ်းကလေးစိုးဝါသေးတယ်။အမေကတလန်းလုံးတရှုပ်ရှုပ်ငိုလျက်လိုက်ပါလာခဲ့တယ်။ကျွန်တော်ကသာဘာကြီးလို့ခေါ်နေတော့လေအမှန်တော်ဆက်တာကအမေအမရဲ့ယောက်ျားဖြစ်ပါတယ်။အညာသားတယောက်ဖြစ်တယ်လို့ဘဝကိုရိုးဖြောက်စွာဖြတ်တန်းနေသူလည်းဖြစ်ပါတယ်။တောင်ရအလုပ်ကိုကြိုးကြိုးဆာဆာလုပ်တယ်လို့အနေအင်းရဲ့ဇနီးမယားကိုချစ်တဲ့သူဖြစ်ပါတယ်။အရှက်မတော့အလောင်းကစားဝါသနာပါသူမဟုတ်ရင်နွေးချမ်းတအိုးနဲ့အမီးကောင်းကောင်းရှိရင်သူ့အတွက်ပြည့်စုံနေပြီဒီလိုလူမျိုးကိုမှအသက်ခံရတယ်ဆိုတော့တိတ်ပါတော့အမေရဲ့လူတွေကြားထဲမှာအမေခဲဦးရဲ့အဖြစ်ကစိုးလုံးမာတယ်ကွယ်ကျွန်တော်လည်းဘယ်စိတ်ကောင်းပါမလဲအမေရဲ့အမေကျမကြီးထိခိုက်မှဆိုလို့ပြောတာတိတ်တော့အနားမှာထိုင်လိုက်ပါလာတဲ့ခီးသွားပေါ်မိန်းမတချို့ကဆက်စုကြတယ်တောတလေအတိုင်းပဲအမေကပြောပြတော့အော်ဟုတ်တယ်အုတ်ဖြက်ကဥညုံမဟုတ်လားကြားလိုက်တယ်မနေ့ကမနက်ပိုင်းကြီးဆုံးသွားတာအမှန်ကသူနဲ့ဘာမှဆိုင်တာမဟုတ်ဘူးလူနှစ်ယောက်ရန်ဖြစ်တောင်သူကဂျားကနေဝင်ဆွဲရာနေပြီးအထိုးခံလိုက်ရတာနေရာတွေပွဲချင်းပြီးပဲအမေကထက်မှန်မျက်ရည်ကျလျက်ထင်းနေသူ့အချင်းကအဲ့ဒီလိုအများကျိုးလေအရန်လောက်တာဒီလိုနဲ့ကားမှာဝဲကြီးကိုရောက်လာခဲ့တယ်ဝဲကြီးအလုံးမှာတစ်ပင်တွေနဲ့အတူလှမ်းမြင်နေရပြီကားပေါ်ကဆင်းတော့ချံဝကုတ်ကိုပင်ကြီးအောက်မှာအလောင်းကိုပြင်ထားတာတွေ့တယ်ကက်ဆက်တန်ကတညံ့ကနားဖြင်းထဲမှာလူတွေကရုပ်စုအဲ့ဒီခါကတက်နိုင်သူတွေဒလေးအတိုင်းဆိုင်းထဲတယ်ဆိုင်းဝိုင်းမှာပြင်ဆင်နေစေကျွန်တော်တို့ရောက်မှန်းသိတော့ကြီးတော်ကြီးကအိမ်ထဲမှာဥရဖာရပြေးထွက်ကကျူရင်ရင်ဘတ်စီတီချုံမွေးချငိုပါတော့တယ်ဒီတော့အမေမှာအမဖြစ်သူနဲ့အပြိုင်ဆိုင်ဝဲချမ်းကုန်တော့တယ်ကျွန်တော်ကတော့ဘာကြီးကိုထိထားတဲ့အခန်းကိုခါခါလေးဖွင့်ကြည့်ဖြစ်တယ်အိပ်ပျော်နေတဲ့အတိုင်းပဲဘာကြီးကကျွန်တော်ကိုအလွန်ချစ်တယ်ကလေးဘွားကဆိုရင်လက်ပေါ်ကမချကျွန်တော်ပူစားသမျှဘာကူမဆိုလိုက်ရောတက်တာကြီးရန်ကုန်မှာကြက်မွေးကျင်တယ်လို့ဆိုတဲ့အတွက်ကြက်သွေးနဲ့အနဲ့ရောရှက်နေတဲ့တိုက်ချက်လေးတကောင်ချင်းလေးထဲကလက်ဆောင်ပေးခဲ့ဘူးလားလေအမှန်ရမိတယ်ကျွန်တော်အိမ်အောင်ကြတော့မင်္ဂလာပွဲကိုဘာကြီးကိုယ်တိုင်ရောက်လာခဲ့ရန်ကုန်ပထမဦးဆုံးရောက်ဖူးတာပါနှစ်ချက်သားခန့်ဆွဲကျူးနှစ်ကုံလက်ဖွေသွားတယ်ကျွန်တော်သားလေးမွေးတော့ကျွန်တော်ထက်တောင်မှပိုလို့ချစ်နေပြန်ပါသေးတယ်အခုသားမ3တန်းရောက်နေပြီစာမေးပွဲနဲ့တိုက်နေလို့ခေါ်မလာဖြစ်ဒါအတွက်ကြောင့်လေကျွန်တော်မိမမနေခဲ့လို့မရဘာကြီးအလောင်းကိုကြည့်လျက်ကျွန်တော်မှမျက်ရည်ပေါက်ကြားရတယ်သားသမီးမထွန်းကားတာကြောင့်တခြားကလေးတွေကိုပဲလိုက်ချစ်နေရရှာတယ်ဘာကြီးလူကောင်းတွေကဘာလို့မြင်တေးတဲ့ကြတာလဲဘာကြီးဟာအဲ့ဒီညဆိုင်းနဲ့ဧည့်ခံပါတယ်ရွာလူတွေကလေဆိုင်းဆိုတခုတ်တရအားပေးတတ်ကြတယ်မန်းတက်နဲ့အပြည့်ကျွန်တော်နဲ့ညီကိုဝိုင်းခွဲတော်သူဖုံးမောင်ကမင်းကိုလူထူးလူဆန်တယောက်မျှစရာရှိတယ်ဘာတူလဲသူ့နာမည်ကကြောက်ဘလူးခင်မောင်နဲ့နေတာအတင်းချိုက်မှာဒီစာတီတော့မဟုတ်ဘူးဘယ်အရက်ကလာမှန်းလဲဘယ်သူမှမသိဘူးလူတော်တော်များများပြောကြတာတော့သူဟာတရေတွေကိုမွေးပြီးခိုင်းစားတာတဲ့မဖြစ်နိုင်တာကွာဖြစ်နိုင်တာမဖြစ်နိုင်တာအပထားအများပြောကတော့အောက်လန်းပညာတတ်တာတရေတွေနဲ့အဆက်အသွယ်လောက်တာဆရာတဆူပဲတဲ့ဂိုင်းလာငါနေလိုက်ခဲ့ဒါကြောင့်ကျွန်တော်ဘာမှဆက်ပြောမနေတော့ပဲဖ
ဖိုးမောင်နောက်ကိုအသာလိုက်လာခဲ့တယ်။တောက်တဲ့ကြိုက်တဲ့သူအတွက်အာသူဘရှင်ကချက်အရက်ကိုတော်တော်များများဆောင်ထားရတယ်။အိမ်တအိမ်မှာတီးခြားတိုက်ကြွေးတက်ကြတယ်။စူပူတောင်းကျမှုကိုတော့အဖြစ်မခံပါအပျော်သဘောတသက်သာဖြစ်ပါတယ်။အရက်တိုက်တဲ့အိမ်ကိုဖိုးမောင်ကခေါ်သွားတယ်။အိမ်မော်ရှိဝိုင်းနေစီကိုမတက်ပါဘူး။အိမ်အောက်ရှိကုတ်ပစ်ပေါ်မှာတယောက်တည်းအေးအေးလူလူအရက်ထိုင်တောက်နေတဲ့လူတယောက်ရှိတယ်။ငါပြောတာအဲ့ဒီလိုပဲ။ဖိုးမောင်ကခလန်းလန်းမှမတိမတာပြတယ်။အသက်40ကျော်ခန့်ရှိလောက်မယ်။အင်ကြီးကိုချိုးနဲ့နွမ်းနွမ်းရီရီပစိုးကိုဒူးကောင်းပေါ်အောင်ဝစ်ထားတယ်။အသားကမဲမဲမင်းရိုးကလေးထောင်ဆက်ဆက်မျက်လုံးတစ်ဖက်ကတိမ်ဆွဲနေသေးတယ်။နှာခေါင်းကပွားပွားနှာခမ်းကတွဲတွဲခြုံကြည့်ရင်သူ့မျက်နှာမြင်ကလေးကကြောက်စရာကောင်းနေခဲ့တယ်။နီးချင်းချင်းစပင်တွေကခွေခွေကောက်ကောက်ဗလာကတော့တုတ်တုတ်ခိုင်ခိုင်ပဲရေအုံနဲ့လက်မောင်းကျက်သားတွေကတောက်တင်းကြက်ခိုင်နေစေဝမ်းပိုက်စီမှာအချိုးမကျတဲ့ဈေးမင်ကြောင်ဘလူးတကောင်နဲ့အင်းခွက်တွေကိုထိုးထားသေးတယ်။လက်မောင်းနှစ်ဖက်မှာလည်းအမျိုးမြည်မသိမိစ္ဆာလိုလိုတစီလိုလိုအယုတ်တွေရှိတယ်။နည်းနည်းတော့စိတ်ဝင်စားတယ်လို့ပဲဒီလိုကဘသူနဲ့မှရော့ရော့ရှက်ရှက်နေတာမဟုတ်ဘူး။တယောက်တည်းဖာသီးဖာသာနေတယ်။သူအကြိုက်ဆုံးကအရက်ပဲဘလောက်တော့ရုပ်ပြည့်စင်ပြမှောက်မသွားတဲ့အထင်မှာဒီလူပါတယ်။ငါဒီလူနဲ့ခဏသွားပြောကြည့်ချင်တယ်။မလွယ်ဘူးထင်တယ်။ဘာလို့လဲသူ့စိတ်ကတမျိုးကြီးနားလေရခက်တယ်။ဘာပဲဖြစ်ဖြစ်ကွာငါသူနဲ့မိတ်သွားဖွဲ့ချင်တယ်။မင်းသဘောပဲငါတော့ပြန်မယ်။လောက်ဆရာလေးတွေရှိသေးတယ်။ကျွန်တော်ကောင်းညစ်ပြီးအဲ့ဒီသူအနာကိုတိုးကက်လာခဲ့တယ်။ကျွန်တော်ဒီမှာခဏထိုင်မယ်နော်။သူကအလက်တကြောင်မောကြည့်တယ်။ရွာသားတယောက်လိုလေးယူလေးသိမဟုတ်တာကြောင့်လည်းဖြစ်နိုင်ပါတယ်။သူကကောင်းလည်းမညစ်ရင်းဆန်မှုလည်းမပြုတ်ပဲသူ့အရက်သူဆက်တောက်နေတယ်။ကျွန်တော်ကသာအတင်းဝင်ထိုင်လိုက်တာဖြစ်ပါတယ်။ခမည်းနာမည်ကြောက်ဘလူးခင်မောင်နော်။သူ့ထံမှတုံ့ပြန်တန်ထွက်မလား။ကျွန်တော်နာမည်စင်မင်းမှာရန်ကုန်မှာနေတာအခုဘာကြီးရဲ့နာရီကြောင့်လာခဲ့တာဘလူးဘာကြီးလေပထမဦးဆုံးကြားလိုက်ရတဲ့အော်ရှာရှာအကွဲကွဲသူ့ရဲ့အတန်အမိအမရဲ့ခင်မောမှာအော်အဲ့ဒီစကားတစ်လုံးနှိမ့်နေပဲခိတ္တတိတ်ဆိတ်သွားပြန်တယ်ခမည်းဥဖြတ်မှာပဲနေတာလားကျွန်တော်ကမသိချင်အောင်ဆောင်ပြီးမီးလိုက်တာပါဒိုင်းရိုက်ဆိုရင်ရိုင်းကကြပါမယ်လူတယောက်ရဲ့ဘဝအောင်ကျွန်တော်လူကောင်ကချစ်ချစ်မြင့်မြင့်သိချင်တယ်မဟုတ်လားတင်းချိုက်မှာဟုတ်လားကိုပိုင်မြေမရှိတော့နေလို့ရတဲ့စီမှာတဲထိုးနေရတာပေါ့မကြောက်ဘူးလားဘာကြောက်စရာလို့လဲလူတိုင်းတိမ်မျိုးတွေကြီးပဲဥစ္စာဟိုလေတရေတွေပါတရေဆိုတာတင်းချိုက်မာတွေနေတာမှမဟုတ်ဘူးရွာရင်းမှာလည်းနေကြတာပဲတရေကိုတွေ့ဘူးလားတချို့ဆိုအပေါင်းအသင်းတွေတောင်ဖြစ်နေပြီခမည်းသူပြောပုံကတမျိုးမှတကယ်တမျိုးဖြစ်ပါတယ်လက်စားသက်အရက်ခွက်ကိုမောတောင်းလိုက်တယ်ဒီပါအောင်ပြောက်ကျွန်တော်အရက်နဲ့အမြည်ထပ်မှာပေးပါမယ်ကြိုက်တဲ့လောက်တောက်သွားပါတော်ပြီစောစောကအရက်တစ်လုံးတောင်းပြီးခါထိုးရတာရှိသေးတယ်မင်းလာပြီးစကားပြောနေရနဲ့ဆိုင်းတောင်ဖြောက်ဖြောက်နားထောင်လို့မရအောင်တဲရောက်မှစိန်ခံတောက်ရင်နားထောင်တော့မယ်ပြောဆူဆူကုပြစ်ပေါ်ကဆင်းကဖက်နဲ့မပါပဲထွက်သွားတယ်ကျွန်တော်မှသာတပိုင်းတစားနဲ့ကျွန်တော်ပြုံးမိတယ်ကြောက်ဘလူးခင်မောင်ဆိုတဲ့လူဟာပေါင်းရတင်ရတော်တော်ခက်မဲ့လူတယောက်ပါလားလို့နားလေလိုက်တာကြောက်ပါကျွန်တော်တို့နေပိုင်းမှာရန်ကုန်လိုမဟုတ်ရန်ကုန်မှာရက်လေတဲ့နေ့မှအကျွေးမွေးနဲ့အခန့်တက်တော်လဲတောရွာမှာအာတုဘချတဲ့နေ့မှာကျွေးမွေးခြင်းအကူငွေလက်ခံခြင်းနဲ့အာတုဘတကြိုခြင်းတွေကိုတပြိုင်တည်းလှုပ်ဆောင်ကြတယ်။ဘာကြီးကိစ္စမှာဝတ်သားကျွေးတယ်။မိတ်ဆွေတင်ကဟပေါ်များတာကြောင့်အကူငွေလဲရရရောထဲကြတယ်။ဘလို့ပြဿနာတစုံတရားမှမပေါ်ခဲ့။ဘာကြီးကိုယ်တိုင်တော့မပြေလည်မှုဖြစ်ကြတဲ့လူနှစ်ယောက်ကိုပြန်ပြေးပြီးရမှအသက်ဆုံးသွားတော့တာမို့ရွာသားတွေဘလောက်မှုပြဿနာမရှာကြနေ့လေ12နာရီကျော်တော့အလောင်းကိုတင်းချိုင်ကိုပို့ဆောင်ကြတယ်လဲပေါ်ကိုအလောင်းတင်ပြီးယောက်ျားသားတချို့ကဆွဲကြတာဖြစ်ပါတယ်ပြိုင်းတောင်တီးဝိုင်းလေးပါတယ်တုတ်တန်နာရောက်မှအလောင်းကစားကြတယ်ရှေ့လူနဲ့နောက်လူအင်အားချင်းစိန်ခေါ်ကြတာပါအလောင်းမှာရှေ့တိုးနောက်တိုးဒါမှမဟုတ်ခြားခြားလိန်နေတော့တယ်ဒီအခါလူကြီးသူမတချို့ကတော်ဖို့ဟန်တာကြရတယ်မြေရင်းတူတဲ့နေရာရောက်မှကြိုတင်ဆောက်နေသူတချို့ကမြေဆိုင်မြေခဲတချို့ကိုကင်ကအလောင်းစီကိုမှန်းပြီးပြစ်ကနောက်လာအောင်မလားလို့အော်ကြတယ်အာသူဘလဲဆွဲသူတွေကလည်းနောက်မလာတော့ပါဘူးလို့လှမ်းပြောကြတယ်အလောင်းမြေချတော့ဆွေမျိုးသားချင်းတစုထိမ့်မရသိမ့်မရအော်ဟင့်ငိုသူတွေကမနေကျွန်တော်နောက်ဆုံးအနေနဲ့မြေကြီးပေါ်မှာထိုင်ကရှစ်ခိုးကြောလိုက်တယ်ဘာကြီးကောင်းရာပုံဌာနကိုရောက်ပါစေတကြိုကြီးအမှုအားလုံးပြီးစီးသွားတဲ့အခါအားလုံးလိုလိုပြန်သွားကြတယ်ကျွန်တော်နဲ့ဖိုးမောင်နှစ်ယောက်သာကြံခဲ့တော့တယ်ဒီမြေချင်းကိုကြောက်ဘလူးခင်မောင်တူးပေးတာဟုတ်လားသူနေတာပဲမလေးဟောဟိုကတဲလေးပဲတင်းချိုင်အဆက်ဝင်းယုံပင်တွေအောက်မှာဆယ်ပေပက်လေခန့်ဝါးရဲလေးပဝင်းကျင်နဲ့ဝါးရဲလေးမှာနည်းနည်းကြပြဆက်နေတယ်တဲရှိမှာအုတ်ကူတချို့ရှိတယ်
ဝယုံတော်နဲ့ကိုင်းမင်တွေရှိတယ်။တစ်ဖက်မှာခက်ကွေးကွေးစီးဆင်းနေတဲ့စစ်တောင်းမြင့်ရှိတယ်။အရှိယုံမှမိုင်းပြပြကတိန်းလေးကိုနောက်ခံပေးထားသလိုအပြာရောင်ကောင်းကင်နဲ့ဖြူဖြူဆွဆွတိမ်တွေကထက်မှန်ပန်ပိုးပေးထားပြန်တယ်။လွမ်းစရာတော့ကောင်းသေးတော့တယ်။ဒါနဲ့ဘာလို့ကြောက်ဘလူးဆိုပြီးတော့နာမည်ရှိမှတက်ရတာလဲ။သူ့ရုပ်ကိုမင်းမြင်ရတာနဲ့မျက်နှာကဘလူးရုပ်ပေါက်နေတာ။နောက်ပြီးရှင်ဘက်မှာဘလူးပုံကြီးနဲ့နောက်ပြီးရွာထဲမှာခင်မောင်တယောက်ကရှိသေးတော့ကွဲသောကြောက်ဘလူးတက်ခေါ်တာ။ဘာလို့စားလဲ။ပုံမှန်တော့မရှိဘူး။မြေချင်းတူးတယ်။အုံးမင်တက်တယ်။ထင်းခုတ်ပြီးရောင်းတယ်။ကောက်တင်းကောက်တယ်။အဲ့ဒါအရက်ဖိုးရှာတာစားဖို့တောက်ဖို့ကတော့တော်မေးကွာဘာပူစရာလို့လဲနောက်ဆုံးဖုန်းကြီးကြောင်းသွားပြီးတော့တောင်းစားရတောင်ဖြစ်တယ်မင်းသူ့အိမ်ရောက်ဘူးလားပေါက်ပေါက်ရှာရှာဘာပတ်သက်လို့လဲအဲ့ဒီလောက်နေပဲစကားလက်ဆတက်ပြီးတော့ကျွန်တော်တို့တင်းချိုင်းမှအိမ်ကိုပြန်လာခဲ့တယ်အဲ့ဒီညမှာပဲကြီးတော်ကြီးအိမ်မှာထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုဖြစ်ပွားသွားခဲ့တယ်ကြီးတော်ကြီးအိမ်မှာရက်ဝေးမှဆွေမျိုးသားချင်းတချို့မပြန်သေးတချို့စကားဝိုင်းပြောတချို့လည်းပင်ပန်းလို့အိပ်ပျော်ကုန်ပြီဘာကြီးကိုဓာတ်နဲ့ထိုးသားသူမှာဖြစ်ဖြစ်ချင်းကြောက်အားလှန်အားနဲ့ထွက်ပြေးတိမ်းရှောင်နေတဲ့အတွက်ရဲကအပူတပြင်းရှာဖွေလျက်ရှိနေစေအဲ့ဒီသူရဲ့နာမည်ကကုတာတင်တာတင်အကြောင်းကိုအဲ့ဒီအချိန်မှာပြောလို့အကောင်းဆုံးဖြစ်နေတယ်ည၈နာရီကြော်လောက်ရှိမယ်မသိမြင်ဆိုတဲ့မိန်းမတယောက်အိမ်မော်ကိုဝုန်းကနေတက်ပြေးလာတယ်အမလီဟဲ့မသိမြင်ဘာဖြစ်တာလဲဘာဖြစ်တာလဲမသိမြင်မျက်စိပြက်မျက်နှာပြက်လျက်ထိတ်ထိတ်ပြပြဖြစ်နေတယ်ချက်ချင်းစကားမပြောနိုင်သေးခဏနေမှကျုပ်ကိုတရေချောက်လွတ်လိုက်လို့ဘယ်မှလဲအိမ်သာနားမှာဘလို့ချောက်တာလဲကျုပ်အိမ်သာတက်နေတော့တကားကိုတရရောက်ကလာတိုးနေလို့နောက်ရပါမလားဆိုပြီးဆေးတောင်ဆဲလိုက်မိသေးတယ်ကိစ္စပြီးလို့ထွက်ပြီးဟိုကြည့်ဒီကြည့်လောက်တော့အမလီဖြူဖြူကြီးကမမကြီးရဲ့လို့ဥညိုပဲဖြစ်မှာမျက်စိအမြင်မားတာနေပါလိမ့်မယ်ဟာမမားပါဘူးတော့ကျုပ်တေးသေးချာချာကိုမြင်လိုက်ရတာပါအစိမ့်တီဆိုတော့လေဘယ်ပြောလို့ရမလဲအဲ့ဒီနောက်တယောက်တစ်ပေါက်ထင်မြင်ချက်တွေပေးကြတယ်ကျုပ်ပါလွတ်ပါစီတော့ကိုညိုရင်အမြကျွန်တော်တွေ့လို့တွေ့ညာချန်ပေးရှိအိမ်သားစီကိုသွားကြည့်သေးတယ်။ဘာဆိုဘာမှမတွေ့အဲ့ဒီနောက်ချန်ဝင်းအနက်လှည့်ပဲ့ကြည့်တယ်။ဘလို့ဖြူဖြူအရေးတံကိုမှမတွေ့ဒါကြောင့်အိမ်မော်ပြန်တက်လာခဲ့တယ်။အတန်ငယ်ညနဲ့သွားပါပြီ။ဝဲခင်းထဲမှာတော့လူတွေကဇွဲတန်တန်နဲ့အားပေးနေကြစေအခုလိုနာမည်ကျော်ဆိုင်အဖွဲ့ကိုနားထောင်ရတာကကြုံတော့ကြုံငယ်ကိစ္စ။တာရေးဖြစ်ဖြစ်နာရေးဖြစ်ဖြစ်ကြုံပါမှကြုံလာရင်တော့ငွေကြေးတက်နိုင်သူဖြစ်ပါမှဒါကြောင့်ကိုယ့်ရမှာလာရောက်ဖျော်ဖြေခိုက်မငိုက်မပြူအားပေးလိုက်မယ်ဆိုတဲ့ပြိတ္တကြောင့်ဆိုင်းစီယာရဲ့လက်တံကလေးမြူးချွတ်တက်လက်လို့နေပါတော့တယ်ကျွန်တော်နောက်ကျောတွေတောက်တင်းလာတယ်ခီးပန်းနာကြောင့်လေးဖြစ်နိုင်ပါတယ်ဒါကြောင့်ခေါင်းအုံးလေးကိုယူကောင်ခေါင်းတင်လေးရဲ့ကြောခင်းလိုက်တယ်အာသူဘအိမ်မို့ဘသူမှစနေတကျအိတ်သူမရှိလူရနေရမှာဟိုခွေဒီခွေတွေကြီးပါဆိုင်းတန်ပတ်လုံးနေကြမှာသူ့စိတ်တွေလွေမျောနေတယ်ဒီချားရဲ့ဘာကြီးသိဆုံးမအများပြောစကားတွေနဲ့စိတ်ကူးပုံဖော်ကြည့်နေတယ်မမြင်နိုင်တဲ့ကံတရားကရဲရဲဆက်ဆက်ပြထန်းလိုက်တာပါပဲလားကိုနေလည်းမသက်ဆိုင်ဘာအညိုးတိမှမရှိရန်သူနှစ်ယောက်အလေချဝင်ခဲ့မိတာကြောင့်ဖြစ်ပေါ်လာတဲ့အကောင်းဆုံးရလက်သူတက်ပြင်းကိုအသာချတယ်နောက်စောစောရီစုံနေရတဲ့ကြောက်ဘလူးခင်မောင်သူကတရေမွေးသူဆိုပါလားစိတ်ထဲမှာတော့တမျိုးဖြစ်နေတယ်ဒီလိုအဖြစ်မျိုးလည်းရှိနေသေးလားယုံချင်းမယုံချင်းဆိုတာထက်အဖြစ်ဆန်းလေးတစ်ခုတော့ရလိုက်တယ်လို့ထင်တယ်ကျွန်တော်မှစာတူပေစလေးတွေဝါသနာအလျောက်ရေးသားနေရမှတချို့စာမှုတွေကိုမဂဇင်းတိုက်ကိုပို့ကြည့်တယ်ကျွန်တော်အာသနာကခံမရလိုက်ဒေါ်ရီတောင်ထဲမှာတရားကျင့်နေတဲ့သူတော်စင်းတွေအကြောင်းမမြင်မတွေ့ရတဲ့နာနာဘဝတွေကိုတဆင့်စကားတဆင့်ဆိုသလိုကြားရကဇလန်းစင်ဖြစ်မှုတွေသိပ္ပံပညာနဲ့လိုက်လို့မမီနိုင်တဲ့စိတ်နယ်လုံးဖြစ်ရဲ့အကြောင်းအရာပေါင်းစုံစိတ်ဝင်စားအောင်ဖန်တီးမှုတွေကျွန်တော်ပထမဆုံးပေးပို့တဲ့စာမှုကိုမဂဇင်းတိုက်တစ်ခုကအသုံးပြုခဲ့တာကြောင့်စိတ်ခွန်အားတွေနှိုးကြခဲ့ရတယ်။ဆက်လက်ရေးဖို့မန်ဒီတက်လာခဲ့ရတယ်။ဒီလိုနဲ့မတောင်တစ်ခေါက်ဂမ်ဘီယာဆိုင်ရေးဆရာတယောက်ဖြစ်ခဲ့ရတယ်။အလုံးတစ်ဖက်ကြောင့်အာသွန်ခွန်ဆိုင်တော့မရေးဖြစ်ခဲ့ပါ။ကျွန်တော်စဉ်းစားရင်ကျွန်တော်မျက်လုံးတွေလေးလံလာတယ်။တန်းဝေနေလိုက်တာလည်းမကြာခဏမျက်လုံးတွေကစောစောကတရေချောက်ခင်ရတယ်ဆိုရက်မသိမြင်စီရောက်သွားတယ်။သူမမှဒေါင်းလေးတစ်ခုမှကွကွေးလေးလှိမ့်နေတယ်။မျက်လုံးတွေကပွင့်နေတာမို့အိတ်မပြောသေး။သူတကယ်အချောက်ခံခဲ့ရတာလား။အဆွေးစိတ်ကြောင့်ထင်အောင်ထင်မှားဖြစ်ခဲ့တာလား။သူမသိမြင်ကိုကြည့်နေခိုင်မသိမြင်မျက်လုံးတွေပြူးကျလာတာအမှတ်မထင်တွေ့လိုက်ရတယ်။ဘာကြောင့်လဲ။သူစဉ်းစားမရဖြစ်သွားတယ်။အဲဒီနောက်သူမရဲ့ခန္ဓာကိုယ်တစ်ခုလုံးကတုံကရင်ဖြစ်ကငုတ်တုတ်ထတိုင်းနဲ့မျက်နှာပုံမှန်မျက်နှာမဟုတ်မဲ့ရွယ်နေတယ်။လက်နှစ်ဖက်ကတဆက်ဆက်တုံလျက်
အိမ်မပြောနိုင်သေးတဲ့ဦးလေးနဲ့အမေကဟဲ့မသိမြင်ပခုံးကိုလှုပ်ရမ်းကနမေကိုတကြောကြောခေါ်တယ်မျက်လုံးတွေပိုပြီးပြူးကျလာသလိုပါးစပ်တွေလည်းရွေဆောင်းကုန်နေဒီအချိန်စိုင်းတန်မကြားရတော့တာအံ့ဩစရာကောင်းပါတယ်လာကြပါဦးဒီမှာမသိမြင်ဘာဖြစ်တယ်မပြောတတ်ဘူးသူတွေမကတခြားလူတချို့လည်းထားလိုက်ကြတယ်မဟုတ်မှလည်းရောဒါဝင်စည်းတာဦးလေးကသူ့ထင်ရကိုပြောတယ်ဝင်စည်းတာအမေကဦးချောင်ချောင်နဲ့ဘလို့ဝေခွဲရမယ်မသိဖြစ်နေစဉ်မသိမြင်မယောက်ျားတန်ခတ်အောကြီးနဲ့မေမြဆိုတာဦးညိုရဲ့မိန်းမနာမည်အတန်ကလည်းကိုညို့တန်ဖြစ်နေတာကြောင့်မမေမြရောင်တိရောင်နာနဲ့ရှင်ကိုညိုမဟုတ်လားမေမြငါ့ကိုကြောက်ဘလူးလက်ကလွတ်အောင်လုပ်ပေးသူငါ့ကိုခိုင်းတော့မယ်ဟဲဦးညိုစကားကြောင့်မမေမြလန့်သွားတယ်သူကအလင်းစလုံးနဲ့ပဲဘလို့ခိုင်းပါလဲဦးညိုခေါင်းကိုတွင်ခါတယ်မပြောနိုင်ဆိုတဲ့သဘောပါပြီးတော့စက်ငယ်ဖြစ်နေတယ်ပြောစမ်းပါကျုပ်တို့ဘာလို့ပြရမလဲမိမလို့သူကကတုံကရင်နဲ့ဝင်ပြောတယ်ဒီခါလဲမပြောပြမအောင်တုံရီသာဖြစ်နေတယ်တာတင်အနောက်တောင်ကြီးကရှမ်းရွာမှာပုန်းနေတယ်ဟေးအားလုံးအံ့ဩသွားကြတယ်အဲ့နောက်ဘာကူမှဆက်မပြောတော့ပဲတပြေးပြေးငြိမ်သက်သွားတယ်နောက်ကျမ်းမော်ခွေကနေလဲကျသွားတယ်ဟဲ့နောက်ကနေထူပေးလိုက်ကြစမ်းသူမချွေးသီးချွေးပေါက်တွေဆိုရွှဲနေတယ်ခဏနေတော့မှမတိနိုးနာပုံစံနဲ့ကျုပ်ဘာဖြစ်သွားတာလဲနင်ဘာဆိုဘာမှမသိဘူးလားလုံးကြီးမသိတာတော့မဟုတ်ဘူးတယောက်ကထိန်းချုပ်ထားတယ်လို့မျိုးတတိလစ်သွားလိုက်ပြန်တတိရလာလိုက်နဲ့ဘာပြောခဲ့လဲဆိုတာရောမှတ်မိလားမမှတ်မိဘူးကြီးတော်ကြီးကတော့သူ့ယောက်ျားဝင်ပူးတာမှန်ကြောင်းယုံကြည်နေတယ်ကျွန်တော်နဲ့ဦးလေးသိမ်းမောင်ကတွေ့ဆကြောက်ဘလူးကတော့လွန်နေပြီကွာသူ့လက်ကလွတ်အောင်လုပ်ပြီးငါ့ကိုခိုင်းတော့မယ်ဆိုတာဘာသဘောလဲအတော်တယောက်ကမကြည်မနဲ့ဝင်ပြောတယ်ကြောက်ဘလူးကအောက်လန်းပညာသိပ်စွမ်းနာစင်မရဲ့သူ့တက်ပညာနဲ့တည်သွားတဲ့လူရဲ့ဝိညာဉ်တွေကိုခိုင်းစားနေတာမကြည်နဲ့တဲ့လူမုန်းတဲ့လူဆိုရင်အဲ့ဒီတရေတွေကိုအတောင်းချပြီးတိမ်လောက်ဒုက္ခပေးတော့တာမဟုတ်သေးပါဘူး။ဘာမဟုတ်ရမှာလဲ။မြဝါထင်တွေးခဲ့တဲ့လူကတွေ့ပြီးသား။ဘသူတွေ့တာလဲ။ပညာတဲ့အချင်းချင်းမို့အထက်လန်းကကောင်းရာလုပ်နေတဲ့ပုံကိုယ်တွေ။သူစဉ်းစားရအတော်ကြက်သွားတယ်။မသိမြင်ပြောသွားတဲ့စကားတွေထဲမှာတခွန်းကစိတ်ဝင်စားစရာကောင်းနေပါတယ်။တာတင်အနောက်တောင်ကြီးကရှမ်းရွာမှာပုန်းနေတယ်။အနောက်တောင်ကြီးကရှမ်းရွာဒီအချိန်အိမ်မော်ကိုလူကြီးတစ်ယောက်တက်လာတယ်။အပေါ်ပိုင်းအင်ကြီးပလာကတုံးစပင်ဘယ်ဘက်မျက်လုံးနေရာမှာစိုက်ဝင်နေတဲ့ဓမြောင်ကတန်းလန်းမျက်လုံးကကျွတ်ထွက်လျက်ပါးပြင်ပေါ်မှာတန်းလန်းဖြစ်နေတယ်။သွေးတွေကဒလဲဟောအောက်ကိုစီးကျနေတယ်။တကူလုံးမိသွေးကဲလိုနှက်မောင်နေတော်လဲ။ဘာကြီးဥညိုဖြစ်ကြအောင်တော့သူ့ချက်ချင်းသိလိုက်ပါတယ်။ဘာကြီးသူ့အားကိုအော်ဟစ်လိုက်တယ်။ဘာကြီးမှာဘာစကားတခွန်းကိုမှမဆိုပဲသူ့စီကိုသာတန်မတ်လာနေတယ်။ဘာကြီးအတန်ကကျွန်တော်နားတွေကိုတိုးဝင်လာတယ်။ဦးလေးကကျွန်တော်ကိုလှုပ်နိုးနေတာဖြစ်ပါတယ်။ဇင်းမေဒီကောင်အိပ်ပျော်ပြီးရှောင်းနေတာ။သူနိုးလာတော့ပတ်ဝန်းကျင်ကိုချက်ချင်းအကဲခတ်လိုက်တယ်။မသိမြင်တယောက်ဟောက်တန်နေတော့ပြီးလို့နည်းချက်အိပ်ပျော်နေတယ်။ဆိုင်းကလည်းတိမ်းသွားပါပြီ။မင်းအိမ်မက်နေတာမဟုတ်လား။ကျွန်တော်နဖူးပေါ်ရှိချွေးစည်းတွေကိုပစိုးနဲ့တုပ်ကခေါင်းကြီးပြလိုက်ရတယ်။အိမ်မက်ကိုအိမ်မက်လို့တော့မထင်လိုက်ရ။အိမ်မက်နဲ့လည်းမတူဘာတွေကြောင့်ဒီလောက်တောင်အော်နေတာလဲ။အိမ်မက်ထဲမှာဘာကြီးကိုတွေးလို့ဟေးကျွန်တော်ရေအေးတစ်ခွက်ကိုတောက်လိုက်ပြီးအိမ်မက်အချောင်းကိုအေးဆေးပြောပြနေပါတယ်ဘလို့ကွာတာတီရှမ်းရွာမှာပုံနေတဲ့လားအိမ်မက်ထဲမှာတော့ဒီလိုပဲပြောတာကြားတာပဲတာတီကိုရှာဖို့ရဲစခန်းကိုအကြောင်းကြားရမယ်ဟာမဟုတ်တာဟိုကလက်ခံပါမလားလက်ခံတော့မခံတော့သူ့အပိုင်းတချို့ဆိုလူသက်တရက်ခံဘယ်သူဘယ်ဝါမှမသိရတဲ့အမှုအခင်းတွေမှာတေသူတွေကအိမ်မက်ပေးပြီးတရက်ခံဖော်တာတွေမင်းမကြားဘူးလားလက်တွေမဟုတ်ပေမဲ့သူများပြောတာတော့ကြားဘူးတယ်မယုံမရှိနဲ့မောင်ဒါမျိုးတွေကတကယ်ရှိတယ်ခုတော့မင်းအိမ်မက်ကလက်တွေဖြစ်သွားနိုင်သေးတယ်တိုက်ဆိုင်မှုလားတကယ်လားမစွန့်နိုင်တော့လေနောက်နေ့မှာနေမြေရဲစခန်းကိုတွားရောက်အကြောင်းကြားလိုက်ရချက်ချင်းပဲအနောက်ရိုးမတောင်ကြီးရှိရဲရွာလေးကိုပတ်စိတ်တိုက်ရှောက်ဖွေရာတာတင်ကိုဖမ်းမိသွားတယ်ဒါကြောင့်ကျွန်တော်အလွန်အမင်းအံ့ဩခဲ့ရတယ်တက်စင်မှိုက်ကန်နေပါရောလားအိမ်မက်အစ်စ်မဟုတ်ရဲ့လားကျွန်တော်စိတ်ထဲမှာတော့ဘဝမကြတစ်ခုဖြစ်မိတယ်အဲ့ဒါကအိမ်မက်ထဲကအတိုင်းဆိုရင်ဘာကြီးမှမကြုံမလို့ဖြစ်လျက်တရေတစီဘဝကိုရောက်နေပါပြီဒီအချက်ဟာမကောင်းလှပါဘူးဒီရာဟာဝိကျွေးတာဖြစ်တော့မယ်မြန်မာလူမျိုးဗုဒ္ဓဘာသာပြီးသူ့အတွက်ကောင်းမှုကုသိုလ်တွေလုပ်ပြီးတော့အများတက်ပေးဝေရင်ကိုကျွတ်နိုင်မလားလို့တွေးတယ်ပြီးတော့ဘာကြီးကိုကြောက်ဘလူးကခိုင်းစားတော့မှာတဲ့
ကြောက်ဘလူးကိုထိတ်တိုက်ရင်ဆိုင်တွေးဖို့ကတော့တိတ်မလွယ်အောင်လန်းပညာအကြောင်းကိုကျွန်တော်ရည်ရည်ရရနားလေတာမဟုတ်မကောင်းတာမှန်သမျှအကုန်လုပ်တယ်လို့တော့အကြမ်းမြင်နားလေထားတယ်ကြောက်ဘလူးခင်မောင်ကရောတကယ်အောင်လန်းပညာကိုတတ်သူလားဒါမှမဟုတ်ရွာသူရွာသားတွေရဲ့မျက်စိစုံမိတ်ရိုးစွနေတာကိုပဲခံနေရတာလားကျွန်တော်ကြောက်ဘလူးကိုလိမ့်လာချင်မှသိတယ်စကားပြောကြည့်ချင်မှသိတယ်သုံးသက်ချင်မှသိတယ်ဒါကြောင့်ကြောက်ဘလူးနဲ့ဒုတိယကြိမ်တွေ့ဖို့ဆုံးဖြတ်လိုက်တယ်အမုန်းတရားနဲ့မဟုတ်ပေမေတ္တာတရားနဲ့တွေ့ဆုံခြင်းမျိုးစောင်းလီကဝဲဝဲလေးတိုက်ခတ်နေတယ်စောင်းကုံတွေကိုမို့လွန်လွန်ကဲကဲအေးတာမျိုးတော့မဖြစ်ပါဘူးနေလို့ထိုင်လို့ကောင်းယုံတော့ပဲအမေကကျွန်တော်ကြိုက်တဲ့စီတမင်းကိုထိုးတယ်ငရမ်းကြောက်ကိုမီးဖုတ်ကောင်စီရွှဲရွှဲလေးဆန်းလေးရဲ့တွဲဖက်စားရမှာအလွန်အရသာရှိလာပါတယ်ကျွန်တော်ဦးလေးသားချင်းတွေနဲ့စကားပြောနေခိုက်ထူးဆန်းတဲ့သတင်းတစ်ခုရောက်လာတယ်အချုပ်ခန်းထဲရောက်နေတဲ့သားတင်ညတရေ6ခံရလို့တဲ့ဦးလာဘောကဝင်ဝင်လာချင်းပြောလိုက်တဲ့စကားဦးညိုတရေ6တာပြောင်းဆက်နေတာပဲတဲ့ညတောင်ဝင်ကြတဲ့ရဲသားလေးပြောတာကျွန်တော်ကတော့သားတင်စိတ်ကြောင်6ချဖြစ်ပြီးတောပြောတောင်ပြောပြောသလားလို့ထင်မိသေးတယ်သတင်းကအဲ့လောက်ပဲဖြစ်ပါတယ်တောသူတောင်သားတွေမှုစကားကိုချက်ချက်ကပြောတာလည်းဖြစ်နိုင်ပါသေးတယ်ကျွန်တော်ကကြောက်ဘလူးစီသွားဖို့ပြင်ဆင်လိုက်တယ်စီတမင်းနဲ့ငချောက်ကိုငပြောရွက်လေးနဲ့ထုတ်လိုက်တယ်ဘယ်သွားမယ်ဘယ်လာမယ်ဆိုတာတော့ဘသူကိုမှအသိမပေးခဲ့အဲ့ဒီနောက်ကျွန်တော်တင်းချိုင်းဘက်ကိုထွက်လာခဲ့တယ်စစ်တောင်းမြစ်ကဘာအတိုင်းရှောက်လာခဲ့တယ်ရွာလေးမှာကဘာဆောင်မှာဖြစ်နေလို့နောက်နှစ်ပေါင်းကြာလာတဲ့အခါတိုက်စားသွားနိုင်ကြောင်းကြိုတွေးမိတယ်ကဘာတစ်ဖက်မှတစ်တိုင်လဲတွေတင်ဆောင်ကကူးလာတဲ့တမန်ကြီး20စက်ဖောင်တွေကိုတွေ့နေရတယ်ခရီးသွားတွေလည်းပါပါတယ်ကျွန်တော်လက်ဆက်တဲ့လေးကိုတဝါကြီးရှူလိုက်တော့စိတ်တွေလန်းဆန်းသွားတယ်နောက်အုတ်ပြက်တင်ချောင်းလှမ်းမြင်နေရတယ်ကြောက်ဘလူးတေးကတော့လှုပ်ရမ်းနေတဲ့ဝယုံပင်တွေအောက်မှာငင်ငင်တက်တက်ကျွန်တော်တင်းချိုင်းမြေကိုချိုးကွင်းလိုက်တယ်အုတ်ကူတချို့နဲ့မြေပုံချားမှဖြတ်လာခဲ့တယ်မကြာကြောက်ဘလူးတင်းသားကိုရောက်လာခဲ့တယ်ကျွန်တော်အချင်းတွေကိုလှမ်းအကဲခန့်လိုက်တယ်အားလုံးတိတ်တိတ်ဆိတ်ဆိတ်ဒီလူရှိမှရှိပါမလားကျွန်တော်ခြေဖွားဖွားလေးနဲ့ငါတဲအတွင်းကိုလှမ်းကြည့်လိုက်တယ်ကြောက်ဘလူးပက်လက်ကြီးအိပ်ပျော်နေတယ်တဲလေးအတွင်းမှာအကာရံဘာမှမရှိဖျားစင်မရှိခြောက်နှမ်းနေတဲ့အာတုဘမှုပန်းခွေတချို့တွေ့ရတယ်ရှုပ်နဲ့ထူထားပုံရတဲ့တရဲလူလူဆုံးလူလူထမိန်ရင်ရှားနဲ့မိမရုပ်ထု3ခုနဲ့ကြောက်စရာကောင်းလောက်အောင်မျက်နှာပေါက်ဆိုးလာတဲ့မဲမဲကျွတ်ကျွတ်ယောက်ျား2ယောက်ရဲ့ရုပ်ထုနောက်အရက်ပလင်းတချို့နဲ့ပိန်လိန်နေတဲ့မဲမဲတဲတဲဓာတ်အိုးနှလုံးလောက်တွေ့တယ်ဖျားဆုပ်တစ်ချက်ပေပေညင်ညစ်ခေါင်းအုံးတစ်လုံးနဲ့ကြီးထက်ထက်တက်နေတဲ့စောင်းတစ်ထည်ကြောက်ဘလူးရဲ့တဲအတွင်းမှာမြင်ရသမျှတော့ဒီလောက်သာမတိစိတ်ကနှိုးဆော်လိုက်လို့လားမသိကြောက်ဘလူးမျက်လုံးတွေပွင့်သွားတယ်ကျွန်တော်ကိုမြင်တော့မျက်မှောင်ကျုပ်သွားတယ်ကျွန်တော်ကိုမှတ်မိပုံတော့ပေါ်ပါတယ်သူအိတ်ယာမှလူးလဲထားလိုက်တယ်ဘာလာလောက်တာလဲမေးလိုက်တဲ့အမူအရာကတိတ်ဘဝင်မကြတဲ့ဟန်ပန်ဘာရင်လို့မဟုတ်ပါဘူးခမားစီလာချင်တာနဲ့လာစရာအကြောင်းဘာမှမရှိဘူးဒီလိုတော့ဘယ်ဟုတ်ပါမလဲဗျာကျွန်တော်ကခမီးကဝတ္ထုလေးတွေမတောက်တစ်ခေါက်ရေးတဲ့စာရေးဆရာပါခမားလူခက်ဆဲဆဲလူတယောက်ကိုတွေ့တော့စိတ်ဝင်စားမိလို့ပါခမားကစာရေးဆရာဟုတ်ပါတယ်သူမျက်နှာပြင်ပေါ်ကမာထန်မှုတွေအနှဲငယ်ရောကျသွားတယ်လို့ထင်လိုက်ရတယ်။ကဲဒါခမားအတွက်ယူလာတာကျွန်တော်ကစီတမင်းထုတ်ကိုသူ့ရှေ့ထိုးပေးလိုက်တယ်။ဘာလဲကျွန်တော်ကပါဇက်နဲ့မပြေတော့ငပြောရွက်ဖက်လေးတွေကိုလှန်ပြလိုက်တယ်။ဝင်းဝင်းဝါဝါစီတမင်းနဲ့ငချောက်ကိုမြင်တော့စားနေတဲ့မျက်လုံးတွေကိုအတိုင်းသားမြင်နေရတယ်။အရက်အလွန်ကြိုတောက်သူတိုင်းဟာအစားအဆောင်ပုံမှန်စားလိမ့်မရှိကြ။ကျုံမနေ့ကလေးကထမင်းမစားရသေးဘူး။စားပါဗျစားပါ။တမင်ခမားစားဖို့ယူလာခဲ့တာပဲ။ကြောက်ဘလူးဟမ်မဆောင်နိုင်တော့ဘူး။စီတမင်းကိုပလုပလောင်စားပါတော့တယ်။သူ့ကိုကြည့်ရတာအားရပါရရှိလာတယ်။ပါလာသမျှကိုတဝတပြေးစားသုံးလိုက်ပြီးတဲ့နောက်ဝါးကြီးလောက်ထဲမှာရေကိုတောက်ကလက်ကိုပစိုးနဲ့ပဲတုပ်လိုက်ပါတယ်။အဲဒီနောက်စီလိတ်တူတို့မင်းကြီးဖွားရှိုက်ကအပါခုမှပဲနေသားထိုင်သားရှိတော့တယ်။လေအေးလေးကတဝေးဝေးတိုက်နေတယ်။မြေပြင်ကျဲကိုလှမ်းကြည့်တော့နေအောင်ချောင်းစီးနေတဲ့ရေတွေမှာတက်လက်လက်နေစမ်းမအောင်ခမရအကျုပ်ကိုဘာစိတ်ဝင်စားတာလဲခမရဒီလိုတီးတီးချာချာနေတာနဲ့လူတွေနဲ့ဆက်ဆံရေးကျေးတာကျုပ်ကတင်းချိုင်းမှနေပြီးတရက်ကိုမွေးထားတဲ့ကောင်မဲဗျခမရအဲ့ဒီလိုဓာတ်ရိုက်ပြောလာလိမ့်မယ်လို့ထင်မထားတာကြောင့်အံ့ဩသွားရတယ်သူကစည်းလိတ်ကိုအေးအေးဆေးဆေးဆက်ဖွာနေတယ်တရက်ကိုဘာလို့မွေးရတာလဲတစ်ချက်စဉ်းစားသလိုလှုပ်လိုက်တယ်နောက်မှတရက်မွေးတယ်လို့သာလွယ်လွယ်ပြောလိုက်တာပါတကယ်တော့တယောက်ကိုတယောက်အပြန်လည်ဆက်သွေးချတာပါကျုပ်ကသူတို့လိုအပ်ချက်ကိုကူညီတယ်သူတို့ကကျုပ်လိုအပ်ချက်ကိုပြန်ကူညီတယ်ဒါပါပဲလိုအပ်ချက်ဆိုတာကဒါကိုတော့လောလောဆယ်ကျုပ်ပြောလို့မဖြစ်သေးဘူးတရေမွေးတာအောင်လန်းပညာလားဆိုပါတော့ဘယ်နှယောက်ကိုမွေးထားတာလဲ
မြဆဆမဟုတ်ပါဘူးစုစုပေါင်း9ဦးလေးပါဟိုမလေးသူကရုပ်တုတွေစီလက်ညှိုးထိုးပြတယ်ယောက်ျား2ဦးနဲ့မိန်းမ3ဦးအဲ့ဒါတွေကဘသူတွေလဲဒီဘက်ကကျော်ဖနောက်မင်းတိန်နောက်တစ်ယောက်ကမြခက်နောက်မက်စိန်နောက်မက်မေတင့်အဲ့ဒီထဲမှာကျွန်တော်ဘာကြီးနာမည်ပါမလာတဲ့အတွက်နည်းနည်းတော့စိတ်အေးသွားရတယ်ကျွန်တော်ဘာကြီးရဲ့အခြေအနေကရောဘလို့ရှိလဲခုလောလောဆယ်တော့ဝိညာဉ်ဘဝနဲ့ရှိသေးတယ်မကြခင်တော့ဘဝတစ်ခုခုကူးသွားမှာပါကျွန်တော်အနေနဲ့လေဒီလိုပဲဖြစ်စေချင်ပါတယ်ကျွန်တော်ကထပ်မံဆက်စုလိုဟန်နဲ့စောစောက9ယောက်ဘာကြောင့်တေးကြတာလဲဗျကျုပ်တို့9ယောက်ရဲ့ရာဇဝင်တွေကိုခရီးစီတွင်းချသိခဲ့ရပြီညာတိုင်းကျုပ်ကသူတို့တွေနဲ့စကားပြောနေတဲ့ကောင်ကိုရက်တွေဒီလောက်ကြာတော့လေအားလုံးပြည့်စုံသိခဲ့ရတယ်ဆိုပါတော့ဘာလဲခမ ्या စိတ်ဝင်စားလို့လားဘယ်နဲ့ပြောပါလိမ့်ဗျာစာရေးဆရာပဲစိတ်မဝင်စားပဲနေပါမလားဒါဆိုကျုပ်တရက်ကိုတယောက်ချင်းစီရဲ့အကြောင်းပြောပြမယ်ခမ ्या ဘက်ကအရက်အတွက်တာဝန်ယူဟာတိတ်ဖြစ်တာပေါ့ဗျာဒီလိုနဲ့ကျွန်တော်တို့နှစ်ယောက်အပေးယူတဲ့သွားပြီးတဲ့နောက်အရက်အမြည်တွေမကပဲစားဖို့တောက်ဖို့မှဖန်တီးပေးခဲ့ပါတယ်နောက်ရက်တွေမှာကျွန်တော်သူ့ထံနေတိုင်းလိုရောက်ဖြစ်တယ်သူပြောပြတဲ့လူ9ယောက်ရဲ့နောက်ကျောင်းရာဇဝင်တွေကလည်းတယောက်တစ်မျိုးစီထူးထူးဆန်းဆန်းတွေမှုစိတ်ဝင်စားစရာကောင်းလာပါတယ်သူပြောပြတဲ့အကြောင်းအရာတွေကိုကျွန်တော်စာအုပ်နဲ့မှတ်တမ်းတင်ရင်ဖတ်လို့ကောင်းစီဖို့ဝတ္ထုလေးတွေဖြင့်ရေးသားခဲ့ပါတယ်အဲ့ဒီအကြောင်းအရာတွေမှာအောက်ပါတိုင်းပဲဖြစ်ပါတယ်အဲ့ဒီရွာလေးမှာကြော်ပါလို့ဆိုရင်ရွာသားတွေကနှာခေါင်းရှုပ်ကြတယ်ကြော်ပါမှာဆွေမရှိမျိုးမရှိတကောင်ကျွတ်တခြားနေရာမှာရောက်လာသူပိပိတီတီမိုက်ကန်ကန်နေသူလက်ကလည်းအလိုရှင်နေထိခနဲဆိုရင်လက်ကပါပြီးသားတော်တန်ယုံဆိုရင်ဘသူမှသူနဲ့ထိတ်တိုက်ရင်မဆိုင်ရင်ရိုက်မှုနဲ့အချုပ်ထဲဝင်ရတာလည်းမကြခဏထောင်လဲကြဘူးတယ်ထောင်ကထွက်လာတော့လေဒီရွာလေးကိုသာရောက်လာတတ်တယ်အဲ့ဒီလိုပြန်ရောက်လာတာကလေအကြောင်းမေတော့မဟုတ်သူညာနင်းကိုတိတ်တခိုးချစ်နေတာကြောက်ပါညာနင်းမှာအသားဖြူဖြူမျက်နှာသွဲသွဲနဲ့ယူလေးလှသူအသက်က22နှစ်ကျော်ယုံလေးကိုလုံးကိုမကမစိုးလားညာနင်းမှာမိဘ2ပါးစလုံးမရှိတော့အတော်နဲ့နေရသူဖြစ်ပါတယ်ချမ်းသာတော့မဟုတ်လက်လုံလက်စားပါပဲသူကလွန်ခဲ့တဲ့2နှစ်ခန့်ကပဲသူမကိုကြိတ်ပြီးတော့တိတ်တခိုးကြိုက်နေတာဖြစ်ပါတယ်သူလိုစိုးသွမ်းပေတီနေတဲ့လူတစ်ယောက်ကိုညာနင်းဘက်ကပြန်ကြိုက်လိမ့်မယ်လို့လည်းမထင်ပါဘူးသူ့အပေါင်းသေးစိုးပေါ်စိုးဘက်တွင်ကဒီအကြောင်းကိုသိတော့မြောက်ထိုးပင့်ကိုလှုပ်ကြတယ်မင်းနဲ့ကွာမိမတယောက်ကိုကြိုက်တာများဖွင့်ပြောလိုက်ပေါ့ငါလူသက်ရဲတယ်ဆိုတာမင်းတို့သိပါတယ်ဒါပေမဲ့သူ့ကိုဖွင့်ပြောဖို့ကြတော့အရန်ကြောက်နေတာငါတို့နဲ့များကွာပါကွာနောက်တော့အချင်းတွေအခွင့်ရေးပေးတဲ့အချိန်ခါကိုစောက်ပြီးအရင်စွန့်ငါပြောကြည့်တယ်ပထမမှာညာနင်းမှာအလွန်တရာတုံ့လှုပ်ရဲ့ထွက်ပြေးနေခဲ့တယ်ကျော်ပါကရန်ကားအိန္ဒြေပြက်အောင်တော့မလုပ်ပါဘူးသူချစ်တာသိရင်တော်ပြီလို့စိုးယုံတော့ပါကောင်မလေးကိုချစ်မိပြီဆိုတာနဲ့သူ့ရဲ့နေပုံထိုင်ပုံစနစ်ကိုတော့မပြောင်းလဲပါဘူးအရဲတောင်မြေဖဲရိုင်မြေရမ်းပြင်းမြဲပါပဲကျော်ပါတစ်ခုကိုတော့ရှောင်းနေအဲ့ဒါကမိမနဲ့ပတ်သက်ရင်အရှုပ်ရှင်းမရှိကင်းပပနေသူဖြစ်ပါတယ်ဒါကြောင့်ရွာသားတွေကလည်းဘာမှမစိုးတာနောက်ပိုင်းမှာညာနေသူ့ကိုကောင်းမွန်နဲ့လက်ခံစကားပြောပါတယ်သဘောကျလို့တော့မဟုတ်လူစိုးလူတန်းတအုံးမို့မထင်သလိုပြုတ်မူလာမဲ့ဖြစ်ရက်တွေကိုကြိုတွေးပြီးအထိုင်အလျောက်လိုက်ရောလာတာပဲဖြစ်ပါတယ်မိန်းကလေးပီဒါတွေမစင်းစားခြင်းသေးပါလို့သာပြည့်ရဲ့သွဲနဲ့အမြဲညင်းဆန်နေခဲ့တယ်ကြားတော့လေသူ့မှာမအောင်နိုင်မတွေးနိုင်ဒီစကားပြင်နောက်ထပ်စကားမရှိတော့ဘူးလားညာနီးဟာနောက်ထပ်ဘာမှပြောစရာမရှိတော့လို့ပါကိုကျော်ပါရဲ့ဒါငါ့ကိုတမင်တက်လုပ်နေတာမဟုတ်လားဒီထက်တော့ညာနေဘာမှမပြောတတ်လို့ပါပြန်မေးဟိတ်နီယုံငါနေကိုသတိပေးစရာတခုရှိတယ်ဘာလဲနင်ငါ့ကိုပြောတယ်နော်အိမ်တော်ကြီးအချစ်ရည်နဲ့ပတ်သက်လာရင်မစင်စားသေးဘူးဆိုတာကောင်းပြီမစင်စားတာနင့်ပိုင်းစင်စားတဲ့အခါကျရင်တော့ငါပဲဖြစ်စေရမယ်ဒီတစ်သက်နင်ဘသူ့ကိုမှမယူရဘူးငါ့ကိုပဲယူရမယ်အဲ့ဒါနားလေလားညာနေမျက်နှာကွက်ခနဲပြတ်သွားတယ်သတိပေးချက်ကအလွန်ပြင်းထန်လုံးလာတယ်မဟုတ်လားသူနောက်တစ်စေတက်ပြန်နေအေးငါ့ကွယ်ရမှာမင်းတယောက်နဲ့ကြိုက်နေရင်အဲ့ဒီကောင်ငါကိုယ်တိုင်တက်ပြစ်မယ်မရှုံရင်လှုပ်ကြည့်လိုက်ကျော်ကခြာကနေလှည့်ထွက်လာခဲ့တယ်ညာနေဘလို့ဖြစ်ကြံခဲ့မလဲကိုလှည့်မကြည့်တော့သူပြောတဲ့အတိုင်းတကယ်လှုပ်တယ်ဆိုတာကိုတော့ညာနေကောင်းကောင်းသိပါလိမ့်မယ်အဲ့ဒီညကကျော်ကအရက်ကိုမူးအောင်တောက်တယ်ညာနေသူ့ကိုဘယ်တော့မှပြန်မကြိုက်မဲစိတ်ထင်ရအလိုလိုသိနေတယ်စိတ်ရိုင်းနေဝင်လာပြန်တော့မဖြစ်တဲ့နည်းနဲ့ညာနေပေါ်အကျန်းဖက်ကခိုးယူပေါင်းသိရင်ကောင်းမလားဆိုပြီးတော့ခဏအတွေးတွေဝင်လာခဲ့တယ်သူ့အတွက်မလုပ်ရဲစရာဘာမှမရှိဒါပေမဲ့ဒီအလုံးမျိုးကိုသူမလုပ်ချင်ခိုင်မြဲတဲ့အိမ်တော်ကြီးလဲဖြစ်လာမှာမဟုတ်တလို့ညာနေက
သူ့အပေါ်အမုန်းကြီးမုန်းသွားမှလေတေးချနေပါတယ်။ညာနင်းသူ့အပေါ်မုန်းမှာတော့အသေးလေးကြောက်တယ်။ညာနင်းကိုမပိုင်ဆိုင်ရတော့လေအပြိုကြီးဘဝနဲ့အယိုးထုတ်သွားတာမြင်နေရရင်ပဲတော်သေးတယ်လို့ဖြေတွေးတယ်။သူကိုယ်တိုင်လည်းလူပြိုကြီးလုံမယ်လို့စိတ်ဆုံးဖြတ်လိုက်တယ်။စိတ်ကျန်းလူကျန်းသမားတဦးကအချစ်နဲ့ပတ်သက်လာတဲ့အခါအလွန်ပဲနုနယ်သွားတတ်တာမဆမ်းပါဘူး။အဲ့ဒီညကကျော်မမူမူနဲ့မျက်ရည်ကျတယ်မဆိုးစဘူးအလွမ်းတချင်းတစ်ပုတ်ကိုဆွဲဆွဲငင်ငင်ဆိုပြစ်လိုက်တယ်။အဲ့ဒီညလမတာခဲ့ပါဘူး။သူတာလာစကားကိုကြားတော့ရင်ထဲမှာဘုံတလုံးပောက်ကွဲတယ်လို့ခံစားလိုက်ရတယ်။အသားတွေစူးစူးဆက်ဆက်တုံလာတယ်။ပထမသူမဖြစ်နိုင်ဘူးလို့သာတွင်တွင်ညင်းဆန်ခဲ့တယ်။ငါသူ့ကိုမျက်စိတောက်တောက်ကြည့်နေခဲ့တာပဲတာလာရ။မင်းကြည့်တာဘဲသွားကြည့်မှန်းမသိတာ။တိတ်တော့မယုံသေးဘူးကွာ။မယုံရင်လက်တွေစောက်ကြည့်ဖို့ကွာ။ကြားလိုက်ရတဲ့သတင်းမှာညနေမှာရီးစားရှိနေပြီဆိုတဲ့သတင်းမှာကောင်လေးကညာနေနဲ့တက်တူရွယ်သူအောင်ငိမ့်လို့ဆိုပါတယ်။သူမတို့ရဲ့ခေါင်းရင်းတအိမ်ကျော်မှဖြစ်ပါတယ်။သူတို့ကြိုက်နေတာဘလောက်ကြာပြီလဲ။အဲ့ဒါတော့ငါလည်းအတိအကျမသိဘူး။မင်းရံကိုကြောက်လို့သူတို့လွတ်လွတ်ဝက်ဝက်ကြိုက်နေကြတာလည်းဖြစ်နိုင်တာပဲ။သူအန်ကိုတင်းတင်းကြိတ်လိုက်တယ်။ညာနေအပေါ်လဲလုံးရက်လေးချင်းလို့ဆိုကဒေါသတွေတဖွာဖွာတလွင်လွင်ဖြစ်လာခဲ့တယ်။စုံစမ်းလာသူတဦးကတခါတည်းညပိုင်းမှာညာနေတို့အိမ်နောက်ဖေးရှိကောင်းရိုးပေါ်မှာချင်းတွေးတတ်ကြတယ်လို့ဆိုတဲ့အခါမှာဒီကောင်ကိုတိုက်ရမယ်။သူအောင်ငိမ့်ဆိုတဲ့ကောင်လေးကိုမြင်မှုပါတယ်။ရိုးရိုးအေးအေးဆေးဆေးနေသူတယောက်မိဘတွေကချမ်းသာကြတယ်ဆိုပေမဲ့လည်းဘယ်လိုကောင်စားမျိုးပဲဖြစ်ပါစေသူအတွက်တော့ပြောထားတဲ့အတိုင်းလုံးရပါမယ်။ဒါကြောင့်ညပိုင်းမှာညာနင်းတို့ကောက်ရိုးပုံနဲ့မလန်းမကန့်အမောင်လေးမှာသွားရောက်ကစောင့်ဆိုင်ကြည့်ရှုပါတော့တယ်။တညမတွေ့နှစ်ညအခြေအနေမထူးကြကြုံမကတော့အဲ့ဒီလောက်ဇွဲမလျှော့ချင်ပါဘူး။သုံးညမြောက်နေ့မှာထိတ်တိုက်တွေ့ပါပြီ။ရီးစားလူလူဥနုကျွဲခဲ့တဲ့ထိတ်နာကျင်ခဲ့ရပြီ။ဒါကြောင့်ဒေါသတွေကဝုံတိုင်းကျဲနေတော့တယ်။နှစ်ယောက်သားဖက်လီရဲ့စကားထိုင်ပြောနေတဲ့သူတို့နှစ်ယောက်နောက်ကျောစီကိုတဖြည်းဖြည်းတိုးကပ်လာခဲ့တယ်။တချမ်းပိတ်လာရောင်ကြောင့်သူတို့နှစ်ယောက်ကိုမှုန်ပြပြမြင်နေရတယ်။သူတို့အနားကိုအရောက်ပါလာတဲ့လက်နှိပ်တမီကိုခလုတ်ဖွင့်လိုက်တယ်။ဟင်ဟာထိုးပြကြလာတဲ့အလင်းရောင်ကြောင့်နှစ်ယောက်စလုံးအလန့်တကြားနောက်ကိုလှမ်းကြည့်လိုက်ကြတယ်။နေငါပြောစကားဘာလို့နားမထောင်တာလဲမြာနေ။မြာနေကကြော်မဖြစ်ကြောင်သိသွားတယ်။ရှင်ကိုကြော်မငါတန်တန်ပြောနေတဲ့ကြောင့်နေမထီမဲ့မြင်လုံလုံအားကြီးတယ်။ကောင်လေးကရုတ်တရက်မတ်ထက်ထားရကဒီကိစ္စခမရဘာမှဝင်ရှုပ်စရာမလိုအခုထွက်သွားပါ။ဘာကွာမင်းလိုမလောက်လေးမလောက်စားကောင်းရများပြောလို့ကျွန်တော်တို့နှစ်ယောက်ကချစ်သူတွေခမရနဲ့ဘာမှမဆိုင်ဘူး။အောင်ကြီးကအဲ့လိုပြောလိုက်တာကြောင့်သူပို့ပြီးတော့ဒေါသထွက်သွားတယ်။အေးဆိုင်တာမဆိုင်တာငါနားမလဲဘူး။ငါနားလေတာကတော့ဒါပဲ။ဝက်ပြီးတော့ယူလာတဲ့ဓမြောင်နဲ့သူဝင်ထိုးတော့တယ်။အင်းအားမမျှခြင်းကိုခံပညာမကျွမ်းတာတွေကြောင့်အောင်ကြီးမှာလှလှပပခံလိုက်ရတယ်။ကြောပြင်ကိုတစ်ချက်အောင်ကြီးအားကနေအော်တန်ကြားရတယ်။အမလေးလာကြပါဦးဒီမှာဓာတ်နဲ့ထိုးနေလို့ညာနီးရဲ့စူးစူးဝါးဝါအော်လိုက်တဲ့အတန်ကဟိန်းထွက်သွားတယ်။အားမရသည်နောက်ဝမ်းပိုက်စီကိုတစ်ချက်အမလေးသိပါပြီ။ညာနီးငါဆိုတဲ့ကောင်ကပြောရင်ပြောတယ်လို့လှုပ်တယ်ဆိုတာသိပြီလား။အောင်ကြီးမှာဝမ်းပိုက်ကိုလက်နဲ့ဖိလျက်မြေကြီးပေါ်ကိုပုံရက်သားလေးလဲချသွားတယ်။ဒီလောက်ဆိုကျင်းတီသိနိုင်တယ်လို့တွက်တယ်။လက်နှိပ်ဓာမီတွေတဝင်းဝင်းတလက်လက်မြင်ရချိန်မှာကျော်မအဲ့ဒီနေရာကနေထွက်ပြေးသွားပါတော့တယ်။ကျော်မအဲ့ဒီနေရာကနေထွက်ခွာသွားပါတော့တယ်။တဏီယာကိုရှောင်ပြေးရတယ်။သူ့ရဲ့အနာဂတ်ဘလို့ရှိလာအောင်မလဲမတွေးတဲ့ဖြစ်ချင်ဟာဖြစ်စီတော့ဆိုပြီးဆုံးဖြတ်ကရွာကနေထွက်လာခဲ့တယ်။ညရင်းချင်းပဲရွာနဲ့9မိုင်ခန့်ဝေးတဲ့ငါးကောင်းအင်းရွာမှာပုံခုနေလိုက်တယ်။အဲ့ဒီတရင်ကိုအနက်ခံမိသွားတဲ့ကောင်လေးရဲ့ဆွေမျိုးသားချင်းတွေကချက်ချင်းပဲအုပ်စုဖွဲ့နေတဲ့ဓားလန်တွေကင်ကငါးကောင်းအင်းကိုလဲနဲ့ဒုံဆိုင်လိုက်ခဲ့ကြတယ်။ပုံခုနေတဲ့နေရာကိုဝိုင်းလိုက်ကြတယ်။ကျော်ကအငိုက်မိသွားပြီ။ဒါပေမဲ့ရှိနေတဲ့စားကြောင့်အပြင်းထန်ခုခံကလူလန်းကိုရှာဖွေခဲ့တယ်။လိုက်လာသူတွေကလည်းခေသူတွေမဟုတ်မြမရိုးရာတိုင်းပညာတက်ကျွမ်းနေသူတွေသူတပြန်ကိုတပြန်တိုက်ခိုက်ကြလျက်ပွဲချမ်းနေကြတော့လဲအင်အားချင်းမမျှတာကြောင့်သွေးရိုင်ထဲမှာလဲကျခဲ့ရတယ်။ကောင်လေးအကွန်ကဒေါသစိတ်ကိုမထိန်နိုင်ပဲလှန်နဲ့ဝမ်းပိုက်စီကိုထိုးချလိုက်ပြီးနောက်ပိုင်းမှာကျော်မအသက်ထွက်သွားရတော့တယ်။ညကနတ်တစ်ထက်နက်လာတယ်။လာရောင်ကတိတ်မရှိကြောက်ဘလူးခင်မောင်ကကျော်မလိုရည်ရွယ်ထားတဲ့ရုပ်တုကိုသူ့ရဲ့ရှေ့မှာချထားတယ်။နေရာကကျော်မကိုမြေမြုပ်ထားတဲ့မြေပုံပေါ်မှာသူကဂါထာမန်တန်တွေကိုရွတ်တယ်။သူ့စီဟာရှမ်းစီဟာကြီးတူတင်မိလိုက်တဲ့အထက်ပညာတွေပါ။အတန်ငယ်ကြားတဲ့အခါဖြူဖြူအရေးတစ်ခုဟာသူ့ရှိငါစီကိုတရွေ့ရွေ့ရှောက်လာတယ်။သူကတော့တခြားဘာကိုမှဂရုမစိုက်
တင်မခွေထိုင်လျက်ကပဲရုပ်တုလေးကိုစိုက်ကြည့်နေတယ်။ဝင်းကြီးဖြူဖြူမှာအနားကိုရောက်လာပြီးတဲ့နောက်ရုပ်တုလေးစီကိုဝင်ရောက်သွားတယ်။တိတ်မကြရုပ်တုလေးမှာလှုပ်လှုပ်ရှားရှားဖြစ်လာပါတယ်။ရုပ်တုလေးအသက်ဝင်လာတဲ့သဘောကျော်မမင်းရောက်လာပြီမို့လား။ဟုတ်တယ်မင်းဘယ်သွားနေတာလဲ။ညာနင်းတို့အိမ်မင်းမလေးတိတ်အစွဲလန်းကြီးတွေကောင်းပါလား။ကျုပ်ကိုအသက်ရှင်တော့အတုံးမချခဲ့တာတွေမချိမဆန်ဖြစ်နေလို့ပါ။ဒါကလေသူ့ကံတရားနဲ့သူလေအဲ့ဒီတော့ကျုပ်တခါလေးအသေးတက်လိုက်တာဗျ။အခုတော့အဲ့ဒီတော့ကျော်မမှာအောင်ငင်းကိုအသေးတက်လိုက်တာပါ။ဒါပေမဲ့အောင်ကြီးကန်ကောင်းသွားတယ်။ထိုးလိုက်တဲ့ဓာတ်ချက်မှာခဏကိုအရေးကြီးအစိပ်ပိုင်းတွေကိုရှောင်ကွင်းသွားတဲ့အတွက်ချက်ချင်းမသိ။ကားနဲ့စီးရုံကိုပို့ဆောင်ကြတဲ့အခါမှာဆရာဝန်တွေရဲ့အထူးဂရုစိုက်ကုသမှုကြောင့်ရပ်ပိုင်းအတွင်းမှာပဲစိုးရိမ်စရာအခြေအနေမှကင်းလွတ်ခဲ့ရတယ်။အောင်ကြီးအကူကတော့ကျော်မကိုတတ်မှုနဲ့တရားရင်ဆိုင်နေရတယ်။အောင်ကြီးပြန်လေကောင်းမွန်လာတဲ့အခါနှစ်ဖက်မိဘတွေကညာနင်းနဲ့အောင်ကြီးကိုပေးစားလိုက်တော့တယ်။ကြီးကြီးကျယ်ကျယ်မင်္ဂလာဆောင်ပေးခဲ့တယ်။အသေးအနာကြီးနာခင်းရသူကကျော်မဒါကြောင့်သူတို့နှစ်ယောက်နေထိုင်တဲ့အိမ်ကိုသွားကကန်းကုံအောင်ထောက်တော့တယ်။ခြေတံတွေပြီးတယ်ထရံတွေကိုတတိုင်းတိုင်းပုတ်တယ်။အိမ်ဝမှာငုတ်တုတ်ထိုင်ပြတယ်။သွေးတက်မတက်ကြောက်ခဲ့သူမှညာနေအဲ့လိုဖြစ်ပြန်တော့လေစိတ်မကောင်းပါဘူး။သူတို့ဘက်ကလည်းဖုံးတော်ကြီးတန်ဃာတော်ကြီးတွေကိုပင်းဖိတ်ကရွတ်ပတ်ကြတာကြောင့်အနားကိုကပ်ဖို့အခက်ခဲဖြစ်လာတယ်။ဒီအခါသူ့မှာဒေါသတွေပိုထွက်ခဲ့ရတယ်။ကျုပ်တခါတလေတော့လေလူတွေလိုတဝါတပြေစားကျင်တောက်ချင်နေဗျာ။ဝိညာဉ်တိုင်းလူတွေခန္ဓာကိုယ်လေးကိုဝင်ရောက်ပူးကပ်ဖို့မဖြစ်နိုင်ပါဘူး။အောင်လန်းပညာကိုတက်ကျွမ်းနေဆရာတွေရဲ့အကူအညီလိုပါတယ်။ဒီကိစ္စခမရဘလို့ကူညီနိုင်မလဲ။မင်းအသက်ငယ်နေအဖွားကြီးစီဝင်မလား။ဘယ်မှာလဲ။အုပ်ဖို့ကုန်းပါ။ကျော်မတစ်ချက်စဉ်းစားသွားတယ်။ဘာပဲဖြစ်ဖြစ်ဗျာဒီတိုင်းနေတာထက်ဆိုင်တော့အဲ့လိုလုပ်တာပိုကောင်းမေထင်တာပဲ။ကျော်ဘလူးပြောတာဟာဖုံးဝင်တဲ့သဘောပါပဲ။မကျမ်းမမာဖြစ်နေတဲ့တက်ကြီးရွယ်ဦးတွေအတွင်းကိုတေဆုံးပြီးလူရဲ့ဝိညာဉ်ဝင်ရောက်ပူးရတာနည်းနည်းတော့လွယ်ကူတယ်။နောက်ဆုံးထွက်သက်မတိုင်မီအစွမ်းကုန်ပြုစုကြတာကြောင့်စားကျင်တာစားလို့ရတယ်။တချို့ဆိုကြက်တကာလုံးကြော်ပြီးတာအောင်မဝတဲ့ညဘက်ထပြီးအိမ်တော်ဖေးကိုဝင်ကအိုးခွက်တွေလှန်လော်လျက်စားစရာတွေရှောက်ဖွေတတ်တယ်။နေကိုအိတ်ကညဘက်မှာမအိတ်တဲ့လူတွေကတန်တရားမျက်လုံးတွေနဲ့ကြည့်ရင်တနာစပွဲဟန်မူရာနဲ့လုတ်ပြရတယ်။ဒီလိုမှမဟုတ်ရင်ဆရာတဦးဦးကဖုတ်ဝင်တယ်လို့ထင်မှတ်ကဖျားရှိခိုးခြင်းရွတ်ဖက်တဲ့ဆဲခြင်းရင်ပန်းတွေနဲ့ပတ်ပြန်းခြင်းပြုရင်ဝင်ရောက်နေတဲ့ဝိညာဉ်တွေဟာအလွန်ခံရခက်လာပါတယ်။ဆရာဆွဲရင်ထွက်ပြေးတဲ့အထိဖြစ်ရတယ်။ကျုပ်ကအဖွားကြီးကိုယ်ရဲ့ဝင်နိုင်အောင်လုပ်ပေးပါအောင်။သူကကြောက်ဘလူးကိုတောင်းဆိုတယ်။ကိစ္စမရှိပါဘူး။ငါကြည့်လုပ်ပေးပါမယ်။ဒါဆိုကျုပ်သွားလို့ရပြီလား။အေးလေသွားဖို့ခမည်းတော်ကျုပ်လက်ဆောင်ယူလာခဲ့တယ်။တဲထဲမှာရေဦးမှာအမဲပေါ်ကြတယ်။ကျုပ်အသားကောင်းတွေပဲရွေးယူလာတာ။ခမည်းတော်3 ရက်စာဖူးလုံးမှာပါ။အဲ့ဒီနောက်ရုပ်တုအတွင်းမှာဝိညာဉ်ထွက်သွားတယ်။ကြောက်ဘလူးခင်မောင်မှာမြေပုံပေါ်မှာရုပ်တုကိုကောက်ယူပြီးတဲစီကိုလာခဲ့တယ်။တဲစီကိုဝင်ကဖျောင်းနိုင်ပြီးထုံးလိုက်စဉ်ဝကြမ်းပေါ်မှာသွေးတန်ရဲရဲနဲ့အမဲသားတစ်တွဲကိုတွေ့ရတယ်။ဟုတ်တယ်အရက်နဲ့သာမြည်ရိုင်ဘလောက်များအရသာရှိမလဲလို့တွေးမီးပေါ်မှာမီးမွေးပါတော့တယ်။ညခက်ရဲ့အဖိုးအဖွားတွေမှာအုတ်ဖြက်မှာအလွန်ချမ်းသာတဲ့ကုံတယ်တွေပဲဖြစ်ပါတယ်။ညခက်ကိုမမွေးခင်ကလေးကမိဘတွေမှာဖြူးမြူကိုပြောင်းကအခြေချနေထိုင်ခဲ့ပြီးမိဘအမွေကုံတဲ့အလုပ်ကိုပဲလောက်ကင်လာကြတယ်။စံစပါပဲမြူမြူနဲ့မြမစည်းရွက်ကြီးတွေကိုကူတန်ရောင်းဝယ်ရင်စီးပွားတရိပ်ရိပ်တက်လာခဲ့တယ်။ဖြူးမြူပဲခူးလမ်းမကြီးပေါ်မှာအကြီးမားဆုံးနဲ့အခမ်းအနားဆုံးတိုက်မှာညခက်တို့တိုက်ပဲဖြစ်ပါတယ်။ညခက်ကိုအဲ့ဒီတိုက်ကြီးပေါ်မှာပဲမွေးတယ်။ရှာရှာပါပါတူဦးရီသောသမီးလေးပါမိဘတွေကဖူဖူမုံမတက်ချစ်ခဲ့ရတယ်။အရာရာလူလေးသေးမရှိအလိုလိုက်အကြိုက်ဆောင်မှုတွေကြောင့်ညခက်မှာအရာရာအနိုင်ကျင့်ဘူကြတက်သူဖြစ်လာခဲ့တယ်။အပြုံရည်ကိုရောက်လာတဲ့အခါညခက်မှာတသွေးတမွေအလှတွေနဲ့အများသဘောကျပန်းလေးတစ်ပွင့်ဖြစ်လာခဲ့တယ်။ဒီအချိန်မှာမင်းတင်မှာညခက်တို့အိမ်ကိုအလုံးလုံးဖို့ရောက်နေပြီဖြစ်ပါတယ်။မင်းတင်မှာညခက်တဲ့2 နှစ်ခန့်ကြီးပါတယ်။မင်းတင်မှာလူကြီးလေးတစ်ယောက်ပမာအနေအေးတယ်။အလုပ်ကိုကြိုကြိုဆဆလုပ်ပါတယ်။အတန်းပညာမှာမိဘတွေချို့တဲ့မှုကြောင့်8 တန်းအထိသာသင်ခဲ့ရပါတယ်။ဒါပေမဲ့မင်းတင်ရဲ့ညံရင်ညံသွေးမှာမနှိမ့်ချလှပါအောင်စည်ရင်းစကားတွေကိုနိုင်နိုင်နေနေလုပ်နိုင်ပါတယ်။အနုအကျန်းဘယ်အလုပ်မဆိုကြုံရလုပ်နိုင်တယ်။ဒါကြောင့်တထင်းကအလွန်သဘောကျတယ်။အရာရာကိုစိတ်ချရတာကြောင့်ယုံကြည်မှုတွေကတစားတဲ့တစားပိုလာတယ်။ညခက်မှာရုပ်လေးလှသလောက်နည်းနည်းရှုပ်ချင်တယ်။ရီးစားကိုတယောက်ပြီးတယောက်ထားတယ်။ယောက်ျားလေးတွေကိုအယုံလေးတယောက်လိုကင်တွေကစားတတ်တယ်။ဟေ့မင်းတင်ငါ့ကိုအုတ်ဖြက်ကအဖွားစီလိုက်ဖို့သူမတဲ့အသက်ကြီးတော်လေအိမ်သားတွေခေါ်တဲ့အတိုင်း
လိုက်ခေါ်တယ်အဖေကစူလဲမရငါမှဦးလေးခိုင်းတာတွေရှိသေးတယ်များခက်အဖိုးကြီးပြောမနေနဲ့အဖေကငါပြောပြီးပြီတခုထူးခြားတာကတထေးသမီးနဲ့အလုတ်သမားဖြစ်ပါလေရဲ့သူနဲ့များခက်တွဲသွားတွဲလာပြုတ်မှုတွေမှာတထေးကထွတ်ထွတ်ဘာမှမပြောတာပါတခါတည်းရဲ့ចောင်းပင်းရက်တွေမှာများခက်ကိုအုတ်ဖြက်ကိုလိုက်ပူရတတ်တယ်အဲ့ဒီလိုတွဲသွားတွဲလာလုံးရတာကိုလေမင်းတင်တယောက်မတိမတာကြည်နူးရပါတယ်လူတွေကသူတို့နှစ်ယောက်ကိုဘယ်လိုထင်မလဲဆိုတဲ့အတွေးဝင်မိတဲ့အခါရင်ခုန်မိရပါသေးတယ်တကယ်တော့မင်းတင်ညခက်ကိုစိတ်ကူးမရင်ရဲပါဘူးအချိန်နေချင်းကအတော်ပဲကြွားချလို့နေတယ်မဟုတ်ပါလားရှင်ထဲမှာချစ်မိပြီဆိုတာတော့အဲ့ဒီအချစ်မှာမိမိရှင်ထဲမှာပဲစိတ်ပြီးတော့မျိုးသိမ့်သိမ်းထားလိုက်မဲ့အချစ်မျိုးဖြစ်ပါတယ်အုတ်ဖြက်ရောက်ရင်မြလန်းနှစ်ပေလျှောက်သွားကြတယ်ပြောင်းမှုတွေချိုးကမီးဖုတ်စားကြတယ်နေကြဝင့်တွေကိုခူးကြတယ်ဖရဲခင်းတွေ့ခိုးစားကြတယ်တီးသွားရင်လည်းဘသူကမှအပြစ်မဆိုပါဘူးသူတို့တီးနှံတွေသွင်းနေရတဲ့တထေးသမီးဖြစ်ကြောင်းအားလုံးကသိနေကြတယ်မဟုတ်ပါလားရန်ပန်းရန်ကဟိုဘက်ကန်းကူးတယ်မြင်းလဲနဲ့မုံမြို့လေးစီသွားတယ်ဈေးနီးနဲ့ဆုံရင်ပျော်စရာကောင်းပါတယ်မင်းတင်မှာသူမဆန္ဒရှိသမျှကိုလိုက်ရောရသူနင်းပြောလားမြခက်ငါဘယ်တော့ကစိတ်ညစ်စရာတွေးခဲ့ဘူးလို့လဲနင်းဘဝအားလုံးပြည့်စုံတာပဲနော်အဲ့ဒါတွေငါမသိဘူးပြည့်စုံတယ်မပြည့်စုံဘူးဆိုတာသဘောမပေါက်ဘူးအဲ့ဒီတော့ကရခက်မှာ10တန်းကိုရောက်နေပြီဖြစ်ပါတယ်မုံမြို့မှာအတန်းတူတက်နေတဲ့ယောက်ျားလေးတစ်ယောက်နဲ့ဆုံနေဟဲကြောအာပါတရရီမောမောနဲ့ဖလဲတကင်းဆက်ဆံနေပုံမှာသူ့မျက်လုံးထဲမှာတော့နည်းနည်းလေးမှကြည့်မရပါဘူးလိုအပ်တာထက်များစွာလွန်ကဲနေတယ်လို့ထင်တယ်သူ့ကိုအနားမှာရှိနေလေတယ်လို့တော့မထင်တော့ဒီအချက်ကတော့သူ့အလွန်ပဝေမကျဖြစ်ရတယ်အပြန်လန်းမှာနင်းပုံစံနဲ့နင်းပြန်ကြည့်အောင်မဖြစ်နေလို့လေစောစောကဟိုကောင်းနဲ့ပြောဆိုနေကြတာသမီးစားတွေကြနေတာပဲငါကဒီလိုပဲပြောတတ်တာပဲဟာနင်းပြောတာအရေးမကြီးဘူးမင်းကကြည့်လို့တစ်စက်မှမကောင်းအိုးဘသူကယူဆိုင်ရမှာလဲရခဲ့ရဲ့နင်းဆိုလူတိုင်းကသိနေကြတာနော်နင်းအနေထိုင်မတက်ရင်နင်းမိဘတွေပဲတိတ်ခါကြမှာလေနင်းငါ့ကိုဆရာကြီးလာမလုပ်နေပါနဲ့နင်းငါစီနာအောင်နားမလေသေးဘူးလားဘာစီနာလဲသွားဆက်မှာနင်းကတကလူတက်ကြီးလုံနေပြီတော့တော်ပြီငါ့ကိုဘာမှပြောစရာမလိုဘေးခါဖြစ်သူ့အရှုံးပေးခဲ့ရတာကြီးနောက်ပိုင်းတော့လဲရခဲ့အနုံတောင်သူတော်တော်ခံခဲ့ရတယ်10တန်းကို2နှစ်ဆက်တိုက်မအောင်တော့ကြောင်းထွက်လိုက်ရတယ်ကြောင်းထွက်လိုက်တော့လဲအိမ်မှာချီမငိမ်လဟိုသွားတီသွားဝါသနာထုံပါတယ်အဖော်ကောင်းရင်ဖျောက်ဖူးတွေပါတွေသွားတတ်တယ်တနေ့ရခက်မှာအရှိတ်ရစရာပြဿနာတစ်ခုနဲ့ကြုံပါတယ်အဲ့ဒါကကိုဝင်ရှိနေတာပါမိဘတွေအလွန်ကောင်းကြီးသွားတယ်ကာယကံရှင်ကိုစုံစမ်းတော့မိဘလှုပ်စာကိုထိုင်ဖြုံးနေတဲ့အရက်သမားဘိန်းစားဘာအလုပ်ကိုမှမမေရရမလုပ်သူခတ်ပါတယ်ဒီအချိန်မှာအဲ့ဒီကောင်လေးမှာမူရည်စည်းဝါးမှုနဲ့ထောင်ထဲရောက်နေပါသေးတယ်ဒါကြောင့်မိဘတွေမှာခေါင်းစားရပါတော့တယ်အဲ့ဒီပြဿနာဘယ်လိုဖြေရှင်းပါမလဲဘယ်လိုလုပ်ရပါမလဲနောက်ဆုံးတော့ဒီဒုက္ခမင်းတင်ကောင်းမှုရောက်လာတယ်သူတို့သမီးကိုလက်ထပ်ယူဖို့ဖြစ်ပါတယ်ငကိုကလေးကရခက်ပေါ်တန်ရောစင်ရှိနေတာတကြောင်တထေးလင်မယားမှာသူ့ရဲ့ကျေးဇူးရှင်တွေဖြစ်နေတာတကြောင်လက်ထပ်ပြီးပိုင်ဆိုင်သမျှထံမှစီးပွားတဝက်ခွဲဝေပေးမယ်လို့စူလာတာကြောင့်မင်းတင်မှာမျက်လုံးစုံမိတ်ကောင်းကြီးလိုက်တယ်ဒီလိုနဲ့မင်းတင်နဲ့မြခက်တို့လက်ထပ်လိုက်ကြပါတယ်အစာပိုင်းမှာအရာရအားလုံးအဆင်ပြေချောမွေးခဲ့ပါတယ်ကလေးမွေးဖွားတဲ့အခါမှာကလေးမှာတေးသေးကွေးကွေးပိမ့်ပိမ့်လီလီဖြစ်ပြီးယောဂပေါင်းစုံဝင်းကရက်ပိုင်းအတွင်းမှာပဲတည်ဆုံးသွားတယ်အဲ့ဒီလိုပဲအကုသိုလ်ဂျိုဆိုးကလည်းစိုင်းမစင့်ပုံမစင့်ဝင်လာခဲ့ပြန်သေးတယ်တတိကတော်မှာဗိုက်မကြအောက်တက်တဲ့ဝေဒနာခံစားနေရတာကြောင့်မတင်ငါဖြစ်ပြီးရန်ကုန်မှာဆေးဆစားဖို့ဖြစ်လာခဲ့တယ်ဒါကြောင့်တတိကိုယ်တိုင်လိုက်ပို့တယ်ရထားနဲ့သွားကြတယ်သူတို့စီးတဲ့အခါမှာတောင်းချမ်းသူတွေရဲ့ဘုံထောင်မှုကြောင့်ရထားတွဲတွေတိမ်မောက်ကလင်မယား2ယောက်စလုံးပွဲချင်းပြီးဆုံးသွားကြတယ်ကံကြမ္မာကစူးဝါးခြင်းတော့စင့်ကဒါကြောင့်မိဘပိုင်ပစ္စည်းအားလုံးသူတို့ပိုင်ဆိုင်လိုက်ကြတော့တယ်ရခက်မှာအိမ်နောက်ရှင်ဘဝရောက်ခဲ့သည့်တိုင်သူမရဲ့အမှုကျင့်တွေမှာပြောင်းမသွားပါဘူးအရှင်ကလိုပဲမင်းတင်ပေါ်ကျွေးနိုင်နွားနိုင်နေစေဘူကြရမှကြည်နက်နေစေနိုင်လိုမင်းထက်ပြူရမှစားဝေအိပ်ပျော်ဖြစ်နေစေပါမင်းတင်မှာကြာတော့တီးမခံနိုင်ဒါကြောင့်မကြာခဏစကားများရန်ဖြစ်ရတယ်ရခက်မှာလေဆက်ထိမခံပြန်ပြီးတော့ဝုန်းတိုင်းကျဲတယ်မင်းကဆက်မပေါင်းနိုင်ဘူးကြွားမေးစိတ်ချငါတော့နင့်ကိုဘယ်တော့မှကြွားရှင်းမပေးနိုင်ဘူးနောက်ဆုံးတော့အလျှော်ပေးလိုက်ရသူမှမင်းတင်မှာပဲသူ့အနေနဲ့နောက်မိမယူဖို့လဲစိတ်ကူးမရှိတော့ပါဘူးလက်ရှိအိမ်တော်ကြီးကတော့သူ့အတွက်စိတ်ကုန်လှပြီရခဲ့တယောက်ပို့ပြီးတော့စူးလာတာသူ့လောက်ကန်နေတဲ့စီးပွားရေးလုပ်ငန်းတွေမှာပေါ်တင်ဝင်ရောက်ဆွတ်ဖက်လာတာပါပဲလုပ်ဖို့ကိုင်ဘက်တွေကစီးမရှိကမ်းမရှိဝင်ရောက်ပြောဆိုလာတဲ့
ရခဲ့ရဲ့တွေးခေါ်မှုတွေကိုသဘောမကျကိုနေရကိုမနေတဲ့မိမဖြစ်သူကြောင့်လူကြားထဲမှာမကြာခဏအရှိတ်ရစရာတွေကြုံရတယ်။ဂုံတိတ်ခါကြစရာတွေကြုံရတယ်။စိတ်ညစ်စိတ်ဆင်းရဲရတဲ့ရက်ပေါင်းမနေတော့နောက်ဆုံးဒီမိမကိုတက်ပြစ်ရမယ်။ဒီတွေးကသူ့ကောင်းတွေကိုနေ့စဉ်လိုဝင်လာခဲ့တယ်။အဲဒီကစကသူ့စီးချမ်းစာအုပ်တွေကိုတိတ်တဆိတ်ဖတ်ရှုတော့တယ်။အချိန်တိုင်းလဲဒီမိမမရှိမှအေးမယ်ဆိုတဲ့အချက်ကခေါင်းထဲမှာတန်မုံနဲ့ရိုက်ထားသလိုဖြစ်နေတယ်။နောက်ပိုင်းမှာမင်းတင်သူမနဲ့မကြာခဏရံမဖြစ်တော့အတက်နိုင်ဆုံးလိုက်ရောရောပေါင်းနေအများအမြင်မှာအစင်အမြင့်အခက်မသိနဲ့လင်မယားအနှစ်ယောက်ဖြစ်မမြင်စီလို့စိတ်တွင်မှဘလောက်ပဲဒေါသထွက်ထွက်အဲ့ဒီအမျက်ရှင်ထဲမှာပဲတင်ထားတယ်။ဒီလိုနဲ့6လခန့်ကြာတဲ့အခါညခန့်မှာအစားအသောက်ရောနေလာကခန္ဓာကိုယ်မှာပိန်လို့လာခဲ့တယ်။ယောဂရှာဖွေတော်လည်းမရအိတ်မပြောတဲ့ညတွေကလည်းမရေမတွက်နိုင်တော့မင်းတင်မှာသူ့လိုဝဲကြံစီထားတဲ့စီမံကိန်းကြီးတဖြည်းဖြည်းအောင်မြင်လာတော့စိတ်ထဲမှာကြိတ်ပြီးတော့ဝမ်းသာရပါတယ်။တင်းဒီလိုတမြင့်မြင့်နဲ့သိစေရမယ်။နောက်တစ်နှစ်ခန့်ကြာတဲ့အခါသူမမှာယောဂတိတိပပရှာမရတော့ပဲအယူပေါ်အရေးတင်ဖြစ်ခါအိယာပေါ်လဲတော့တယ်။မင်းနဲ့ကွယ်ကို့မိမတလောက်ဖြစ်နေတာလက်ပိုက်ကြည့်နေရသလား။ကျွန်တော်ဆရာဝန်နေဆုံးအောင်ပြပြီးပါပြီအဖွာ။ဆရာဝန်နေဆုံးတာတော့ဒီလိုဖြစ်ရသလား။ဒါတော့ကျွန်တော်လည်းမပြောတတ်ဘူး။တော်ပြီမင်းကိုစိတ်ချနေလို့မဖြစ်တော့ဘူး။ငါမီးကိုရွာပြန်ခေါ်ပြီးမြမဆရာကောင်းကောင်းနဲ့ကုမယ်။အဲ့ဒီနောက်အဖွားကသူ့မီးကိုရွာပြန်ခေါ်သွားတယ်။သူ့မှာဩဇာပေးမဲ့လူမရှိတော့တဲ့အတွက်အတော်ပဲလွတ်လပ်ပေါ်ပါသွားတယ်။အပျော်ကြီးပျော်ကအဲ့ဒီညကဝီစကီကိုစိတ်ကြိုက်ထိုင်တောက်နေခဲ့တယ်။သူမစားတဲ့အစားအစာတွေမှာအစိတ်တစ်မျိုးကိုတနေ့နည်းနည်းစီထည့်ကျွင်းလျက်ရေရှည်ကိုစောင့်မျှော်နေခဲ့တယ်။အခုတော့သူမျှော်လင့်သလိုတွေဖြစ်လာခဲ့ပြီ။နောက်သူပိုင်ဆိုင်ရမယ့်ပစ္စည်းတွေကမနှဲမနောသူ့ဘဝတစ်လျှောက်ပျော်ရွှင်ချမ်းမြေ့သားရယုံသာရှိတော့မယ်။မကြပါဘူး။နောက်ထပ်2 လကြာမှရခဲ့ဆုံးပါတယ်။အုပ်ဖြက်မှာပဲခန်းခန်းနာနာတကြိုလိုက်ကြတယ်။ဘသူကမှသူ့ပေါ်တန်တရားမဖြစ်နှလုံးရောဂါသွေးတိုးလို့သာမှတ်ချက်ချပါတယ်။ရခဲ့ဆုံးတော့သူကအကြီးအကျယ်ပူဆွေးဟန်နဲ့ဟန်ဆောင်ပြလိုက်သေးတယ်။အများကသူ့ကိုတနာကြတယ်။ငယ်ငယ်ရွယ်နဲ့ချင်းရတဲ့ဇနီးကိုစွန့်လွတ်လိုက်ရလို့ဆိုပြီးအိမ်တွင်းမှာကြိတ်ပြီးတော့သူတို့နှစ်ဦးမပြေမလဲဖြစ်ခဲ့မှုတွေကိုအများကမသိရှာဘလို့ပဲဖြစ်အခုတော့သူပြောတယ်ဒါပေမဲ့ကုသိုလ်ကံတရားမင်းတင်တန်းတဖန်ပြန်လာလိမ့်အောင်မယ်ဆိုတော့အဲ့ဒီတော့ကကိုယ်တိုင်မသိခဲ့ရှာပါဘူးတင်းချိုင်ကုန်းထဲမှာတိတ်ဆိတ်လွန်လာတယ်လာရောင်ကပျော့ပျော့လေးတန်းနေတယ်ခက်ဝေးဝေးမှဆွဲဆွဲငင်ငင်ဥနေတဲ့ခွေးတချို့ရဲ့အတန်တွေကိုကြားနေရတယ်မမြခင်အသက်24နှစ်ဆိုတဲ့အုတ်ကူပေါ်မှာကြောက်ဘလူးခင်မောင်ကြကြနနထိုင်နေတယ်အသက်ဝင်နေတဲ့ရုပ်တုလေးရဲ့ပြောပြချက်တွေကိုသူကနားထောင်နေတယ်လေးလေးနက်နက်ပုံစံမျိုးသူရုပ်မာတာတွေတနေ့သူပဲပြန်ခံရမှာပေါ့ဆရာရဲ့ကြောက်ဘလူးရဲ့မျက်နှာပြင်မှာအရက်ခိုးတွေနဲ့ဝေးနေတယ်ချွေးတွေနဲ့အစီးပြန်နေတာကြောင့်စီးလိဖွာရှိုက်စေမီးရောင်နဲ့ကြည့်ရင်ဘလူးတကောင်နဲ့ပို့ပြီးတော့တူနေပါသေးတယ်ခွေးဟူတံတွေကအဆက်မပြတ်ကြိုးချမ်းစရာကောင်းလှပါတယ်ညခဲတီးဆုံးကဝိညာဉ်ဘဝရောက်မှယောက်ျားဖြစ်သူမင်းတင်ရဲ့အစီအမံတွေကိုသိရှိသွားတယ်ဒီအခါမှနာကြီးကြည်ကွင်းရတယ်မုံတီဒေါသထွက်ရတယ်လက်စားပြန်ချီလိုတဲ့စိတ်တွေတဖွာဖွာဖြစ်ရတယ်ဒါပေမဲ့သူမကိုယ်တိုင်မစွမ်းတာဒါကြောင့်အောင်လဲစရာကြောက်ဘလူးကိုအားကိုးရတော့တယ်ဝိညာဉ်ကသက်ရှိလူသားတအုပ်ကိုတတ်ဖို့ဆိုတာလွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူးကိုထင်ပြယုံခြေပုတ်ခေါင်းပုတ်လုပ်ယုံအချက်ပြယုံလောက်ကကိစ္စမရှိအခုတော့လူကိုတင်အောင်လုပ်ရမယ့်လုပ်ရက်ကြောက်ဘလူးခေါင်းစားရတယ်တယောက်ရဲ့ခန္ဓာကိုယ်ရဲ့ဝင်ပူးပြီးတိုက်ရင်ကောမဆိုင်တဲ့လူကိုဒုက္ခပေးသလိုဖြစ်မှာပေါ့သူ့မှာလူတက်မှုဖြစ်တော့မှလေဒါဆိုအစိတ်ပြင်းတဲ့မွေးတကောင်ကောင်အစိတ်ပြင်းတဲ့တတဝါတွေကိုဝင်ပူးရတာအခက်ခဲဆုံးပဲဒါဆိုဘလို့လုပ်ရမှာလဲဆရာအဲ့ဒီတော့ကကြောက်ဘလူးအတန်ကြာစဉ်းစားခဲ့ရတယ်တော်တော်နဲ့ဆုံးဖြတ်ချက်မရခဲ့နောက်မှခေါင်းနဲ့ဖြတ်ခနဲလက်လာပြီးခွေးယူတကောင်ကောင်နဲ့ဝင်ပူးမယ်ဆိုရင်တော့ဖြစ်နိုင်တယ်ညခက်ပျော်သွားတယ်အဲ့ဒီနောက်ကြောက်ဘလူးစီစဉ်ပြီးတဲ့အတိုင်းခွေးယူတကောင်ရဲ့ကိုယ်ရဲကိုဝင်ကအခြေအနေကိုစောင့်ကြည့်လျက်ရှိတယ်မင်းတင်အလုပ်ကိစ္စနဲ့အပြင်ကိုထွက်လာခိုင်းအားကုန်ခဲပြီးတော့ကြိုက်တော့တယ်ခွင်းရောလူရော2 ယောက်စလုံးလုံးထွေးသွားတယ်စိတ်ရှိလက်ရှိအားရကြည်နက်ပြီးဆိုတော့မှပြေးထွက်လာခဲ့တယ်နောက်ကလူတွေကလည်းဒုတ်တွေခဲတွေနဲ့လိုက်လာခဲ့ကြတယ်ခွေးကိုမမိခင်မှာပဲသူမဝိညာဉ်ကိုခွာလာခဲ့တယ်တိတ်မကြခွေးလဲလူတွေဝိုင်းဆိုင်လို့တီးတော့တယ်နေလဲအနှင်းနဲ့အမြန်တေးစီရမယ်မင်းတင်သူမဘလူးကိုအလွန်ပဲကျေးဇူးတင်နေမိတယ်မင်းတင်ဝေဒနာအပြင်းထန်ခံစားနေရချိန်မှာညခက်တရေဘဝကထွက်ခွာသွားပြီဘယ်ဘုံကိုရောက်တယ်မသိငရဲဘုံလားကောင်းရာသူကတိဘုံလားသူမပြုတ်ခဲ့ဘူးတဲ့ကံနဲ့သာဆိုင်ပါတယ်ဘဝကဘာတွေပြုတ်ခဲ့သူပါလဲကောင်းမှုတွေဘလောက်များများပြုတ်ခဲ့ပါသလဲအကုသိုလ်တွေဘလောက်များများ
ပြုတ်ခဲ့ပါတလေဘသူမှမပြောတတ်ပါဘူးမင်းတင်မှာအုတ်ဖြက်ရှိပယောဂဆရာမစီးလာကူရင်ဆုံးသွားတယ်အုတ်ဖြက်တင်းချိုင်းမှာပဲမြေမြုပ်ပါတယ်ရခဲ့အကြောင်းကိုတော့ကြောက်ဘလူးတလုံးတပါတာမှမပြောခဲ့ပါဘူးသူကတရေဘဝနဲ့လှဲ့လေကျက်စားနေတယ်စစ်တောင်းမြေကဘာဆက်ရှိထိန်မင်းကြီးမှနေပါတယ်တခါတည်းကြောက်ဘလူးအလိုရှိတဲ့အခါရောက်လာတတ်တယ်အလိုရှိတယ်ဆိုခြင်းမှာတခြားမဟုတ်အရန်မူးလာလို့စကားပြောဖို့မရှိတဲ့အခါမှာခေါ်ယူလာပဲဖြစ်ပါတယ်သူမနာမည်ကမမေတင့်အသက်က35နှစ်ကျော်ပြီနပွေးဖွဲကလူတွေကတော့သူ့ကိုတင့်တင့်လို့ပဲခေါ်ကြတယ်အဖွဲထဲမှာသူတယောက်သာမိန်းမစစ်စစ်စန္ဒာတွေကမိန်းမရှာတွေနတ်အုပ်ကသူမတို့ရဲ့ဆရာမာမီသိန်းနမေရင်းကဥတင်သိန်းသူမကလက်ထောက်နတ်အုပ်လို့ဆိုလို့ရမယ်စန္ဒာတွေကတပည့်တွေပွဲဦးအစမနိစီသူနောင်ဖျားအကျိုးတော်ထောက်မှမှုရွာစားရီပစွန်လက်မကတ္တရရွှေစီရွှေခမ်းမင်းကြီးကြွလာပါပြီဖျားရွှေခမ်းမင်းကြီးပါဖျားပကန်းဘဘကျော်ပါဖျားသိန်းကရွှေရောက်ထိန်ဝဝေးပြောင်းနန်းဆောင်ပေါင်းခန့်မန်းပုံတွေဝင်းဝီရှမ်းစံတေကဖင်းငယ်လို့တဲဝီပြန်မမေတင်ကအဆူကောင်းအတန်ကောင်းသူမနှလောကကို18သမီးလောက်ထင်ရရောက်ခဲ့တယ်အဲ့ဒီတုန်းကအမေရင်တို့အဖွဲ့မှာပြီးခဲ့တဲ့2နှစ်လောက်မှအမေသိန်းတို့အဖွဲ့ထံကိုရောက်လာတာသူမတို့အများဆုံးလှည့်လေကပြချရတာတောပွဲတွေပဲဖြစ်ပါတယ်လဲပေါ်ချိန်ကိုင်းပေါ်ချိန်အင်းပိတ်ချိန်မှာပွဲချီတွေအလွန်များတယ်တိမ်ပါဆိုရင်အနည်းဆုံး10ချီလောက်တော့ကရတယ်တောပွဲတွေကတော့တအိမ်ကို1ရက်နဲ့1ညပါပဲမြို့ရီလို3ရက်ကနာမဟုတ်အင်းပိတ်ချိန်ဆိုရင်နက်ကမဲ့အိမ်တွေကမိမိတို့အိမ်ရှိတွေမှာကနာတဲတွေကိုကိုစီထိုးထားကြတယ်နက်ကတော်ခေါ်ကတအိမ်ကစပြီး1ရက်1ညကနောက်ဆက်တိုက်ပြောင်းသွားယူမှာပဲဒီရွာကအိမ်ကုံတော့နောက်ရွာကိုလဲရီနေပြောင်းအင်းပိတ်ကိုင်းသိမ့်ချိန်တနွေကရင်တနေ့စာတော့ဖူးလုံးနေအသီးနှံတွေရတယ်လို့ငချောက်တွေလည်းရတယ်ငချောက်ကကျွဲဆွဲတဲ့စုံတွဲတွေကရတာပဲဖြစ်ပါတယ်ကနာတဲ့အလေကောင်မှာခေါင်းကနေဖောက်ပြီးကျွဲစင်လှုပ်ထားတတ်ကြတယ်အဲ့ဒီကျွဲစင်မှာငချောက်ပြားတွေစီးပြီးတော့ချိတ်ထားကြတယ်နေမြေဆိုင်ရာပိုင်ရာလန်ကရိုင်းမေတော်ကြီးနဲ့သားတော်ဓာတ်ကုံမမင်းသားတို့ကိုပူဇော်ထားတာပဲဖြစ်ပါတယ်ကျွဲဆွဲတွေဆိုခြင်းမှာသက်ဆိုင်ရာယောက်ျားလေးနဲ့မိန်းကလေးအိမ်တောင်ပြူပြီးတဲ့အခါလန်ကရိုင်းမေတော်ကြီးနဲ့သားတော်ဓာတ်ကုံမတို့ကိုဆွေတော်မျိုးတော်စင်းရဲသွင်းမှုအနံချင်းကိုကျွဲဆွဲတယ်လို့ခေါ်ပါတယ်လန်ကရိုင်းမေတော်မှာကျွဲမကြီးဖြစ်တာကြောင့်ဒီလိုခေါ်တာပဲဖြစ်ပါတယ်အိမ်တွေမှာမိန်းကလေးရှိတဲ့အိမ်မှာအိမ်တောင်ပြူရင်ကျွဲဆွဲရတယ်ယောက်ျားလေးရှိတဲ့အိမ်ကတော့ကျွဲမဆွဲရပျော်ပွဲပေးရုံမှာကျွဲဆွဲတဲ့ငချောက်တွေကိုတော့ဝဲပြီးရင်နက်ကတော်တွေကပိုင်ပါတယ်နောက်ထပ်ခန်းဝင်ပျက်စီးမြေဦးမြေခွက်တွေပါရသေးတယ်နက်ကတော်ကကျွဲဆွဲမဲ့စုံတွေကိုလက်ထပ်ပြီးရသေးတယ်ကျွဲဆွဲမဲ့စုံတွေရလေတတွဲမကတစ်နှစ်လုံးမင်္ဂလာဆောင်ထားသမျှအတွဲတွေအားလုံးအခုလိုချိန်ခါမျိုးမှကျွဲဆွဲကြတာဖြစ်ပါတယ်တနိုင်တလာငွေကြီးတချို့လည်းထည့်ကြရတယ်နက်ကတော်တွေမကကျွဲဆွဲတဲ့စုံတွေကလည်းဝင်ပူးကြတာရှိတယ်တချို့နဲ့ရင်နေတဲ့ရွာတွေရှိတယ်အဖိုးကြီးအဖွားကြီးအပြိုအအိုးလူပြိုလူအိုခလေးတွေအားစနက်ပွဲဆိုရင်ဝင်ကကျင်ကြတဲ့ဒလေးရှိတယ်နက်ပေါင်းစုံဝင်ကကြတယ်သူ့ရွာနဲ့သူ့ဆက်မှုနက်ကတော်တွေကမပိတ်ပင်ရဲ့ကြီးကြီးပြူပြူခွင့်ပြုရတာမျိုးတွေရှိပါတယ်အဲ့ဒီအရက်မှာထုံးစံတစ်ခုရှိပြန်သေးတယ်အဲ့ဒါကတော့လူသိရင်သေတဲ့လူရဲ့ပစိုးတွေထမိန်တွေကိုတင်ထားကြတယ်နက်ပွဲရောက်ပြီဆိုရင်အဲ့ဒီပစိုးထမိန်တွေကိုအခောက်လိုက်အထက်လိုက်ကနားကိုယူလာကြတယ်နက်ကတော်တွေကတွေ့ရတစ်ထဲထဲကိုဆွဲဝစ်ပြီးနက်ဝင်ရတယ်သူတို့ဆွေမျိုးတွေကမင်းဘသူပဲဝါရီဖြစ်ကြောင်းမှန်အောင်ပြောနိုင်ရတယ်တင်းတင်းတို့ဆိုရင်ဒီနေရာမျိုးမှာလှင်နေပါတယ်ပွဲမဝင်ခင်အပြင်ကကျင်းပါဆိုတဲ့အတိုင်းရွာတင်ရွာကိုရောက်တာနဲ့ဘယ်အိမ်မှာဘသူတည်ဆုံးဘူးတလဲနမဲဘလို့ခေါ်တယ်လဲဘလို့အင်ကြီးလုံကြီးအစင်မျိုးကိုကြိုက်တယ်လဲစုံစမ်းထောက်လန်းထားရတယ်ဒါလေးမမီသိန်းတင်ပေးထားတဲ့အချက်တွေပါတချို့အစိမ့်သက်သက်လက်ကစားမိမရှာလေးတွေဆိုရင်အဆက်ကွဲဘူးလားရှိတယ်ဒီနေ့အကြောကိုနားမလည်လို့သာဖြစ်ပါတယ်နက်ပွဲမှာထမိန်တုတ်ကြီးကိုပြစ်ချပြီးတဲ့အခါမသိညာမသိဆွဲဝစ်ပြီးနက်ဝင်နေကနာရှင်ကဘသူထမိန်လဲလို့မေးတော့မပြောတတ်တော့ဘူးရမ်းပြောတော့ရီးစရာတွေဖြစ်ကုန်တယ်တင်းတင်းကိုယ်တိုင်လဲငရဲအိုးနှကန်းပတ်ပြီးနေရတယ်လို့နားလေပါတယ်အားကြောင့်လဲဆိုတော့သူတို့ကိုယ်တိုင်အမိန့်ချခဲ့ရတဲ့ကြက်တွေငါးတွေအကောင်ကြီးအတွက်ကနေမှမနေနောက်ပြောကြည်ရတွေရှောက်ပြောညကြတော့မှပတိကြီးတစ်ချောင်းချောင်းနဲ့လုံနေရတာလေဒါပေမဲ့အခုချိန်မှာတော့သူမအတွက်ကလို့ကောင်းနေတော့မှနက်ကတော်ဘဝကိုပျော်မွေ့နေတော့ဝါသနာတွေကမကုံနိုင်မခန်းနိုင်သည်ဒါကြောင့်လေသူမဟာနက်ကတော်ဘဝကိုဆက်လက်ရှင်သန်နေပါအောင်မယ်ဟောသူမလက်ဝင်ပြန်ပါပြီတင့်တင့်မမီသိန်းစီကိုရောက်တော့ကောင်လေးအသက်ကအစိတ်ဝင်းကျင်လောက်ပဲရှိအောင်မယ်ကောင်လေးနာမည်ရင်းကမ
မောင်သိန်းစောမမီသိန်းကအဲ့လိုခေါ်တဲ့အတွက်လိုက်ခေါ်တာပဲဖြစ်ပါတယ်မမီသိန်းကကောင်လေးကို10နှစ်သားလောက်ကလေးကမွေးစားထားခဲ့တာဖြစ်ပါတယ်ကောင်လေးမိဘတွေကစင်းရဲရှာတယ်မမီသိန်းကငွေကြေးအမြဲထောက်ပံ့ပြီးတယ်သူ့သွားရနောက်ကိုတကောက်ကခေါ်သွားတတ်တယ်တောင်ပြုံးပုတ်ပါတို့ဆိုတာမရောက်ချင်မှအဆုံးလူပြိုပေါက်အရွယ်ရောက်တော့ကောင်လေးမှာတသွေးတမွေးဖြစ်လာခဲ့တယ်ရုပ်ရည်လေးကလည်းဖြူဖြူချောချောလေးမမီသိန်းကကောင်လေးကိုလူလေးသေးမရှိစင်းတယ်အဝင်စားဆိုပူစာသမျှဝယ်ပေးတယ်ရွှေဆွဲကြိုးတကုံးစင်တယ်လက်ပတ်နားရီတစ်လုံးဝယ်ပေးထားတယ်။နှွေးတခွင်ပွဲကရာပွဲစဉ်တစ်လျှောက်ခေါ်ပါတယ်လိုအပ်သမျှလဲခိုင်းတယ်လူယုံလက်ပါတယောက်ဖြစ်ထားပါတယ်ပင်ပင်ပန်းပန်းတော့ဘာကိုမှမခိုင်းပါဘူး။နောက်သူကောင်လေးကိုယူလိုက်တယ်။မယူခင်ကတည်းကတချင်တော်နဲ့အတူတူအိတ်နေတာပါ။ကောင်လေးအနေနဲ့တော့သူ့ဘော်တန်ရောစင်ရှိနေတာကလွင်ဘာခံစားချက်မှရှိပုံမပေါ်ပါဘူး။ဒါလေးသဘာဝတရားပါ။ကောင်းကောင်းစားရကောင်းကောင်းနေရကောင်းကောင်းဝိနေရခြင်းအပေါ်တာယာနေတာပဲဖြစ်မယ်။နတ်ပွဲကရာနောက်တကောက်ကောက်လိုက်ခဲ့ရမှာရွာသူတွေတိတ်တခိုးကြိုက်တာရှိတယ်။ဒီအခါမျိုးမှာမမီသိန်းအလွန်လှင်နေကောင်လေးဘလို့မှမလုံနိုင်အောင်ချုပ်ကင်ထားတတ်တယ်။တရားဝင်ရှိကြောင်းမန်းတက်တိုင်တက်ပြတော့တယ်။ရွာသူတွေအတွက်ရီပွဲဖွဲ့စရာဖြစ်ခဲ့တယ်လို့သူ့အတွက်အရှိန်ရဝေရမျိုးတွေကြုံခဲ့ဘူးတယ်။အရွယ်လေးရလာတော့နက်ကရတဲ့အလုပ်တွေကိုညီးငွေလာတယ်။မမီသိန်းကလည်းဘာလို့လို့ခွတ်လွတ်နိုင်တော့လဲကောင်လေးရီစားထားမှာတော့တိမ်မလောက်ကြောက်တယ်။ဒါကြောင့်အကွဲစီတောင်းစီကြည်နေတတ်တယ်။မမီသိန်းနဲ့အစင်မပြေဖြစ်တိုင်းရင်ဖွင့်ရသူမှတယောက်ပဲရှိတယ်။အဲ့ဒါကမက်မဲတင့်ကိုပါ။သူကမမတင့်လို့ခေါ်တယ်။မမီကအရန်ချုပ်ချယ်လုံးတာပဲမမတင့်ရ။နေ့ကိုအရန်ချစ်တာကိုဟဲ့။သွားစက်မှာသူ့ချစ်တာဘလို့ကြီးမှမသိဘူး။အေးလေဒါတော့တဘာဝမှမဟုတ်တာ။နောက်ပိုင်းမှာမမီသိန်းနဲ့တစ်ချက်ချက်ဖြစ်လာတယ်။ကြီးသူနဲ့ငယ်သူတို့ရဲ့အယူအဆတွေကဘယ်တူနိုင်ပါမလဲ။အသက်အရွယ်ချင်းကလည်းအလွန်ကွာခြားနေတယ်လေ။ဘသူကအကျွေးပေးလို့ဘသူကအကျွေးဆက်သူမှန်းတော့မသိတခါကနတ်ပွဲနားစဉ်မိုးရင်းမိုင်းရွာရင်းမှာကောင်းမလေးတယောက်နဲ့တူတူတန်တန်သတင်းကြားတဲ့အခါမမီမှာရင်ဘတ်စီတီဒေါသမီကြီးတောက်လောင်လေးရဲ့ကောင်းမလေးအိမ်ကိုသွားပြီးတော့ကက်ကက်လန်အောင်ရန်တွေးပါတော့တယ်အမှန်မှာဘာမှမဖြစ်သေးအစပြုဖို့ကြံနေတော့တာဖြစ်ပါတယ်အကြောင်းစုံသိတော့ကောင်းလေးကိုထူထောင်ဆိုင်နှက်ကဆဲဆိုတယ်ရခင်ကခလေးမို့ငိန်ကုတ်ခံနေတော့လေအခုတော့ကြကြရရယောက်ျားတစ်ယောက်ဖြစ်လာခဲ့ပြီမမီသိန်းရဲ့ခန္ဓာကိုယ်ကြီးကိုစိတ်တူတူနဲ့မှွေရမ်းလိုက်တာကြောင့်ဖြုံသွားပါတယ်အကြက်ကင်လို့မရမဲတိသွားတဲ့အခါချုံမွေ့ချငိုပါတယ်နက်ကြော်ပြီးမာယာရီနဲ့တက်မတက်ချက်မတက်တွေလှုပ်ပြတယ်ကောင်လေးကဂယူးမဆိုင်ပါဘူးကောင်လေးကမမတင့်ကိုမကြည်နဲ့ချက်တွေကိုပြောပြတဲ့အခါတိုင်းနှစ်ဦးနှစ်ဖက်အဆင်ပြေအောင်အမြဲဖြောင်းဖြနေရတော့တယ်တနေ့ကောင်လေးမှာမမတင့်ကိုခိုးပြေးသွားကြောင်းသိရတဲ့အခါမမီသိန်းမီလဲမတက်ဖြစ်သွားရတယ်ကြောင်စီစီဖြစ်သွားတယ်နောက်မှရမ်းပုံမိကြတော့တယ်တစ္ဆပေါင်းမှအယုတ်တမမှကာလာနာမှရှိသမျှသောစိတ်ရည်တိုင်းထွာမှုတွေလည်းစုံသွားပါတယ်ကဘာပြက်တယ်လို့လည်းခန်းစားလိုက်ရတယ်တသက်လုံးမျက်မျက်နှုံနှုံတွေ့တာခင်ရသူတဦးကိုလူယူသွားတာကြောင့်ရှင်ထဲမှာလည်းဝုန်းတိုင်းကျေးသွားတယ်ဒီလိုအပူမျိုးသူ့တသက်မှာတစ်ချိန်တစ်ခါမှမကြုံမှုခဲ့စီးစိမ်တွေပြက်ချင်ပြက်ပါစေဒင်းတို့ကိုမြေလန့်ရှာမယ်မရရခွဲရမယ်ဒါမှမဟုတ်လိုအပ်ပါကနှစ်ယောက်စလုံးကိုတပ်ပြစ်ရမယ်အယူမီဝိုင်းဖြစ်နေတဲ့မမီသိန်းမှာစိတ်ကြောင်ချောက်ချားဖြစ်လျက်အပူတပြင်းစုံစမ်းတော့တယ်တပည့်မိမရှာလေးတွေကိုလူခွဲလွတ်ပြီးတော့ငွေပေးရှာခိုင်းတယ်ဒါပေမဲ့ဘလို့မှသတင်းအစနာမရအီယာဝရီတတိုင်းလုံးပြည့်ပြည့်ဆင်သွားတယ်အဲ့လိုမရလေပိုပြီးခံပြင်းလေပါ6လလောက်ကြာတဲ့အထိဘာသဲလွန်စားမှမရခဲ့မမီသိန်းမှာနက်ပွဲမကနိုင်ရုံမဟုတ်တော့ပဲမအိတ်နိုင်မစားနိုင်နဲ့တဖြည်းဖြည်းချွတ်ချုံကျလာတယ်လင်းကိုတတိယလုံးလို့ငိုရတဲ့ရှက်ပေါင်းကလည်းမနေတော့မမေတင့်ကိုတွေ့ရင်စစ်စစ်ကြည်အောင်လှုပ်လိုက်မယ်ဆိုတာကတစ်ဖက်အရွယ်ကြီးတော်လဲတရားမရနိုင်ရှာတရက်မြေလက်ပိုင်းဖြူးမြို့မှာတွေ့ခဲ့ရတယ်လို့အတီးတယောက်ကဆိုလာတယ်ဟုတ်တာမဟုတ်တာအပထားမမီသိန်းတို့ကတော့လိုက်ပြီးသားပါဖြူးကိုချက်ချင်းလိုက်တယ်ဟိုရောက်တော့ရှာတယ်တပတ်လောက်ကြာသည့်တိုင်ရှာမတွေ့နောက်မှဖြူးအရှိရှိအုတ်ဖြက်ရွာလေးမှာလောက်ကင်စားနေကြတယ်လို့သိတော့အုတ်ဖြက်ကိုဆက်လိုက်တယ်အဲ့ဒီရွာရောက်တော့ချက်ချင်းပဲသတင်းရပါတော့တယ်တွေ့ကြပြီမမီသိန်းကအိမ်မော်ကိုဝုန်းကနေပြေးတက်သွားတယ်သူ့ကိုမြင်တော့စံပြနေတဲ့မမေတင်မှာကြက်တီတင်းလျက်ကောင်းလေးအလှုပ်သွားနေတယ်လို့မမီသိန်းသိခဲ့ပြီးသားအရေးကြီးဆုံးဥတီထားတာကမမေတင်ပါပဲသစ္စာပေါင်းမနင်ခုတော့ဘယ်ပြေးအောင်မလဲမမီသမီးရှင်းပြပါရစေဦးမမီရဲ့ဘာမှရှင်းပြနေစရာမလိုဘူးလက်ပူးလက်ချက်မိနေတာတော့ဘာငင်းကျင်သေးလဲညီငါအကြောင်းသိရင်တော့ဘာကိုဖြစ်ဖြစ်ခွင့်လွှတ်လို့ရပါမယ်ဒီတစ်ခုကတော့ဘယ်တော့မှခွင့်မလွတ်နိုင်ဘူးမမီသိန်းရဲ့မျက်နှာပြင်မှာ
တရဲတစီတကောင်နဲ့တူနေပါတော့တယ်။စုပြုံခဲ့ရတဲ့ဒေါသတွေကဘလို့မှဟန်မတားနိုင်အောင်ပောက်ကွဲသွားပါပြီ။မမဲတင်စပင်းကိုဆွဲကထုရိုက်တယ်။အမလီကဲကြပါဦး။အတန်ထွက်လာတဲ့အခါလက်ဘင်းကိုညှစ်တယ်။အင်းအားချင်းကလည်းမမြမတန်အတန်ကြာလုံးထွေးနေကြတယ်။လက်ဘင်းကိုညှစ်ထားတဲ့လက်တွေကိုမလွတ်ကြတော့အသက်ရှူမရတော့နောက်ဆုံးအတကုံညှစ်လိုက်တဲ့အခါမမဲတင်ရဲ့လက်တွေပြင်းရော့သွားတယ်။ဘာခုခံမှုမှမရှိတော့ကျေးဇူးကန်းတဲ့ကောင်မမီသိန်းကမောကြီးပန်းကြီးဆိုတဲ့မလုံးမရှက်ဖြစ်နေတဲ့မမဲတင်ကိုကြည့်တယ်။လင်းအတွက်နေတော့မမီသိန်းဘယ်တော့မှနောင်တရလိမ့်မှာမဟုတ်ပါဘူး။အခုညီးသေးပြီမဟုတ်လား။တကယ်လဲမမဲတင်မှာသူ့ရှိမောက်မှာတီးဆုံးသွားပြီ။မှတ်ထားငါကိုယ်တိုင်ရဲစခန်းသွားပြီးအဖမ်းခံပါ။အဲ့ဒီညကလာမှာတော်တော်လေးတာတယ်။မမဲရရတစောင်းမုံလာပြင်းနေကောင်းကင်မှာမိုးသားမိုးရိပ်တွေကင်းစင်လျက်ကျင်းရောင်လင်းလက်တွေကညအလှကိုပန်ပိုးပြီးထားတယ်လို့ပါပဲကြောက်ဘလူကအုတ်ကူတလုံးပေါ်မှာထိုင်ကအေးလူလူအရှက်တောက်နေတယ်ဘုံရင်ကြောင်မှာဆွန့်လိုက်တဲ့ငါချောက်ဖို့စီစမ်းကလည်းကောင်းတာမို့လို့အရှက်တောက်ရတာစိန်တွေးလာတယ်စီးစင်းနေတဲ့စစ်တောင်းမြည်ကတလက်လက်ပိုက်ချထွက်လာတဲ့ငါးဖက်လီတစီကိုမြင်နေရတယ်ခလန်းလန်းမှခွေးဟူတန်ကိုကြားလိုက်ရတယ်စောစောလေးကပဲမမဲတင်းဝိညာဉ်နဲ့စကားပြောခဲ့ရတာပြက်အမှတ်ရနေမိတယ်နက်ကြော်ပီပီလက်တန်တော်ပြီးပြောပြခဲ့တဲ့အကြောင်းအရာတွေကစိတ်ဝင်စားစရာကောင်းနေတယ်။မမီသိန်းမှာဒေါသအောင်မချုပ်တီးနိုင်တာကြောင့်ထောင်10နှစ်ကြာသွားခဲ့ရတယ်။သူ့အသက်အရွယ်နေဆိုရင်ထောင်ထဲမှာပဲတိတ်ဆုံးရဝင်ရှိပါတယ်။တဘာဝကိုဖီလာဆန်ခဲ့တဲ့အဖြစ်ကသင်ခန်းစာရစရာပါပဲ။ကောင်းလေးမှာမမဲတင်ကွယ်လွန်ပြီးမကြခင်မှာပဲတရွာတကြီးကိုပြောင်းရွှေ့နေထိုင်ကရွယ်သူကောင်မလေးတယောက်နဲ့လက်ထက်ကပေါင်းသိနေထိုင်ခဲ့တယ်။မမဲတင်မှာကောင်းလေးပေါ်စိတ်မနာနိုင်ခဲ့မမီသိန်းနဲ့ဆန့်ကျင်ဘက်ကောင်းလေးနေထိုင်ရာဒေသကိုလိုက်သွားကဝိညာဉ်ဘဝနဲ့စောက်ရှောက်နေတယ်။အန်ဒီရဲ့ရှိလျင်ကြိုတင်သတိပေးမှုမျိုးတွေလုပ်တယ်။အိမ်မက်ပေးတယ်။ကိုကြောင်ဘလူးရဲ့ဖြစ်နိုင်ကောင်းလေးရဲ့မိမပိုက်တဲ့ကိုပြန်ဝင်စားခြင်းနဲ့တော်ကူညီနိုင်ပါမလား။အဲ့ဒီအရာတော့သူဘလို့မှမစွမ်းဆောင်နိုင်ပါဘူး။လူတယောက်အတွက်ထိုက်တဲ့ဘဝကိုအဲ့ဒီသူရဲ့ကံတရားသာဆုံးဖြတ်ပြီးနိုင်ပါလိမ့်မယ်။သူမတရေဘဝကဘယ်ချိန်ကျွတ်မလဲကိုမပြောနိုင်သလိုဘယ်ဘဝကိုကူးပြောင်းမယ်ဆိုတာလေသူအတက်မသိပါဘူးတေးဝိဝိလေးတစ်ချက်ကကြောက်ဘလူးကိုဖျက်တန်းတိုက်ခတ်သွားတယ်ခလန်းလန်းမှဝိညာဉ်တချို့ရှိတ်ခနဲဖြက်ခနဲတောင်းလာလှုပ်ရှားနေတာမြင်လိုက်ရတယ်များစွာသောမကျွတ်မလို့သေးတဲ့ဝိညာဉ်တွေရှိပါတယ်ဒါပေမဲ့သူနဲ့အဆက်အသွယ်မရှိခဲ့ဆက်သွယ်ခဲ့တဲ့9ယောက်နဲ့ပဲသူ့ရှင်တွေနာလာပြီကြံရှိနေတဲ့မက်ဆေဆိုတဲ့မိမရဲ့အဖြစ်မှလည်းတမျိုးတစ်ပါးသာအရက်ကတောက်လို့ကောင်းနေစေပါကုံသွားပါတယ်အာသာမပြေခြင်းသည်လက်ထဲမှာလည်းပတ်စံမရှိတော့ချက်အိမ်ရောက်နဲ့တာတွန်းအိမ်ကိုသွားကအကျွေးယူဖို့သာရှိတော့တယ်။ဒါကြောင့်ပလင်းကိုခါထိုးလျက်ရွာထဲဘက်ကိုထွက်လာခဲ့တယ်။ခွေးတချို့ကသူ့ကိုမြင်တော့တရေတစီတွေ့တယ်လို့မျိုးထိုးဟောင်းနေ။ဒါကြောင့်လမ်းဘေးမှာခဲကိုယူကကောက်ထုရသေးတယ်။တာတွန်းအိမ်မှာမီးရောင်လက်လက်ကိုမြင်နေရသေးတယ်။တိတ်ကြသေးပုံမပေါ်။ပြို့တာတွန်းတို့လင်မယား2ယောက်လုံးရှိနေတယ်။ငါ့ကိုအရက်တစ်လုံးလောက်အကျွေးပေးချစမ်းမအောင်ဟာတာတွန်းမိမမျက်နှာတိတ်မသားရရှင်အရင်ကျွေးလဲမဆက်သေးပဲနဲ့ဆက်မှာပါဟာငါရှင်ဘယ်တော့ကနေဘူးလို့လဲတာတွန်းကတော့ကြောက်ဘလူအောင်လန်းပညာတတ်တာသိတဲ့အတွက်နည်းနည်းလက်နေမတော်တခုခုမကြည်မနှက်လုပ်ရင်သူ့ကိုတခုခုလုပ်မှကြောက်ပါတယ်။ကိုင်းပါဟာပေးလိုက်စမ်းမပြောမနေပါနဲ့မိမလှုပ်သူကဆူဆူအောင်အောင်ထဲ့ပေးလိုက်တယ်ကိုကြောက်ဘလူရေကျုံမိမကတော့ဘလို့မှမထင်နဲ့ဗျာနော်သူ့အချင်းကဒီတိုင်းပဲပါဇက်ကသာပြောတာလက်ကရှော့အင်မဲကြောက်ဘလူကတော့ပြုံးပြုံးကြီးနဲ့သူ့အရက်ဆက်တောက်ရတာပဲကျေးဇူးတင်နေပါပြီသူအရက်ယူပြီးတာရုံးတဲမှထွက်လာခဲ့ရွာထဲမှာမဲဒလင်တလုံးနဲ့တချင်းဆိုနေတာကြားရတယ်တူနေသိမ့်တန်ရဲ့မက်ကျင်ဖဲအတွက်မုံတချင်းအတန်ကမဆိုးလားနားထောင်လို့ကောင်းလာတယ်အလွမ်းတက်ကန်ရှိသူအတွက်ဆိုရင်တော့မျက်ရည်တောင်ကျလောက်တယ်ကြောက်ဘလူတင်းဆိုင်ကိုပြန်ရောက်တော့သူထိုင်နေတဲ့အုတ်ကူနာမှာဖြူဖြူဝိညာဉ်တစ်ခုကိုတွေ့လိုက်ရတယ်မက်စင်များဖြစ်နေမလားဒီလိုလားပြင်းနေမျိုးမှာမက်စင်ရောက်လာတတ်တယ်သူရင်ထဲမှာရှိနေတဲ့အလွမ်းတွေကိုဖောက်တင်လာချတတ်တယ်အခုလေဘယ်လိုအလွမ်းတွေကိုတီကုန်းလီုံမယ်မသိအေးလေဘလို့ပဲဖြစ်ဖြစ်သူကတော့နားထောင်သူတယောက်ဖြစ်ရလေအောင်မယ်ညမောင်မောင်ထဲမှာလျက်စည်းတွေလက်နေတာမက်စေအတိုင်းသားမြင်နေရတယ်သူမရဲ့အပြန်လန်းမှာမိုးများမိနေမလားဆိုတဲ့အချက်ပဲဒါကြောင့်ခြေလန်းကိုတက်တွက်လန်းနေစောင်းစရာထီးလည်းမရှိလေပြင်းတိုက်လာတယ်လေထဲမှာဆွဆွမိုးတွေကကပ်ပါလာခဲ့တယ်သူကအပြန်နှုံးကိုထက်တင်လိုက်တယ်ဒါပေမဲ့မိုးမှာသူမနောက်ကနေအော်ပြီးလိုက်လာတယ်ဘလို့မှမလွတ်တော့မဲတိလိုက်ပါပြီသူမမှာခေါင်းကို
မိုးရင်မြများထင်အဲ့ဒီနေ့အတွက်ခေါင်းမခံမရက်နိုင်လောက်ကြိုက်တာပါသူမခြံဝင်းတစ်ခုတွင်ကိုပြေးဝင်လာခဲ့တယ်မီးအောင်လက်နေတဲ့ဘိုးအိမ်တအိမ်ပေါ်တီကိုရှိတယ်သူမပေါ်တီကိုအောင်ရောက်ချိန်မှာမိုးမှာဝုံတိုင်းကျင်ရွာချပါတော့တယ်တော်ပါသေးတယ်မိုးနဲ့တီတီလေးလွဲခဲ့လို့သူမအတန်ကြာရက်ဆောင်နေစဉ်အင်ကြီးအတွင်းမှညီးတန်လိုဘာလိုကြားလိုက်ရတယ်ပထမတော့မသိကြမိုးတန်တွေရှောပါသွားမှအတန်ကိုတဲတဲခွဲကြားလာရတယ်ဟုတ်တယ်တစုံတယောက်ညီးတန်စစ်တိလိုစိတ်ကသူမရင်ကိုစိတ်စော်လာတယ်တကားကိုလက်နဲ့အသာထိကြည့်တော့ပွင့်ဟသွားတယ်စိတ်ယုံလေးစိတ်ထားတဲ့သဘောအဲကန်းထဲမှာမီးရောင်ကလင်းလင်းကျင်းညီးတန်မှာအဲကန်းမှမဟုတ်ပေအဲကန်းနဲ့တွဲလျက်အခန်းကထွက်နေတာဖြစ်ပါတယ်သူများရဲ့အတွင်းကိုပိုင်ဆိုးပိုင်နေဝင်ရောက်ခြင်းမှာရိုင်းပြတဲ့အမှုကျင်ပန်းတိတော်လဲတိလိုစိတ်တွေကပြင်းပြနေတာကြောင့်ခြေတံကိုဖွတ်ဖွားနေကရှောက်လာခဲ့တယ်အတန်ကပိုပြီးကျဲလာတယ်မိမတယောက်ရဲ့အတန်အခန်းတွင်ကိုလှမ်းကြည့်လိုက်တယ်ကလထိုင်တစ်လုံးမှာသူမကိုကြောပေးထိုင်နေတဲ့မိမတယောက်လူလူလက်လက်ညှဉ်းညူနေတာဖြစ်ပါတယ်သူမခက်သွက်လေးလှမ်းကကြည့်တော့ကိုဝင်အရဲ့မာကြီးနဲ့ဘိုင်းနာနေတဲ့သဘောကျမဘာကူညီပေးရမလဲဘိုင်အရန်နာနေတယ်မွေးတော့မယ်နဲ့တူတယ်အာအမလီကိုဝင်ဆောင်မိမကသူမကိုအာကိုတကြီးမောကြည့်တယ်မြတ်စွာဘုရားမက်ဆေဖျားတာမီလီရဲ့မျက်လုံးတွေဝိုင်းဆက်သွားရတယ်ကြည့်ပါဦးအဲ့ဒီမိမမှာသူမနဲ့တထင်ရတဲ့တူနေတာပါကိုဝင်ကလွင်သူမကိုပါပဲဒါဘလို့ဖြစ်ရတာလဲဘာကြောက်ပါလဲကျမကိုကဲပါမက်ဆေအော်နေဖို့အချိန်မပေးနိုင်ပါဘူးအဲ့ဒီမိမမှာမရှူနိုင်မကယ်နိုင်အောင်ဖြစ်နေပြီသူမအဲ့ဒီမိမလက်တစ်ဖက်ကိုဖမ်းဆုပ်ကင်ထားတယ်ခဏလောက်အားတင်းထားပါလားကျမရှင်ကိုစေးရုံပို့ပေးမယ်အားရှိအောင်သာပြောလိုက်တော့လဲသူမဘလို့စလုပ်ရမယ်မသိဒီခိုက်ခလေးမှာအောက်ကိုထွက်ကြလာပါတယ်အိုးဒုက္ခပါပဲသူ့အလိုလိုမွေးလာခဲ့ပြီခလေးကနီတာရဲလေးသမီးမိန်ကလေးအဲ့ဒီမိမရဲ့တကူလုံးရေခဲတမျှအေးဆက်လာတယ်ချွေးသီးချွေးပေါက်တင်ကဆူဆူရွှဲခဏနေတော့အယုတ်ကျိုးပြဲဖြစ်သွားတယ်ဟေးအမလေးတေးကြတာတခုကအသက်မရှိတော့တာပါအိုးရှင်မသိရဘူးသူမထိတ်လန့်တကြားအော်ဟင်းလိုက်တယ်သူမနဲ့အလွန်တူတဲ့မိမသမီးလေးမွေးပြီးတေဆုံးခဲ့တယ်ဘလောက်များထိတ်လန့်အံ့ဩစရာကောင်းလိုက်ပါသလဲဘလောက်များထူးခြားဆန်းကျယ်တဲ့ဖြစ်ရပါလေရှင်သေးလို့မဖြစ်ဘူးမသိရဘူးမက်စင်ကြောင်ချောက်ချားဖြစ်စွာအိမ်မက်မှလန်နိုးလာခဲ့တယ်ခုတလောသူမအဲ့ဒီအိမ်မက်မျိုးသုံးချိန်တည်းမကမက်နေတာဘာကြောက်ပါလဲမက်တိုင်းလေးတပုံစံနေပါပဲမက်တိုင်းလေးအလန့်တကြားဖြစ်ရတယ်အတော်ကသွေးလီမမှန်လို့ဖြစ်တာပါကွယ်စိတ်ထဲမှာဘာမှထားမနေပါနဲ့နောက်ပိုင်းမှာတော့အဲ့ဒီအိမ်မက်မျိုးမမတ်တော့သလိုအဲ့ဒီအကြောင်းတွေပတ်သက်ပြီးတော့လေမိမိပြောက်ပြောက်ဖြစ်ခင်ရတယ်မက်ဆန်10 တန်းတက်တဲ့နှစ်မှာပဲအဖေကရုတ်တရက်တည်ဆုံးသွားခဲ့တယ်သွေးတိုးယောဂါကြောင့်ပဲဖြစ်ပါတယ်အမေကလည်းဆုံးသွားပြီးတဲ့နောက်ပိုင်းမှာစိတ်ထောင်းကိုကြီးဖြစ်ကကျမ်းမာရေးချူချလာခဲ့တယ်အဖေချန်ထားခဲ့တဲ့ပစ္စည်းတွေကသူမတို့အတွက်လုံလောက်ပါတယ်တိုက်တစ်လုံးရှိတယ်တောင်ငူဈေးထဲမှာပဲမျိုးရောင်းတဲ့ပွဲရုံရှိတယ်အတူအရင်လေးပေးထားတာရှိတယ်ရွှေတဲ့ပစ္စည်းလေးအသင့်ရှိတယ်အဖေဆုံးတဲ့အခါအဖေဦးလေးကပွဲရုံကိစ္စကိုဆက်လက်တောင်းဝင်ယူပေးတယ်ဦးလေးကသဘောကောင်းတယ်လို့ရိုးသားဖြောင့်မဲ့သူလည်းဖြစ်ပါတယ်မက်ဆေကိုကျောင်းဆက်မတက်စီတော့ပဲပွဲရုံကိုဦးစီးဦးဆောင်လှုပ်စေချင်ပါတယ်ကိုဖေရဲ့လက်ငုပ်လက်ရင်းကိုတိုးပေါအောင်ဆက်လုပ်စေချင်တဲ့သမီးဒါကြောင့်လေသူမဦးလေးစကားကိုနားထောင်ခဲ့တယ်မက်ဆေမှာထက်မြက်မှုတွေရှိတယ်ဘယ်ရမဆိုမဖြစ်အောင်လုပ်တတ်တယ်အတ္တလည်းနည်းနည်းကြီးတယ်လို့ဆိုချင်ပါတယ်ဝဲယုံကိစ္စနဲ့ပတ်သက်သမျှကိုဦးလေးထံမှသင်ယူခဲ့တယ်တနေ့အတွင်းမှာပဲသူမကောင်းကောင်းနားလေတက်ကျွမ်းသွားတယ်သူမအဲ့ဒီပွဲယုံနဲ့မလဲမကမ်းမှာကုံစုံဆိုင်ကြီးတစ်ဆိုင်ရှိတယ်အဲ့ဒီဆိုင်မှာအလုံးလုံးနေတဲ့ဖြူဖြူဆိုတဲ့ကောင်မလေးတစ်ယောက်ရှိတယ်တစ်ချိန်ကမက်ဆင်နဲ့ဖြူဖြူမှာကျောင်းတူတက်လာတဲ့တငယ်ချင်းတွေဖြစ်ပါတယ်ရင်းရင်းနှီးနှီးလေးရှိကြပါတယ်ဖြူဖြူရဲ့မိဘတွေမှာတိတ်တော်ဆင်းရဲတာတော့မဟုတ်ကြပါဘူးအတန်အသင့်တော့စားနိုင်တောက်နိုင်ကြပါတယ်အတော်ကဖြူဖြူကိုကုံစုံဆိုင်မှာလာရောက်ကူညီဖို့ခေါ်ထားတဲ့အတွက်ရောက်နေရတာဖြစ်ပါတယ်ဖြူဖြူစရိုက်နဲ့မက်ဆယ်စရိုက်တို့မှာဆန့်ကျင်ပဲဖြစ်ပါတယ်ဖြူဖြူကအနေအေးစေးတယ်မိမပြီးသားတယ်ဝန်တိုးစိတ်မမွေးဘဝကိုရိုးရှင်းစွာရှောက်သူနာမည်နဲ့လိုက်ဖက်စွာပဲမျက်နှာလေးကဖြူဖြူတန်တန်လေးအမြဲတစေရိုးရိုးလေးသာဝတ်တက်သူမက်ဆယ်မှာလှတော်လေသူမအလှကပူလောင်ခြင်းနဲ့ဘယ်ရမဆိုဘလို့အခက်ခဲမဆိုရင်ဆိုင်ရမှာဝင်မလေးတလို့တတ်တီလည်းရှိတယ်ထထမြက်မြက်တွတ်လက်လက်ရှိတယ်ခေပေါ်ဝေစားတွေကိုဝစ်စင်တတ်တယ်ဒါကြောင့်လေပွဲယုံလိုလုပ်ငန်းကြီးမှာသူမနဲ့အဝင်ခွင်ကြဖြစ်နေရတာဖြစ်ပါတယ်
ပွဲရုံမှာအလုံးလုံးနေတဲ့အလုသမား3ယောက်မှသူမကိုကြောက်ကြရတယ်။သူမကလည်းအလုံးနဲ့ပတ်သက်လာရင်စီကဲအရာမှာနာမည်ကြီးတယ်။ဒါကြောင့်ဦးလေးကအုပ်ချုပ်သူတယောက်အဖြစ်သာရှိပြီးအရာရာကိုသူမကိုစိတ်ချစွာလွှဲပြောင်းပေးလိုက်တာဖြစ်ပါတယ်။တနေ့အဲ့ဒီတနေ့ဟာမက်ဆေဘဝကိုအပြောင်းလဲဖြစ်စေဖို့ဖန်တီးပေးလိုက်တဲ့နေ့လို့ဆိုလို့လည်းရတယ်။အဲ့ဒါကဦးလေးလူတယောက်ကိုပွဲရုံကိုခေါ်လာခဲ့တာပဲဖြစ်ပါတယ်။သမီးရေဦးလေးနဲ့စကားနည်းနည်းပြောအောင်။ဘာများထူးထူးခြားခြားရှိလို့လဲဦးရဲ့အခုလက်ရှိနေရီစင်းပြီးအဝဲတော်လုပ်နေတဲ့တာကျော်ဦးလေးကတိတ်သဘောမတွေ့လာဘူး။ကြီးရွာတွေကိုအဝဲတော်လွှတ်ပြီးငွေကြိုးပေးစနစ်နဲ့ပဲအမျိုးမျိုးကိုလိုက်လံဝင်ရတာမျိုးရှိတယ်။တာကျော်မှာအဲ့ဒီတာဝန်ကိုယူထားရသူအစာပိုင်းမှာအလုပ်ကိုကြိုးကြိုးစားစားလုပ်ခဲ့တော့လေနောက်ပိုင်းမှာအကျဉ်းပြက်လာတာလေးတွေရှိတယ်။အငယ်အနှောင်းထားတဲ့ကိစ္စအရက်သေးစားတောက်တဲ့ကိစ္စနဲ့အဆိုးဆုံးကမိမိပိုင်မဟုတ်တာတွေကိုအလွဲသုံးစားလှုပ်လာတာတွေပါမြမြဆဆမဟုတ်တော့လေနောက်မှဒီထက်ဆိုးလာနိုင်တယ်အခုလဲသူ့လေးပြသူမလုံတော့လို့အလုတ်ကိုမစင်းတရက်စင်းတရက်သမီးလည်းအဲ့ဒါစဉ်းစားနေတာဟောတာဦးလေးရဲ့မိတ်ဆွေနဲ့ပတ်သက်တဲ့ကလေးတယောက်ပဲသူ့နာမည်ကမောင်မင်းစောတဲ့သူကစစ်စစ်ကြည့်လိုက်တယ်အသားဖြူဖြူဥပတိရုပ်ကောင်းကောင်းအလုံးအရက်ကယောက်ျားတယောက်ပြီးသားပါပြီတဲ့သူမနဲ့တက်တူရွယ်တူလောက်ပဲရှိပါအောင်မယ်သူမမင်းစောကိုမြင်မြင်ချင်းစိတ်ထဲမှာလှုပ်လှုပ်ခက်ခက်ဖြစ်ခဲ့ရတာကိုတော့ဝန်ခံရပါမယ်သူ့ရဲ့ကြည်စင်တဲ့မျက်နှာသူမကိုအထူးပဲဆွဲဆောင်စေပါတယ်ဆက်ပြောပါဦးလေသူကပွဲရုံကိစ္စမှန်သမျှရောအဝေတော်ကိစ္စတွေမှာအရင်ကတည်းကအတွေ့အကြုံရှိခဲ့ဘူးတယ်လူရင်းပြောရရင်တာကြော့နေရာမှာသူ့ကိုထိုင်ကောင်းမလားလို့ဦးလေးသဘောလေဦးလေးသဘောဆိုတာထက်ငါတူမကြီးကအလုပ်ရှင်လေလုံငယ်အတူလောက်ရမှာငါတူမကြီးဒီတော့ငါတူမကြီးရဲ့ဆန္ဒပိုရေးကြီးတယ်မက်ဆေမှာမြင်မြင်ချင်းပဲမင်းစုံသဘောကျနေပါပြီထူးထူးထွေတောင်မင်းမျက်မှောက်မလိုတော့ပါဘူးဒီလိုနဲ့မင်းစောကိုအလုတ်ခန့်လိုက်ပါတယ်မင်းစောမှာဦးလေးပြောသလိုပဲလုပ်ငန်းကျွမ်းကျင်ရုံသားမကကြိုးကြိုးဆဆလုတ်ကင်တာကြောင့်မက်ဆယ်မှာအတိုင်းထက်လွန်တရားတရားပို့ခဲ့ရပါတယ်လာစားရဲမကအင်ကြီးအဝတ်စားတွေဝယ်ပြီးတာအပြင်ထွက်ပြီးတော့စားတောက်တာတွေအထိရှိလာခဲ့တယ်မင်းမိဘတွေကအဖေပဲရှိတော့တယ်အခုဖုန်းကြီးဝင်နေတယ်ညီကိုမောင်နှမကကျွန်တော်တယောက်တည်းမက်ဆယ်မှာအကျဉ်းသားတွေတနေ့တခြားတိုးပွားလာတော့လေမင်းစော်ဘက်ကဘာမှထူးခြားမှုမရှိခဲ့ပါဘူးမတုံမလို့ကြောက်ရွံ့တရုပ်လို့မိမတို့မာယာကိုကောင်းကောင်းအသုံးချခဲ့တယ်မင်းစော်မှာတိမ်မွေနူးညံ့စွာရှောင်းတိန်လို့သာနေခဲ့ပါတယ်မက်ဆယ်ဆွဲမလျှော့ခဲ့ပါဘူးနောက်ဆုံးတနေ့ကိုသူမအနာမှာရှိနေသူမပျော်ရွှင်နိုင်ခဲ့ပါတယ်တနေ့သူမထူးဆန်းတဲ့သတင်းတစ်ခုကိုကြားလာခဲ့တယ်အဲ့ဒါကကုံစုံဆိုင်မှဖြူဖြူနဲ့မင်းစော်ကြိုက်နေတဲ့အကြောင်းမှာဘလို့မှတန်တရားမရှိခဲ့တဲ့အဖြစ်အလွန်ပဲပြီးကြပါတယ်သူမရှင်တွေကွဲမတက်ခံစားလိုက်ရတယ်ပြောစကားကြားတဲ့ကိုမယုံတာကြောင့်ကိုယ်တိုင်လိုက်ချောင်းခဲ့တယ်အမှန်ပဲဖြစ်ပါတယ်ချစ်သူနှစ်ဦးကြည်နူးနေကြပုံတွေကသူမရှင်ကိုဓာတ်ထက်ထက်နဲ့ခွင်းလိုက်တယ်လို့ချုံမွေးကြရှိုက်ငိုခဲ့ရတယ်မောင်သားနဲ့အတားကသူမရင်ကိုစိုးမိုးလာတဲ့အခါစိတ်ချဒင်းတို့မရရအောင်ခွဲမယ်သူမတကယ်လေပြောတဲ့အတိုင်းလုပ်ခဲ့ပါတယ်ဖြူဖြူဘက်ကိုပရိရဲ့တမျိုးနဲ့ဝင်ကမင်းစော်မကောင်းချောင်းနေပြောခဲ့တယ်လို့မင်းစော်ကိုလည်းဖြူဖြူနဲ့ပတ်သက်လာရင်တတိထားမယ့်အခြေအနေတွေကိုပြောခဲ့တယ်နှစ်ယောက်ကြားမှာအမျိုးမျိုးသွေးထိုးကပြက်ခဲ့တယ်ပထမတော့ချစ်သူနှစ်ဦးကြားမှာတန်တရားတွေနဲ့ကတောက်ကစားဖြစ်ခဲ့ကြသေးတယ်ဒါပေမဲ့လေအခြေအနေအရက်ရက်ကိုနားလေသဘောပေါက်သွားတဲ့အခါမက်ဆေပေါ်မှာအမြင်တွေစောင်းကုန်ကြတယ်မက်ဆေပေါ်မှာယုံကြည်မှုတွေလျှော်နေလာတယ်မက်ဆေမှာအဲ့ဒီလောက်နဲ့တော့အလျှော်မပေးသေးပါဘူးဖြူဖြူရဲ့မိဘတွေထံသွားကအချင်းမြင့်မရှိတဲ့သူတယောက်နဲ့ရီးစားဖြစ်နေကြောင်းသတင်းပို့လိုက်တဲ့အခါကုံစုံဆိုင်ကိုတော့လာခွင့်မပြုတော့ဘယ်ကူမှလည်းထွက်ခွင့်မရတော့ဒီအခါပောက်ကွဲသွားရသူမှာမင်းစော်ပါပဲခမည်းဟာတော်တော်ရှုံးပါတယ်မိမတယောက်ပဲမက်စင်ရှင်ကျမကိုအဲ့လိုမပြောနဲ့ခမည်းလုံးရက်တွေခမည်းအတိဆုံးပါဖြူဖြူနဲ့ပတ်သက်လိုက်ကျမဘာမှမသိဘူးခမည်းကခုတော့သူတော်ကောင်းကြီးလုံးမနေစမ်းပါနဲ့ဗျာရှင့်စကားတွေတဖြည်းဖြည်းရှင်းသိလာပြီနော်ဟုတ်တာမှန်တာတော့ပြောရမှာပဲရှင်ကျမကျေးဇူးတွေဆက်နေရလားခမည်းကအလုပ်ပေးထားတာကျေးဇူးလို့ထင်နေတာကိုကျွန်တော်ရတဲ့လုံအားကနဲ့တန်အောင်ပြန်ဆက်ခဲ့တာတွေအများကြီးဒီလိုတန်ဖိုးမဲ့တဲ့စကားတွေအများကြီးခမည်းစီမှာမလုပ်ချင်တော့လည်းကြာလာပါပြီဒီနေ့ပဲကျုပ်အလုပ်ထွက်မယ်ဒီလိုပြောတာတော့သူရင်ခွင်းရပါပြီရှင်စဉ်းစားပါဦးကိုမင်းစော်ရဲ့ဘာမှစဉ်းစားနေစရာမလိုကျမဘဝမှာရှင်မရှိလို့မဖြစ်တော့လို့ပါသွားစမ်းမှာဘာရီလာပြောနေရလဲကျုပ်ဘဝမှာဖြူဖြူကလွယ်ရင်ဘာမှမရှိဘူးပြောတဲ့အတိုင်းလဲအလုတ်ကထွက်သွားပါတယ်သူမခြေတလုံးဖက်မတက်တောင်းပန်ခဲ့တော့လဲမရခဲ့ပါဘူးမင်းစော်တခြားပွဲရုံတရုံကိုပြောင်းကအလုတ်လုပ်ခဲ့တယ်ဖြူဖြူကိုအဆက်သွင်းရဖို့မပြတ်ကြိုးစားခဲ့တယ်မက်ဆေမှာ
ခေသူတယောက်တော့မဟုတ်မင်းစောဘမနေတယ်ဘဲမအလုံးလုံးတယ်ဖြူဖြူနဲ့ဘလို့ဆက်သွဲခဲ့တယ်ကိုအမြဲမပြတ်လူလွတ်ပြီးတော့စနီးနာခဲ့တယ်တရက်မင်းစောကဖြူဖြူကိုခိုးပြေးဖို့ချင်းဆိုထားတာကိုနိုင်ပိုင်းလိုမှတိလိုက်ရတယ်မင်းစောရဲ့တငယ်ချင်းတွေကကားနဲ့ခိုးပြေးဖို့အစီအစဉ်ဆွဲတယ်ည9နာရီလမ်းထိပ်မှာစောင့်မယ်ဆိုတဲ့အသေးစိတ်ကိုသိတော့ချက်ချင်းပဲအကြောင်းကြားခိုင်းလိုက်ပါတယ်ဖြူဖြူထွက်သွားပြီးမှမိဘတွေကသိရှိသွားတော့တယ်ကားနောက်ကိုအမိလိုက်ကြတယ်မင်းစောနဲ့ဖြူဖြူမှာမက်ဆယ်လက်ထောက်ချလိုက်မှတီးသွားပါတယ်မင်းစောနာကြီးသွားတာပြောဝေရမရှိတော့ဖြူဖြူမိဘတွေနောက်ကိုပြန်ပါသွားတယ်လမ်းတော်ရဲ့ရောက်မှာဖြူဖြူမှာမင်းစောထံကိုပြန်ပြေးလာခဲ့တယ်ကားကအစင်သေးရှိနေတာမို့လို့ကားပေါ်တင်ကမောင်းပြေးလာခဲ့တယ်ဖြူဖြူမိဘတွေဒေါသအိုပောက်ကွဲသွားပါပြီရရကားကိုငှားကနောက်ကနေထက်ချက်မခွာလိုက်ခဲ့ကြတယ်ပြေးသူနဲ့လိုက်သူနောက်ကျောင်းပြန်လှည့်ဖို့ရာတော်တော်လေးခက်နေပါပြီတောင်ငူမောင်အုတ်တွင်းမှာကျွဲပွဲမှာဇီယဝတီအရောက်မှာမင်းစော်နဲ့ဖြူဖြူတို့ကိုတိတ်ဆောင်လာတဲ့ကားမှာပရိတ်ပေါက်ပြီးတော့လမ်းမေကိုတိမ်မောက်ကတစ်ပင်ကြီးတစ်ပင်နဲ့ဝင်တိုက်ပါတော့တယ်ချောင်းလာခက်ကြာလွန်ပြီးတဲ့နောက်မှာကားမောင်းမှုဖြစ်စဉ်မှာကားမောင်းသူနဲ့ဖြူဖြူမှာနေရာမှာပွဲချင်းမိတိတ်ဆုံးသွားခဲ့တယ်မင်းစော်မှာကားပေါ်ကလွင့်စင်ထွက်ကြလျက်ဦးခေါင်းမှာဒဏ်ရာရပြီးတော့အတိတ်ဖြစ်စဉ်တွေကိုလုံးဝမေ့သွားပါတယ်စင်းရွာစင်းတဲ့အခါဖြူမျိုးရှိဘုံကြီးကျောင်းတစ်ကျောင်းမှာနေထိုင်ခဲ့ပါတယ်ဒီသတင်းကိုကြားချင်းမက်ဆယ်ဖြူကိုလိုက်လာခဲ့မက်ဆယ်ကိုမြင်တဲ့အခါမင်းစော်မမှတ်မိပါဘူးအဲ့ဒီလိုမမှတ်မိခြင်းအတွက်လေမက်ဆယ်အရန်ကိုကြည်နေရပါတယ်သို့မဟုတ်ရင်သူမကိုအလွန်တရာမုန်းတီးနေသူတူကဘယ်လိုပြပြလဲဆက်ဆံပါမလဲအတိတ်ဘဝကရင်းနှီးတဲ့မိတ်ဆွေတူအဖြစ်သာချင်းကပ်ခဲ့တယ်ကျေးဇူးရှင်တူကိုကုညီတယ်ဖိမတယ်တောင်ငူကိုပြန်ခေါ်သွားဖို့တော့မဖြစ်နိုင်နေခဲ့တဲ့ရင်းနှီးသူတွေနဲ့တွေ့အတိတ်ဘဝကအကြောင်းတွေကိုပြန်ပြောလိုက်ရင်သူမအခက်တွေ့ပါလိမ့်မယ်ဒါကြောင့်ဖြူးမြို့မှာပွဲရုံတရုံထောင်းကမင်းစော်ကိုဦးစီးခိုင်းနေသူမမှာတော့တောင်ငူနဲ့ဖြူးကိုကူးကြည်တန်းကြည်ဘယ်ရမဆိုမဖြစ်ဖြစ်အောင်လုပ်တတ်တဲ့မက်ဆယ်ရဲ့ညင်အတိုင်းလာပိုင်းအတွင်းမှာပဲမင်းစော်ကိုလက်ထပ်လိုက်ပါတယ်မင်းစော်အတွက်ချစ်တာမချစ်တာတိတ်နာမလဲခဲ့ဘဝတစ်ခုအတွက်စိတ်ချစွာရှင်သန်မှုအတွက်သာဖြစ်ပါတယ်လက်ထပ်ပြီးတဲ့နောက်မက်ဆယ်မှာဖြူးကိုပြောင်းရွှေ့နေထိုင်ခဲ့တယ်အတော်တူကလိုက်လံဆောက်ရှောက်တယ်တနေ့ဆရာဝန်ကကိုဝင်ရှိကြောင်ဆိုလာခဲ့တယ်မက်ဆယ်အလွန်ပျော်သွားခဲ့တယ်သားသမီးတန်ရောစင်ရှိလိုက်သူတို့အိမ်တော်ကြီးပုံမခိုင်မြဲယုံသာရှိတော့မယ်လေဒီတော့တွင်းမှာပဲအိမ်မက်ဆန်းတွေမက်လာခဲ့တယ်အိမ်ကြီးတွေမှာသူမနဲ့အလွန်တူတဲ့အမျိုးသမီးတယောက်သမီးမိန်းကလေးမွေးလာတဲ့အဖြစ်အဲ့ဒီနောက်အဲ့ဒီမိန်းကလေးတည်ဆုံးသွားခြင်းမှာဘာအတိတ်ပဲမှမသိသူမအထိတ်တလန့်ဖြစ်ခဲ့ရတယ်နောက်ပိုင်းမှာတော့မမတ်တော်တွေအတွက်မမေ့ပြောက်ပြောက်ဖြစ်သွားပါတယ်ကိုဝင်9လခန့်ရှိတဲ့တညက်နေမှာမင်းစော်စင်းရုံရောက်နေကြောင်းသိလိုက်ရတယ်တချိန်တခါကအဝေးတော်ဖြစ်ခဲ့မှုတဲ့တာကြုံကနေရာဝင်ယူလိုက်တဲ့မင်းစော်ပေါ်လုံးဝမကြည်နပ်ခင်ပါဒါပေမဲ့လောင်းကစားမှုနဲ့ထောင်ချခဲ့တယ်ပြန်ထွက်လာတဲ့အခါမထင်မှတ်ပဲစုံတွေ့ခဲ့ကြပြီးလူအုပ်ကောင်းကောင်းနဲ့ဝိုင်းရိုက်လိုက်ကြတာဖြစ်ပါတယ်မက်ဆယ်စင်းရုံကိုအပြေးတစ်ပိုင်းလိုက်သွားတော့ခေါင်းမှာပတ်တီအဖွေးသားနဲ့မိနေစေတတိယလာတဲ့အခါမက်ဆယ်ကိုကောင်းစွာတတိယသွားပါတော့တယ်မင်းကားစီဘာလာလောက်တာလဲအခုထွက်သွားစမ်းမောင်တတိထားပါအောင်မောင်ရဲ့ဘာမောင်လဲမင်းနဲ့ငါဘာမှမပတ်သက်ဘူးငါရင်ထဲမှာတင်းရောက်တဲ့နှစ်ကချစ်ခင်ရတဲ့ချစ်သူအခုပဲမလေးအချောင်းစုံတည်တဲ့အခါသူ့အလွန်အင်မတန်ဒေါသထွက်ခင်ရပါတယ်သူတည်တာမင်းကြောင့်သူမနဲ့လက်ထက်ခင်ကြောင့်ကိုဝင်မှသူနဲ့ရကြောင်းသိရတဲ့အခါကဘာပြတ်မတက်ခံစားလိုက်ရတယ်မင်းကိုငါအသိစိတ်နဲ့လက်ထက်ခဲ့တာမဟုတ်ဘူးမုန်းနေတိတ်လောက်အောင်မုန်းနေငါတီတဲ့ထိမုန်းနေကျမဘာပဲဖြစ်ဖြစ်မောက်ရင်သွေးလေးကိုတော့ငဲ့ပါအောင်မောင်ရဲ့မင်းကကိုရုပ်ရုပ်မမတိမ့်ပိုက်ခဲ့တာကိုကွာအမုန်းကြီးမုန်းခဲ့သူတယောက်စီမှာသူ့ရင်သွေးရှိနေခြင်းမှာဘယ်လိုဘဝကဝိကျွေးမျိုးပါလိမ့်ဘယ်လိုကံတရားကမျက်လေးပြလိုက်တာပါလိမ့်ကျမနဲ့မောင်ကတရားဝင်လက်ထက်ခဲ့တာပါနားမလည်ဘူးကွာနားမလည်ဘူးအခြေအနေမှာတော်တော်လေးဇူးဝါးခဲ့ပါတယ်စင်းရုံကဆင်းတော့အိမ်ကိုမင်းစော်ပြန်မလာခဲ့ပါဘူးကြုံရနေကြုံရစားနဲ့ဘဝကိုလေလွင့်ကျင်တိုင်းလေလွင့်နေခဲ့တယ်သူမလိုက်ခွန်တိုင်းအရက်မမှုနဲ့သာမောင်းထုတ်တတ်တယ်တလားခန့်ကြာမင်းစော်ပျောက်သွားတယ်ဘဲကြီးဘဲဝဲကိုရောက်နေမှမသိမက်ဆယ်မှာကိုဝင်အရင်မာကြီးနဲ့စိတ်မချမ်းမသာဖြစ်ခင်ရတယ်အတော်ကစိုးရိမ်နေပြီးကျမ်းမာရေးချို့ရင်းမအောင်ပူပန်နေကြတယ်တနေ့မင်းစော်ဖြူအရှိဘက်အုတ်ဖြက်ကြီးပါရှိဆွေမျိုးတုံးရဲ့အိမ်မှာရောက်နေကြောင်းသတင်းကြားရတယ်သူမဘာကူမှမစင်းစားနိုင်တော့ပဲအုတ်ဖြက်ကိုလိုက်တယ်အုတ်ဖြက်ရှိအိမ်ကိုရောက်တဲ့အခါသူမ
အလွန်အမင်းအံ့ဩသွားတယ်။ကြည့်ပါအောင်အိမ်မက်ထင်းမှာရောက်ဘူးတဲ့အိမ်ပုံစံနဲ့တထင်ရတယ်။စင်ဝင်အောက်ကိုရောက်ချိန်မှာမိုးကတသက်မမေရွာသွန်းလိုက်တယ်။နေနေညတာကွာတယ်။အိမ်မက်ထင်းရလိုပဲတကမာကြီးကစိတ်ယုံသာစိတ်ထားတယ်။အဲခဲမှာဘသူမှမရှိ။မောင်ပြန်လေထူးတယ်မကြရဒီအချိန်ဘိုက်ထဲမှာဆူဆူဝါဝါထိုးအောင်လာတယ်။အမလီအာသူမကျမ်းပြင်ပေါ်မှာပုံရသားလဲကျသွားတယ်။အမလီကင်ကြပါအောင်အခန်းထဲမှာအရက်တောက်နေတဲ့မင်းစော်ကထွက်လာတယ်။မောင်ကျမကိုကဲပါအောင်သူမဆူဆူရဲရဲအော်နေမိတယ်။မောင်မျက်လုံးတွေကအေးဆက်လွန်းလာပါတယ်။ထိတ်ထိတ်ပြပြဖြစ်ရမပြပုံမှန်အတိုင်းပါပဲ။သူမလက်ကိုစုပ်ကင်လိုက်တယ်။ခွန်အားတွေဖြစ်ခင်ရတာတော့ပြောမပြတတ်အောင်ပါပဲ။နာကျင်မှုကလည်းအသက်ထွက်မတက်။ကျမဝီးတော့မယ်ထင်တယ်မောင်။အဲဒီနောက်သူမတစ်ချက်တတိလစ်သွားတယ်။ဟိုတုန်းကတတိရလာချိန်မှာအရက်လက်တင်ကမွေးဖွားပေးနေတာတွေ့တယ်။ခလေးမနည်းနည်းလေးအားစိုက်ပြီးညှစ်လိုက်အားမရှိတော့မညှစ်နိုင်ဘူးဖြစ်နေတာဒီလိုဆိုစိုးရင်ရတယ်မြို့စင်းကိုပို့မှဖြစ်မယ်မွေးကန်ဖွားကန်ဒီမှဒီကိုလိုက်လာရတယ်လို့ကိုယ်သူမခေါင်းကြီးချက်လေးကနားရဲမှလေတွေတဝီဝီထွက်နေတယ်နာကျင်မှုတွေကမခံစားနိုင်လောက်အောင်ပဲစကားပြောတဲ့တွေကဝီးလာလိုက်နီးလာလိုက်ချွေးသီးချွေးပေါက်တွေတပြိုက်ပြိုက်ထွက်လာကအသားတွေအေးဆက်လျက်နောက်ဆုံးမှာသူမငြိမ်သက်သွားပါတော့တယ်သူမတေးဆုံးခဲ့ပြီခလေးကဝမ်းပိုက်ထဲမှာဥစွာတေးနှိမ့်နေတယ်ရုတ်တရက်ခွာထွက်လာတဲ့ဝိညာဉ်ကသူမအလောင်းကိုသူမပြန်မြင်နေရတယ်တေးဆုံးသွားပြီဖြစ်ကြောင်းအသိစိတ်မှာဝင်ရောက်လာတဲ့အခါကြောက်ရွံ့ခြင်းဝမ်းနည်းခြင်းပူဆွေးသောကရောက်ခြင်းတွေပူကက်လျက်ပြန်ပြောဖို့တောင်မှခက်ခဲလာပါတယ်မောင်ကတော့အရက်ဆက်တောက်နေစိတစုံတယောက်ကိုပြောလိုက်တဲ့စကားတခွန်းတော့ကြားလိုက်တယ်အလောင်းကိုဖြူထီပြန်မသိတော့ဘူးအုတ်ဖြတ်မှာပဲတကြိုလိုက်တော့မယ်ကျွန်တော်အုတ်ဖြတ်မှရန်ကုန်မပြန်ခင်တညခန့်ကဖြစ်ပါတယ်အဲ့ဒီရက်ပိုင်းတွင်ကျွန်တော်ကြောက်ဘလူးခင်မောင်နဲ့နေ့စဉ်လိုဆုံတွေ့ခဲ့ကြပြီသူပြောပြတဲ့ရာဇဝင်ဆက်ကြောင်းတွေကိုနားထောင်ခဲ့ရတယ်မပြန်ခင်တရက်ကကြောက်ဘလူးကျွန်တော်ကိုပြောထားတာတခုရှိတယ်ခမရဲ့ဘာကြီးဝိညာဉ်ကိုကြည်ကျင်သလားဆိုတဲ့အချက်ပါကျွန်တော်ကလည်းမဆိုင်မတော့ပဲကြည်ကျင်တာပေါ့လို့ဖြေခဲ့တယ်ဒါကြောင့်ညနေပိုင်းမှာအုတ်ဖြတ်သိမ်းချိုင်ကိုသွားဖို့ကျွန်တော်ဆုံးဖြတ်လိုက်တယ်အမှန်စင်စစ်ညပိုင်းကျွန်တော်တခါမှမရောက်ဘူးတကယ်တော့ဝိညာဉ်ကိုတွေ့ရမယ်ဆိုတဲ့အခါမှာစိတ်ထဲမှာတော့နည်းနည်းကြက်သိမ်းထားရတယ်အဲ့ဒီလိုတခါမှမကြုံဘူးလို့ပါပဲရွာရဲရှိနေရိုင်းသွင်းချိန်လောက်မှာကျွန်တော်လက်နှိပ်တမီးကိုင်လျက်လွယ်အိတ်တစ်လုံးမှာလောက်လေးကွာနဲ့လောက်စလုံးကိုထိကထွက်လာခဲ့စိတ်ထဲနည်းနည်းရဲစီဖို့အရက်နည်းနည်းလောက်ဝေမောလိုက်တယ်ကြောက်ဘလူးအတွက်ချက်အရက်တစ်လုံးနဲ့အမြီးကိုလည်းတပါးလေးဝေလာခဲ့စစ်တောင်းမြေကဘာအတိုင်းရှောက်လာတော့မူးကဆုံးချုပ်ပြီးဒါကြောင့်လက်နှိပ်တမီးကိုအားပြုလျက်တင်းဆိုင်ကိုဝင်ရတယ်ပြူကိုကြောက်ဘလူးတဲလေးတွင်မှပြန်လေထူးတယ်မကြရဒီလူပင်များသွားနေပါလေလာရောင်ကတိတ်မရှိတာကြောင့်အမောင်တို့ကကြီးစိုးလို့နေတယ်အုတ်ကူဖူးဖွင်းလေးတွေကအစီအီပြူကိုကြောက်ဘလူးတိတ်ဆိတ်ငြိမ်သက်နေစေတည်တည်ချာချာချင်းထားပါရဲ့နဲ့ဘာကြောင့်လွဲချော်နေပါသလဲကျင်သားမရသေးတာကြောင့်တင်းချိုင်းကုန်းထဲမှာတယောက်တည်းရှိနေတဲ့အဖြစ်မှာကြောချမ်းစီရပါခွင်းလေးတကောင်ကဆွဲငင်ဥလိုက်ပြန်ပါတယ်ကြောက်ဘလူးပြောပြတဲ့ကြော်ပမင်းတင်ရခက်မမဲတင်းနဲ့မက်စီရိုစီစိတ်ကရောက်သွားတော့ပဝင်းကျင်မှာသူတို့ရှိနေမလားလို့အတွင်းဝင်ကစက်သိန်းတွေထသွားရတယ်သူတို့တွေဘယ်တော့များမှကျွလွတ်ကြပါမလဲအကယ်၍သာကျွန်တော်သာတက်နိုင်ကောင်းမှုကုသိုလ်ပြုပြီးတော့အမြပေးဝေချင်ပါသေးတယ်ကျွန်တော်လက်နှိပ်ဓမီနဲ့ဟိုတီတီထိုးကြည့်တယ်ဘာမှမမြင်ရပါဘူးဒီညဟာကျွန်တော်နဲ့ကြောက်ဘလူးနောက်ဆုံးကြုံတွေ့မယ့်ညဖြစ်ပါတယ်တပိုက်ကကျွန်တော်တို့ရန်ကုန်ကိုပြန်ကြပါမယ်ပြန်လေစုံနိုင်မှုအခွင့်အလမ်းတွေရှိတော်လဲဘလောက်ကြာလေုံပဲမပြောတတ်ကြောက်ခဲတုံးလေးတုံးကျွန်တော်အပါမလိမ့်သွားပါတယ်ခေါင်းတစ်ပန်းကြီးသွားရတယ်ပြိုးကိုကြောက်ဘလူးထူးခြားမှုဘာမှမရှိရှင်းဆိုရရင်ကျွန်တော်နည်းနည်းတော့လန့်လာပါတယ်ကျွန်တော်ဆက်မဆောက်ရတော့ပါဘူးဆက်ဆောက်ဖို့လေတတိတွေမရှိတော့ဘူးဒါကြောင့်အရက်နဲ့အမီးကိုတဲလေးအတွင်ထားလိုက်တယ်အယုံစွန်းရုပ်တုတွေကကျွန်တော်ကိုခြောက်လက်နေတယ်လို့မျိုးဒါကြောင့်မြေပုံအုပ်ကူတွေကိုဖျက်တန်းကတင်းချိုင်းမြေမှာထွက်လာခဲ့တယ်နှုတ်ဆက်ခဲ့တဲ့ကိုကြောက်ဘလူးရေနှုတ်ဆက်ခဲ့ပြီဗျအဲ့ဒီအချိန်ကကျွန်တော်အရန်သိကျင်ခဲ့တဲ့တခုမှကြောက်ဘလူးခင်မှာဘယ်ရောက်နေတယ်လဲဆိုတာပါရန်ကုန်ပြန်တော့မှမို့အမေမအထုပ်ပိုးတွေပြင်ဆင်နေတယ်ရခင်ကဆိုရင်ရွာကိုမကြရောက်ဖြစ်တော့လေအခုတော့စီးပွားရေးလူမှုရေးသားသမီးအရေးတာဝန်တွေပို့လာတာကြောင့်အကြောင်းကြီးငယ်ရှိမှသာရောက်ဖြစ်တော့တယ်အခုဆိုရင်ရွာမှာစိတ်ရဲတိတိကြာသွားပါပြီမနေ့ဖြန်မနေ့စောစောမှရထားစီးမှာပဲဟဲ့ဖြည်းဖြည်းစစ်စစ်လုပ်လေရပါတယ်ဦးလေးကစိတ်မရှိစွာအမေကိုပြောတယ်
အသက်ကြီးလာလို့လားမသိဘူးအရှမ်းကိုမေ့တက်နေတာတတိရတာလေးတစ်ခုချင်းထုတ်ပိုးနေရတာပါတော့အမေကစင်ကြီးပြန်ပေးနေတယ်ပြန်မယ်ဆိုတော့ရွာရီကလူတွေလက်ဆောင်လာပေးကြတယ်ပဲလေးအစစီကလေးအစကောင်းကြီးဆန်လေးအစုံအမျိုးမျိုးအမြည်မြည်ပါပဲများနေပြီမသိနိုင်တော့ဘူးလို့ပြောရင်လည်းမရဖြူးထိလိုက်ပို့ပေးမဲ့သူရှိတယ်ဟိုရောက်တော့ကားပေါ်တင်ပေးမှာပေါ့လို့ဆိုသူကဆိုတယ်တစ်ခေါက်တစ်ချင်းမို့သူတို့စီရင်နာကိုလည်းအတိအမဲ့ပြုရပါလေဦးမယ်ကျွန်တော်ကတော့ဦးလေးနဲ့အတူရွာသား3-4ယောက်အပါအဝင်အိမ်ရှိမှာလက်ဖက်ရည်ဝိုင်းဖွယ်နေကြတယ်ချောင်းလေးမှရက်တဲ့တွင်ရလာတဲ့ငှက်တလဲတို့နဲ့ပစုံလေးတွေကိုငပေါင်းကြော်ကြော်ထားတာကျုပ်ရလို့နေပါတယ်အရှိလေးမမေများရဲ့လက်ရပဲဖြစ်ပါတယ်အရှိလေးမေမြမှာအချက်ပြုတ်ကောင်းတယ်လို့အိမ်မှုကိစ္စလေးနိုင်နှင်းသူဖြစ်ပါတယ်လင်းယောက်ျားတည်ဆုံးလို့ပူဆွေးတော့ကရောက်နေချိန်မှာပဲကျွန်တော်ကိုစားစီလို့ခတ်စောစောထားကကိုယ်တိုင်ကြွေးတာဖြစ်ပါတယ်ဘလို့လဲစင်မေအရှိလေးလက်ရကောင်းမကောင်းမဲ့အရှိလေးရင်စေနာလဲပါတာမို့မိကိုမိမှာမဟုတ်တော့ဘူးအရှိလေးကသဘောတွေကျနေတယ်ခုထိဒေအိုးထဲမှာကြော်နေတော့လာသမျှဧည့်သည်အကုန်ကျွေးတယ်အဲ့ဒီနေ့မနက်ခင်းကအေးအနှဲငယ်ရှိပြီးနေကောင်ကြီးနုနုအောက်မှာကြီးကြီးစင်စင်ရှိနေပါတယ်ကျွန်တော်အတွေးထဲမှာတော့ညအကြောင်းစီပြန်ရောက်သွားတယ်အမှန်စင်စစ်ဘာကြီးဝိညာဉ်ကိုကြည်ကျင်ယုံနေမဟုတ်ပါဘူးကြောက်ဘလူးကိုနှုတ်ဆက်ချင်တာလည်းပါပါတယ်ကျွန်တော်အမြင်မှာကြောက်ဘလူးကလူထူးလူဆန်းတစ်ယောက်ဖြစ်ပါတယ်သူစီရောက်တိုင်းဇလန်တပုတ်ကိုတော့နားဆင်ရမည်ဖြစ်ပါတယ်ဒီလိုပြောနေစမှာသူ့ရဲ့ဟန်ပတ်အမှုရာတွေမှာအမျိုးမျိုးပြောင်းနေတာတတိထားမိတယ်အပြောကောင်းသူဆိုပြီးတော့လေမှတ်ချက်ချရမလို့ဖြစ်ပါတယ်သူပြောတဲ့ဇလန်တွေကလေစိတ်ဝင်စားစရာကောင်းလှပါတယ်ညသူကြောက်ဘလူးကိုမတွေးခဲ့ပါဘူးဘယ်သွားနေတာလဲလို့လေတိလိုစိတ်ကလည်းရှိနေတယ်ပြိုးကိုကြောတာဘယ်တော့မှလမ်းပေါ်မှာလူကြီးတစ်ယောက်နဲ့အသက်30ကျော်မျက်နှာစိမ်းအမျိုးသမီးတို့ဖျက်လျှောက်သွားတာမြင်တဲ့အတွက်လှမ်းပြီးတော့အော်လိုက်တာဖြစ်ပါတယ်ဦးကျော်သားမှာရေဦးရွာသားဖြစ်ပြီးအမျိုးသမီးကိုတော့ကျွန်တော်မသိပါဘူးရေနွေးလေးပါလေးတောက်ပါအောင်ဗျဦးကျော်သားခြေလမ်းတွေတုံငနေဖြစ်သွားပြီးတော့အမျိုးသမီးကိုတစုံတရာပြောနေတာတွေ့ရတယ်အဲဒီနောက်သူတို့နှစ်ယောက်ကျွန်တော်တို့အိမ်ထဲကိုဝင်လာကြတယ်လာကြရင်လာကြကျွန်တော်တို့ကဝိုင်းချပေးလိုက်ကြတယ်ဦးကျော်သားကခေါင်းရင်းမှာနေရာယူသလိုအမျိုးသမီးကခြေရင်းမှာကျုပ်နေဝင်ထိုင်နေစောစောစီစီဘယ်တော့မှစားကြဗျအကျော်လေးပူတော့ခလေးမအကျော်စားဘာမှအာမနာနဲ့ဟုတ်ကဲ့ရှင့်အမျိုးသမီးမှာတနခါရည်ကျဲကိုလိန်ထားပြီးခိုင်ယူယူအဝတ်စားကိုပဲဝစ်စင်ထားပါတယ်လက်ဝဲရတနာဆိုလို့ဘာမှမပါရှိပြောမပြောချင်ပါဘူးဗျာဦးကျော်သားအဲ့လိုပြောပြီးရင်တွေတစ်ခွက်ကိုမှုတ်တောက်နေတယ်ကြည့်ရတာအရေးအကြောင်းပေါ်လာတယ်ထင်တယ်ဟုတ်ပါဗျာဟုတ်ပါသူကညင်းညင်းညူညူလေးပြောကရင်တွေခွက်ကိုအောက်ကိုပြန်ချတယ်ကျုပ်ကြောက်ဘလူးကိုလိုက်ရှာနေတာဘယ်ကြောက်ဘလူးလဲဘယ်ဘလူးရှိရမှာလဲတင်းကျပ်ရကြောက်ဘလူးခင်မောင်မို့ဘာဖြစ်လို့တော့ဟောတာကြောက်ဘလူးရဲ့နှမခင်ကြည်စိမ့်နဲ့ရေးတာရှိမှနေတာကြောက်ဘလူးပြောက်သွားတာတစ်နှစ်လောက်ရှိပြီတဲ့စုံစမ်းတာလည်းဘာမှမရခဲ့ဘူးအခုသတင်းကြလို့လိုက်လာတာတင်းကျပ်မှရှိတာပဲခင်ကြည်စိမ့်မနေ့ညနေခင်းကရောက်တယ်တင်းကျပ်ကိုသွားတော့ကြောက်ဘလူးကိုတွေ့တယ်ပြန်ခေါ်တော့စကားများပြီးထွက်ပြေးသွားတော့တာပဲဘယ်ထွက်သွားမှလည်းမသိဘူးအဲ့ဒါကျုပ်နဲ့လမ်းမှာတွေ့ပြီးအကျိုးအကြောင်းပြောပြတာနဲ့မနေ့ကမှရှားဆိုပြီးကျုပ်အိမ်မှာတညတိတ်လိုက်ရတာအခုရောညကဒီကောင်သူ့တဲပြက်အိတ်ပုံမပေါ်ဘူးအရက်ပလင်းနဲ့အမြီးတုပ်တော့တွေ့တယ်အရက်ပလင်းနဲ့အမြီးတုပ်ကကျွန်တော်ထားခဲ့တဲ့ပစ္စည်းမတွေ့ရခြင်းအကြောင်းကိုတော့ကျွန်တော်ခက်ရေးရေးသဘောပေါက်သွားတယ်ရှင်ထဲမှာမေးချင်တဲ့မေးခွန်းတွေအားလေအစီအီပေါ်လာတယ်ကိုချဘလူးရဲ့စာတရားဘယ်ရလဲရေးတာရှိမိဘတွေကစုံနာကြပြီညီကိုမောင်နှမဘယ်နှယောက်ရှိလဲ3ယောက်အကြီးဆုံးကအမသူကအလက်သူ့အောက်ကကျမကိုချဘလူးမှာအိမ်အောင်ရှိလားအစရှိတယ်ခလေး2ယောက်အစရှိတယ်ဆိုတော့လက်ရှိမှာလွန်ခဲ့တဲ့3နှစ်လောက်ကစကားမောင်းနဲ့ငထူးတဲ့လိုက်ပြေးသွားတယ်ခလေး2ယောက်ကကျမတို့နဲ့ကြံခဲ့တယ်အရင်ကိုချဘလူးကဘာလုပ်လဲဇက်ဖွဲ့မှာဇက်ရံလူချမ်းနောက်အောက်ခြေသိမ်းအကုန်လုပ်တဲ့သူဒါဆိုကိုချဘလူးကဇက်အဖွဲတွေကလူပေါ့ကျမတို့မျိုးယူကဇက်မျိုးရိုးရှင်အမေကနောက်ပိုင်းမင်းသမီးကြီးဒေါ်လိပ်ပြာကြီးတဲ့အညာတစ်ခွင်မှာတော့နောက်ပိုင်းဆက်မှာလိပ်ပြာကြီးမပိုင်ပွဲမဖြစ်တဲ့လောက်ပဲအဖေကနှဲမုတ်တဲ့ဥတင်ရဇက်အကူးမှာကားမောင်းလို့2ယောက်စလုံးပြိုင်လူဆုံးသွားကြတာအော်ကြောက်ဘလူးမှာဇက်သမား1ယောက်ဆိုတာကြောင့်ကျွန်တော်အနေငယ်တော့စိတ်ဝင်စားသွားပါတယ်သူဘယ်တော့မှပျောက်သွားတာလဲပြီးခဲ့တဲ့တစ်နှစ်ဒီအချိန်မှာပဲဖြူအနောက်ဘက်ကညသိန်းတန်ဖျားပွဲမှာဇက်လာကကြီးပျောက်သွားတာဘလို့ပျောက်သွားတာလဲသူကယူနေတယ်လို့ပဲခမည်းအဲ့ဒီစကားသူ့နေရင်းကိုဖြတ်ရိုက်လိုက်တယ်လို့ခံစားလိုက်ရတယ်ဘလို့ခင်ကြီးစိန်ကတပ်ပြင်းကိုအသာချတယ်လက်ကလေးတစ်ဖက်ကသူမကောင်းလေးကိုသွင်းတပြင်းပြင်းကုတ်တယ်စိတ်ပြက်သွားတဲ့ဟန်ပန်မှာ
အားလုံးကလေသူမပြောလာမယ့်စကားကိုစိတ်ဝင်တစားနားထောင်နေကြတယ်ဒီလိုစောစောကပြောသလိုကိုဝင်းကြိုင်ကြောက်ဘလူးခင်မောင်မေးဆိုတော့သူကဇက်ဖွဲ့မှာလူချမ်းမို့ဇက်အကူပြောင်းပျက်စီးအတင်ချလောက်တာလေသူပဲဇက်စင်မော်လိုက်ကာရီစင်ရတာလေသူပဲနောက်ဆုံးရေမရှိလို့ရေခန့်ရတာလေသူပဲပြောခဲ့ပြီးပါပြီဇက်အဖွဲကားသာဆိုပေမဲ့အောက်ခြေသိမ်းလုံးရတာပါဆိုအဲ့ဒီမှာရိန်းသမားလေးဝင့်မုံနဲ့ကြိုက်ကြတယ်ပြဆက်မှာဆိုစိတ်ရံပေါ့နှစ်ပါးသွားမှာဆိုနောက်ကထိုင်ပြီးလက်ခုပ်ဝိုင်းတီးပေးရတာမင်းသားဆွဲခေါ်ရင်တော့တပိုက်စာနှစ်ပိုက်စာဝင်ကပေါ့နောက်ပိုင်းလဲလူတဲ့နေရာလေးတွေဝင်ပေါ့ရုပ်ကတော့မီးရောင်ထဲမှာမိတ်ကပ်တွေလိမ့်ထားလို့ကြည့်ပျော်ရှုပျော်ဖြစ်နေတာနေဘက်ဆိုငကြီးချောက်ကတော့ဆရာခေါ်ရမယ်သူမကပြုံးရင်တလဲရဲရဲလေးပြုံးရှာတယ်ကို့အကူကလေရုပ်ခက်ဆိုးဆိုးမှုမတူဘူးမတန်ဘူးရဲ့မပြောချင်ပါဘူးဒါပေမဲ့ဝင့်မုံကကျမအကူတကယ်ကြိုက်တာမဟုတ်ဘူးခိုင်းကောင်းလို့လူရအတုံးချချင်လို့ကျမကဇက်ထဲကထမင်းချက်ပဲဒင်းကြောင်ကောင်းကောင်းသိတာပေါ့အကြီးဆုံးအမကရောအမကြီးကတော့ရေတာရှည်ပဲနေတာဆက်ပြောပါအောင်မယူသိစကားပြောအောင်မေဒီနေ့တော့အဲ့ဒီကောင်မဘိုက်ကြီးပါလေရောဘသူနဲ့မဲလဲမသိဘူးဒါကိုကျမအကူကတိတိချင်းနဲ့ယူလိုက်တာဘလောက်နွားကြတယ်လဲဆိုတာမပြောပါနဲ့တော့ကျမမှာဒေါသတွေထွက်လွန်းလို့ဇက်ထင်းကခဏထွက်ပြီးရေတာရှည်ပြန်နေသေးတယ်ကိုဝင်းကြီးနဲ့ဇက်ထဲမှာပဲဆက်ကနေလားဘိုက်ပူလာတော့ဘလို့ဆက်ကလို့ရမှာလဲဘသူကညာကြီးပြီးမှလဲမွေးကန်နေတော့ရေတာရှည်ကိုရောက်လာတာပါပဲဒီကောင်မမျက်နှာကိုမကြည့်ချင်မိမဲ့အခုမျက်နှာရှိနေသေးတယ်လေမကြည့်ပြီးတော့လည်းဘာတက်နိုင်မှာလဲမိန်းကလေးမွေးတယ်ကျမအဲ့ဒီကလေးပေါ့တစ်ဆက်ကလေးတန်ရောစင်မရှိပေမဲ့အမကြီးကတော့ချစ်ရှာတယ်လူကြီးတွေဘာဖြစ်ဖြစ်ကလေးကကလေးပါပဲတဲ့သူတို့ခမညာဘာနာလေရှာမလေးတဲ့သူကစိတ်ကောင်းမွေးနိုင်မိမဲ့ကျမကတော့စိတ်ကောင်းမမွေးနိုင်ပါဘူးဒါရှင်းရှင်းပဲပြောတာသူမကမောသွားဟန်နဲ့ခဏနားလိုက်တယ်ကြောက်ဘလူးပြောတဲ့ဇလန်းတွေထက်ကြောက်ဘလူးအကြောင်းကပိုလို့တောင်စိတ်ဝင်စားစရာကောင်းနေပါတယ်နောက်တစ်ယောက်ထပ်မွေးတယ်ယောက်ျားလေးအဲ့ဒါမှအခုကလေးအစ်စ်ဒီကလေးမွေးတော့လေအမကြီးလက်ထင်ရောက်ပြန်တာပဲအမကြီးမှလေသူ့သွေးသားရင်မို့ချစ်လိုက်တာများတုံးလို့အပြိုကြီးလားဟုတ်တယ်အမကြီးရောကျမရောခုထိအိမ်နောက်သေးတယ်မဟုတ်သေးဘူးအော်ခြံခုံစားရှိတဲ့မြင်းဟာခြံခုံနေဆိုတာတိတ်မှန်နေစကားပါပဲရှင်ဒီကောင်မဇက်မာကားမောင်းနဲ့ငထူးဆိုတဲ့ကောင်နဲ့ခြေပုံးခုတ်ကြတယ်လေတီးတဲ့လူတွေကတီးပြီးအကိုကိုပြောတော့အကူကအယုံကြည်မရှိဘူးသူ့မိမကိုချစ်တဲ့အချက်ကအစိုးရောက်တာပြောပါတယ်တကယ်ကိုဥတူတူအတတဘသူဘာပြောသူ့မိမဘက်ကပဲနောက်ဆုံးလိုက်ပြေးသွားကြတော့မှကြက်ကြီးလဲလိန်သလိုဖြစ်ကြံရစ်တာတရားမဆွဲဘူးလားအခုခေါင်းထဲမှာဒါရီမရှိဘူးယူလဲယူတာကိုနောက်တော့အရက်တွေဆွတ်တော့ပြီးတော့ခက်ကြောင်ကြောင်ဖြစ်ရာနေယူသွားတော့တာပဲစိတ်ကျမ်းမာရေးစင်းရောနှစ်ခါပုတ်ခဲ့ရဘူးလေပြန်ကောင်းလိုက်ပြန်ဖောက်လာလိုက်နေပါလူကသာဗလာတောင့်စိတ်နှူတယ်အဆွဲလန်းကြီးတယ်စောစောကကိုဝင်းကြိုင်းလို့ခေါ်တာကြားလိုက်တယ်နမဲရင်းလားရှင်တို့ကသူဟာတရေမွေးပြီးခိုင်းစားတယ်အဲ့ဒီတရေတွေနဲ့ပတ်သက်ပြီးတော့ဇလန်းနေပြောမပြဘူးလားပြောပြတယ်အဲ့ဒါတွေကတကယ်မဟုတ်လို့လားသူမကခက်မက်မဲ့လေးတစ်ချက်ပြုံးလိုက်တယ်နောက်ဒီဇလန်းစက်ကွက်တွေကသူနဲ့ပလဲနံတင့်တဲ့လူဆိုရင်ပြောပြနေကြဇလန်းတွေရှင့်စီးယုံမာတော့ကလည်းဒီလိုတွေကြီးပြောတာခမညာကျွန်တော်နည်းနည်းအောက်တက်တက်တော့ခံစားလိုက်ရတယ်စိတ်မနဲ့သူတူဦးရဲ့ဇလန်းများကိုအမှန်တကယ်ယုံကြည်ကရှင်ထဲမှာတိမ့်မှတ်ထားခဲ့တယ်လို့ပါပဲဒါကလည်းအလကားတက်တက်တော့မဟုတ်ဘူးအကြောင်းရှိတယ်ဇက်ရံအပြေကခဲ့တဲ့ပြဆက်တွေထဲမှာသူ့ဘရာစာဆိုတဲ့ပြဆက်ဟာသူ့လုတ်ပိုင်ခွင့်အရာဆုံးသူ့ကိုလူတီခံရတဲ့ဇလန်းရှင်ပြဆက်ထဲမှာသူဟာတုတ်တံမှာမြေချင်းတူးတယ်လို့ပြဆက်ထင်းကနာမည်ကကြောင်ဘလူးခင်မောင်သူဟာတရေတွေမွေးပြီးခိုင်းစားတာသူတရုပ်ဆောင်လာတဲ့ကောင်းတော့နာမည်ရင်းတောင်ပျောက်ပြီးကြောင်ဘလူးခင်မောင်ဖြစ်လာတာအော်ကျွန်တော်မှာတော့တော်နေတာတန်ရောင်လိုက်ပြီးတော့ပြောနေတယ်ယူလို့ယူမဲ့တောင်မသိတဲ့ကြောင်ဘလူးအတွက်မိမိကိုယ်သာအပြစ်တင်ယုံရှိတော့တယ်ကျွန်တော်ကြောင်ဘလူးရဲ့ဟန်ပန်တွေမှာစီးမျောခဲ့ဘူးတယ်ကြောင်ဘလူးရဲ့အပြောတွေမှာတိမ်မှုခဲ့ဘူးတယ်စိတ်ဝေဒနာရှင်တယောက်မှလုံးမသိခဲ့သူပြောတာတွေကကျမတို့ဆက်မှာကနေတဲ့ပြဆက်ဇလန်းတွေသူဟာအကုန်ကြက်မိနေပြီလေခုတော့သူဟာတကယ်ကိုသူ့ဘာယာစာလုပ်ခဲ့တာပဲဒီတော့မှကျွန်တော်သူ့ရဲ့အဖြစ်မှန်ကိုကောင်းသဘောပေါက်သွားခဲ့တယ်အဲဒီနောက်သူတို့ကြောင်ဘလူးကိုရှာဖို့ဆိုကဥကျော်သားနဲ့အတူထွက်သွားကြပါတော့တယ်နောက်တနေ့မနေ့စောစောမှာပဲအမေနဲ့ကျွန်တော်ရွာသားတချို့ကဖြူကိုလိုက်ပို့ကြတယ်လက်ဆောင်ပစ္စည်းတွေကတနစ်တပုံးမှုကျွန်တော်တို့မှမနိုင်မနေလမ်းကျန်းချက်မှာစကောရဲစည်းဖြူတီလှိမ့်တလုံးရင်းထိုးနေတဲ့ကျွန်တော်တို့ကားလိုက်ရဲ့ရင်ကျေးမှုကိုပဲမေ့ရောကကျွန်တော်ကြောင်ဘလူးချောင်းကိုစဉ်းစားနေမိခဲ့တယ်ကျွန်တော်အမှန်တကယ်ရေးရမယ့်ဇက်ကောင်ဆိုတာတော့ကျွန်တော်အတိမလွတ်ကင်းခဲ့ပါဒီလိုနဲ့ကျွန်တော်ရန်ကုန်ပြန်ရောက်ပြီးတနစ်ခန့်အကြာမှာအုပ်ဖြတ်မှလူကြုံတယောက်ရောက်လာတဲ့အတွက်ကြောင်ဘလူးချောင်းကိုဆက်လက်ကြားသိရတယ်သူညီမနဲ့တွေ့ခဲ့ကြောင်း
ရေလာရှိကိုပြန်လိုက်သွားခဲ့ကြောင်းမကြမီအဲ့ဒီတင်းချိုင်းကိုကြောက်ဘလူးပြန်ရောက်လာခဲ့ကြောင်းအဲ့ဒီချိန်မှာတွက်ခါယူနေပြီဖြစ်ကြောင်းသူ့ကိုယ်သူရွာရိုးကူပေါင်းရှောင်းလျက်တရေမွေးသူလို့အော်ဟစ်နေကြောင်းကြားသိရတယ်။အဲ့ဒီအတွက်ကျွန်တော်စိတ်မကောင်းဖြစ်ရပါတယ်။သူမှပြောဘလူးရီဆူဆူသူပြောသားတဲ့ဇလန်တွေကစိတ်ဝင်စားဖို့ကောင်းနေတယ်။ဆွဲဆောင်နိုင်စွမ်းရှိတယ်။လွမ်းမိုးစရာကောင်းတယ်။ခမီးရဝတ္ထုလေးတွေရင်းနေတဲ့ကျွန်တော်အတွက်တော့တန်မိုးရှိလာပါတယ်။တိတ်မကြလိုက်ပါဘူး။ကြောက်ဘလူးတယောက်ကျွန်တော်တွေးခဲ့တဲ့တင်းချိုင်းရဲ့တဲကလေးအတွင်းမှာပဲလူမသိသူမသိတေဆုံးသွားကြောင်းထပ်မံသိရှိလာတဲ့အခါပိုပြီးတောင်စိတ်မကောင်းဖြစ်ရတယ်။အခုတော့သူ့ဘဝတစ်ခုအတွက်ဒီလောက်နဲ့ပဲအဆုံးသတ်သွားရှာပါပြီ။ယခုအဖြစ်ပြက်မှာလွန်ခဲ့တဲ့နှစ်ပေါင်း30ကျော်ကမှုကြာတော့ကြာခဲ့ပြီ။အခုတော့အုတ်ဖြင့်ရွာကြီးတောင်စစ်တောင်းမြည်တိုက်စားမှုကြောင့်ရွာအဖြစ်မတီးရှိတော့ပါဘူး။အရာရာသင်္ခါရဆိုတဲ့တရားတွေကပိုင်ဆိုးထားတယ်မဟုတ်ပါလား။ကျွန်တော်နားမလည်နိုင်တာတော့တစ်ခုရှိတယ်။သူဟာဇက်သမားတယောက်နေရာစုံကိုရောက်မယ်။ဒေသစုံကိုရောက်မယ်။လူပေါင်းစုံကိုတွေ့မယ်။ဒီထဲမှာမှအုတ်ဖြင့်သင်ချိုင်းလေးကိုတတ်မှတ်စွာနဲ့နောက်တစ်ခါဘာကြောင့်ပြန်လာခဲ့ပါသလဲ။ဘာကြောင့်သူ့ဘဝကိုဒီနေရာမှာပဲအဆုံးသတ်ခဲ့ပါသလဲ။သူ့ဘဝကတနာစရာကောင်းတယ်လို့ရင်နာစရာလေးကောင်းပါတယ်။ဘလို့ပဲဆိုစီစကားကြုံလာတဲ့အခါတိုင်းတရေမွေးသူကြောက်ဘလူးခင်မောင်အကြောင်းကိုတတိတရပြောဆိုနေကြမှာတော့အမှန်ပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါ။အခုနားဆင်ကြရတဲ့ဇလန်းကတော့အညိုတေးကြီးတဲ့မမြခက်ဆိုတဲ့ဇလန်းပဲဖြစ်ပါတယ်။နားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။